ပြီးခဲ့တဲ့ပိုင်းမှာတင်းပါတော်နဲ့မဟာမိတ်ဖက်တွေကြားဆက်ဆံရေးကခွာပြက်ကုန်ကြပြီးပါတီစီယာတယောက်ဖြစ်တဲ့ BL ကလည်းအာမာရီတာဘရာဘိုအမည်နဲ့ Impact လောကထဲကိုဝင်ရောက်လာခဲ့ပါတယ်။အခုလည်းပွဲဦးထက်မှနဲ့ချုံးမဲ့ပြေတဲ့ဟာဆန်နဲ့ဂျူနိုဂျီတို့ကိုဆုံးမပေးနေပါတယ်။ကိုတာကတော့ဒီကိစ္စထဲမှာဝင်မပါပဲလူအုပ်ကြားထဲကနေရက်ကြည့်နေခဲ့ပါတယ်။ BL ကစစ်မှုထမ်းတရားဖြစ်တာကြောင့်သူ့ရဲ့တိုက်ခိုက်နေစဉ်နဲ့ကောဘတ်စကေးတွေကဖက်ဖက်ကတာလောင်နေခဲ့ပြီးဘုံနှကောင်လည်းလူးလေးနေအောင်တွေ့ခံလဲရပါတယ်။ဟာဆန်တယောက်တည်းဖင်ရဲခံနေရချိန်မှာဂျူနိုဂျီကတော့ကြောက်လို့ပိုးနေခဲ့ပါတယ်။အဒီနာ BL လည်းသူ့ရှိမှရှိနေတဲ့ဟာဆန်ကိုအရင်ဖောက်ပြကိုတိုက်ခိုက်လိုက်ပြီးအလင်းဝေချောင်းမချောင်းနေတဲ့ဂျူနိုဂျီကိုကြောက်အမြောင်းနဲ့ကိုကန်ချပစ်လိုက်ပါတယ်။ BL ရဲ့လိုရက်တွေကအတော်လေးတရားလွန်နေတာကြောင့်ကိုတာလည်းဘာဘူးတဲ့ညာဘူးတဲ့နဲ့ကွန်ပလေးဝင်တက်ပါတယ်။ BL လည်းဒါကမှကြီးစားဆန်တဲ့လိုရက်ဖြစ်ပြီးပလေးသက်တွေကသွေးမြေကြတာကိုလိုချင်ပလေယာတွေကဖြည့်ဆည်းပေးရမှာပေါ့လို့ဆိုလိုက်ပါတယ်။ကိုတာလည်းပြောမရတဲ့ကောင်ဆက်ပြောမနေတော့ပဲတတူတူထွက်သွားခဲ့ပါတယ်။ဒီကြီးစားကရာကလည်း Impact လောကကိုအခုမှတက်ရောက်လာတဲ့အာမာရီတာဘရာဘိုအကြောင်းပလေးသက်တွေကိုကြီးညာနေခဲ့ပါတယ်။ BL ကလည်းတင်း EV2 နဲ့တင်း Revive တို့ကိုအနိုင်ယူပြီးတာနဲ့နောက်ထပ်၄တင်းကိုသူ့တဲ့ကိုတင်လိုက်ဖြုတ်နေခဲ့ပါတယ်။ Impact ဘက်နိုင်ရရှိမှုကနေပိုင်ဆိုင်ထားတဲ့ loss တွေကလည်းတစ်တာတလုံးသားလောက်ရှိနေခဲ့ပါပြီ။အဒီနောက် DJ ဆာကလည်း BL တီးသက်ပို့ထားတဲ့ဗီဒီယိုကလစ်တစ်ခုထုတ်ပြလာပါတယ်။ဗီဒီယိုထဲမှာ BL ပြောထားတာက Impact ပွဲစဉ်မှာပေါ်ပေလွတ်နေတဲ့ Beat Rider တွေကိုဆက်အားမပေးပဲသူ့ကိုပဲအားပေးကြဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။ကိုတာတယောက် BL ရဲ့ဗီဒီယိုကလစ်ကိုကြည့်ပြီးနှာခေါင်းရှုပ်နေခဲ့ပါတယ်။မိုင်းရီကတော့ကိတ်မွတ်အလန်းစားလေးဖန်တီးတဲ့ပါတီစီယာတယောက်ကတိုက်ပွဲမှာလည်းတောက်ကြိုင်းတယောက်ဖြစ်နေလို့ခုံယူနေပါတယ်။ Beat Rider တွေကိုချေချော်စကားဆိုလာတာတောင်မိုင်းရီက BL အတွက်ဂုဏ်စာပြနေတော့ကိုတာလည်းဆော့ရသွားရပါတယ်။ဆက်ရှင်ဦးလေးလည်း BL ကလူတွေကိုဖျော်ဖြေချင်လို့ဒီလိုတွေလုပ်နေတာဖြစ်မှလို့ဝင်ပြောရင်သုံးတော်သား BL ရဲ့အကြောင်းကိုဝင်ပေးနေကြပါတယ်။အဲ့ဒါကိုတစ်ဖက်ဝက်ကကင်လို့ကြားသွားပြီး BL နဲ့ထိတိုက်တွေ့ချင်လာပြီလို့ဆိုနေပြန်ပါတယ်။ကိုတာကတောက်ပေါ်နဲ့ပြန်မဖိုက်ဖို့နားချပေမဲ့ဂိုက်တိုကစွမ်းအားကြီးတဲ့သူကိုရှင်းချချင်ကိုကသူ့ချက်ပို့ပြီးစွမ်းအားကြီးနေရမယ်လို့အာချန်လိုက်ပါတယ်။နောက်ပြီးကိုတာကိုလည်းတွေးကြောင်ရင်ဘေးချနေဖို့မှာပြီးခက်နဲ့ပြောဆိုလိုက်ပါသေးတယ်။သူကတော့ BL စိတ်ခေါ်တာကိုလက်ခံထားတာကြောင့်ချိန်ထားတဲ့နေရာကိုထွက်သွားပါတယ်။တစ်ဖက်မှာဆက်ကလည်း BL ရဲ့ကိုရေးရဆိုရင်အချင်းကိုလူရှိမာကိုတင်ပြနေပါတယ်။ကိုလူရှိမာလည်းတိုက်ပွဲကြီးပြေးဝနေတဲ့စစ်မှုထမ်းအောင်တယောက်လက်ထဲကိုဂျေကိုကိုဒရိုက်ဘာဘလို့ရောက်ဝါရတာလဲလို့ဆက်ကိုမေးခွန်းထုတ်နေပြန်ပါတယ်။ဆက်ကသူလည်းတေချာမသိဘူးလို့ပြန်ပြောတော့ဒီကိစ္စကိုဘလို့ဖြေရှင်းမလဲလို့ကိုလူရှိမာကမေးပါတော့ခဏကြာမှတကြီးစားကတာပေါ်လာပြီးတပားသူရဲ့အမှားကိုကြည့်မနေပဲကို့အမှားကိုအရင်ပြန်သုံးသပ်ဖို့ဝင်ပြောပါတယ်။ကိုတိုင်ကဝါတာမဲလောလောစီကိုဘယ်နာထားလို့ထားမှမသိဖြစ်နေတယ်မလားလို့ဒီကြီးစားကတာကမေးတော့ကိုလူရှိမာလည်းအရှိတ်ထိသွားတာကြောင့်ဒေါ်လာထွက်တော့နဲ့အကုန်လုံးကိုအော်ငေါက်နေခဲ့ပါတယ်။ဒါပေမဲ့ Professor Yu မှာဆိုသူကတော့အခုကိစ္စမှာမထင်မှတ်ထားတဲ့အချက်လက်တွေအများကြီးရလိုက်တယ်လို့ဝင်ပြောပြီးငင်းခုန်နေတဲ့စကားဝိုင်းကိုရက်တက်ပေးလိုက်ပါတယ်။တစ်ဖက်မှာကိုတာကိုအာချောင်ခဲ့တဲ့ကင်တိုတယောက် BL လက်ချက်နဲ့လူးလင်းနေပါပြီ။ဒီလိုနဲ့အတော်ခံရလာများလာတော့ကင်တိုလည်း Impact 3ကောင်ဆက်ခေါ်ပြီးဖို့လုပ်ပါတော့။သူ့ပေမဲ့ BL က Impact 3ကောင်လောက်ကိုခဏလေးနဲ့တင်အနိုင်ယူပြီးဒူရီယက်စကားနဲ့ကင်တိုကိုပါအမှောက်သိပစ်လိုက်ပါတယ်။ဒီလောက်ဆုတ်ပြတ်တက်နေတာတော့ကင်တိုကလေမရော့သေးတာကြောင့် BL လည်းသဘောကျသွားပါတယ်။အဲ့ဒါနဲ့သူ့လက်ထက်ကဘနာနာလော်စီနဲ့ Frigate ပါအပိုလက်ဆောက်ပေးပြီးထောက်ခွာသွားပါတယ်။တင်းငယ်ဖွာသားတွေကလည်းမြို့နောက်ပိုင်း stage မှာပရိသတ်တွေကိုကားပတ်ဖျက်နေပါတယ်။ကိုတာကလည်းပရိသတ်တွေအာမာရီတာဘရာဘိုအကြောင်းပြောနေတာကိုကြားသွားပြီးခဏကြာမှ BL ကသူတို့စီကိုရောက်လာပါတယ်။တခြားဖွာသားတွေကစိုးရိမ်နေပေမဲ့မိုက်ရီကတော့သူ့အိုင်တော်နဲ့တွေ့ရလို့ပြောနေရှာပါတယ်။ BL က stage ပေါ်မှာခိုးပေါက်နေမဲ့အစားပါရမီရှိတဲ့သူတွေကိုရှေ့ပြိုင်ခွဲပေးလိုက်တာကလူသူကိုစိတ်ကျေနပ်စေလိမ့်မယ်လို့စာပြောပါတယ်။မိုင်းရီကလည်းတမီတို့ကားတဲ့အခါရရှိတဲ့ခံစားချက်ကိုမျှဝေခြင်းရောပါဘာညာနဲ့ပြန်ပြောနေတော့ကရုံးBL ကရုံးလည်းစိတ်ပေါ်သွားပါတယ်။အဒီနောက်မပြောမဆိုအာမာရီတာဘရာဘိုဖောင်ကောက်ပြောလိုက်တာကြောင့်မီရှီနဲ့ကိုတာတို့လည်းအိမ်မန်ဂိမ်းဆော့ဖို့အကြောင်းဖန်လာပါတော့။ဂိုင်အဝက်စာနဲ့ကိုတာတယောက် stage ပေါ်ပြေးတက်လာတော့မှ BL လည်းပြီးရတာတယောက်ဖြစ်နေမှတီးသွားပြီးထုံးစံတိုင်းကိုတာကိုခက်နဲ့ပြောဆိုနေပြန်ပါတယ်။ဒီလိုနဲ့နှစ်ယောက်သား Ori အန်ဖောင်နဲ့ဘူတူအန်ဖောင်ကိုအမြန်ပြောင်းရင်လေကျင်နေတဲ့ BL ကိုပေါင်းချဖို့လုပ်ကြပါတယ်။ Impact ဘက်ဆတာနဲ့အောက်ကပရိသတ်တွေကလည်းတခက်နဲ့အားပေးနေကြပါတယ်။ပါတီစီယာတယောက်လည်းဖြစ်စစ်မှုထမ်းတယောက်တစ်ဖြစ်လည်း BL ကတိုက်ပွဲတိတ်ကြုံနဲ့လေယုံကြီးအတော်လေးကောင်းတာကြောင့်ဆက်ဆချင်းပါတယ်ကိုတာနဲ့မီချီတို့လည်းတိုက်ပတ်နေခဲ့ပါတယ်။ကိုတာကကိမွန်းလုပ်ပြီးလူတွေကိုပျော်ရွှင်အောင်လုပ်ပေးရတဲ့ဘဝမှာအေးဆေးနေဖို့ပြောတော့ BL လည်းသူ့လို professional တယောက်ကိုမှဆရာလာလုပ်နေရပါမလားဆိုကကိုတာကိုအသေးလိုက်ပြင်းမှာတော့အဒီနောက် BL ရဲ့ဝူရာတိုက်ကွက်နဲ့နှစ်ယောက်လုံးအမှောက်သိခံလိုက်ရပါတယ်။အဲ့ဒါနဲ့တင်မကျေနပ်နိုင်သေးတဲ့ BL လည်း lossy တင်တဲ့ Impact ကောင်တွေအများကြီးကိုဆက်ခေါ်လိုက်ပါတယ်
လော့စီတဲ့အကောင်လောကဒီတဲ့အပြစ်ချတာကြောင့်ဆက်ခေါ်ထားတဲ့အေဘက်ကောင်တွေကလည်းထိချုံမှုကင်းမဲ့နေကြပါအဲ့ဒါကြောင့်သူ့ပါဝင်နီးနားမှာရှိနေတဲ့သူတိုင်းအေဘက်ကောင်တွေတိုက်ခိုက်တာကိုခံလိုက်ရပါဒီအချိန်တွေကိုဖြည့်ရှင်းမှုမီချီလက်သူ့ကိုစီကခိုးလာတဲ့ဝါတာမဲလိုလော့စီကိုတာသုံးလို့ရအောင်ပြေးပိတ်လိုက်ပါဘာမှမသိတဲ့ကိုတာလည်းလော့စီကိုဒရိုင်ဘာနဲ့ထပ်သုံးလိုက်တဲ့အခါသူ့ထက်3ဆလောက်ကြီးတဲ့ဖရက်တီခေါင်းမောင်ပြုတ်ကျလာပါမီချီမိုင်းနဲ့တခြားသူတွေကကိုတာကိုစိတ်ပူနေကြပေမဲ့ဘီရဲကတော့ဟာတိုက်ရည်နေခဲ့ပါနောက်တော့ဖရဲတီကြီးကသူ့လိုလိုလှိလာပြီးနီးနားမှာရှိနေတဲ့အင်ဘက်ကောင်တွေကိုနင်းချိတ်ပစ်လိုက်ပါတယ်။ဒေါသထွက်နေတဲ့ပီယက်ကလည်းဖရဲတီနဲ့ကြိုက်ပေါ်တာကိုခံလိုက်ရတာကြောင့်အနီးနားကတန်ကြောင်နဲ့ဖရဲတီကို6စီစီပြစ်လိုက်ပါတယ်။သူ့ပေမဲ့ကိုတာကဘာမှမဖြစ်သွားပဲဂျိုရီမူဖောင်ပြောင်းပြီးပီယက်ကိုတော့ပြန်တွေ့ပြလိုက်ပါသေးတယ်။အင်ဘက်တကောင်ကလည်းအောက်ကျနေတဲ့လော့စီတွေအကုန်လုံးဝါမစ်ပြစ်လိုက်တာကြောင့်အကောင်ကြီးကြီးတကောင်ဖြစ်ပြောင်းသွားပါတယ်။ကိုတာလည်းတက်ဆော်ဆော်လောက်ဝင်ချုပ်ပြီး2ချက်3ညလောက်ဆော်ပြီးလိုက်တော့အထိနာသွားတဲ့အင်ဘက်ကောင်ကလည်းမြို့ထဲကိုထွက်ပြေးသွားပါတယ်။ဒီလိုနဲ့ကိုတာနဲ့မီချီကအင်ဘက်ကောင်ကိုတာမှုနောက်ကနေအမိလဲဖမ်းရပါတော့ကိုတာလည်းမီချီနဲ့ပေါင်ပြီးအင်ဘက်ကောင်မြို့ထဲမရောက်သွားခင်လန်ကူလာတနေရာမှာဆွေးကစကားနဲ့တခါတည်းပြီးဖြတ်ပေးလိုက်ပါတယ်။နောက်ကလိုက်လာတဲ့ပီယက်ကလည်းကိုတာနဲ့မီချီကိုတိုက်ခိုက်မဲ့အလုပ်ဆိုင်မှာဖုတ်ထားတဲ့ပိုင်းမိုးတွေအခြေစိတ်သွားတာကြောင့်နောက်မှထပ်တွေ့မှပြောပြီးထွက်သွားခဲ့ပါတယ်။ဒီချီစာကာလာကလည်းဒီနေ့ဖြစ်ပျက်ခဲ့သမျှကိစ္စတွေနဲ့အရေးကြီးတဲ့ကြောင်းအားတွေကိုဗီဝါတွေကိုတင်ဆက်ပေးနေပါတယ်။လက်ရှိမှာတင်းကိုင်ကတင်းပါတော့တာမနိုင်တဲ့အာမာရီရာပရာဘုတ်ကိုအနိုင်ယူခဲ့တာကြောင့်အမှတ်တွေအားလုံးရသွားပြီးဇရာရဲ့ထိတ်ဆုံမှာရပ်တည်နေခဲ့ပါပြီ။တင်းကိုင်ဘာသားတွေကလည်းသူတို့တင်ဇရာရဲ့ထိတ်ဆုံကိုရောက်သွားလို့အကြီးကျယ်အဝက်ခံနေကြပါတယ်။မိုင်းကသူ့အိုင်တော်ပီရဲ့ချာမဆန်ကကဲမွန်းနဲ့အဝက်ခံမှုပြင်းနေတာကြောင့်မစားချင်တဲ့ကိုတာလည်းပီရဲ့ပရာဘုတ်ပုံကိုကြည့်ရင်ဒေါသအလေးလိုက်ထွက်နေခဲ့ပါတယ်။ဒါကတော့ခမိုင်းလာကံအပိုင်း9ဖြစ်ပါတယ်။အပိုင်း10ကိုနောက်နေ့မှဆက်တင်မိသားပါကျွန်တော်တော့အမိုင်းပါပြီးခဲ့တဲ့အပိုင်းမှာအတင်းလိုက်လိုကိုလိုက်ဖြတ်ချနေတဲ့အာမာရီရာဘရာဘိုခေါ် PF4 ကိုတာနဲ့မီချီတို့ပေါင်ပြီးဝိုင်းသမားပေးလိုက်ကြပါတယ်တင်းကိုင်ကလည်းအမှတ်တွေကွန်လိုကိုရယူပြီးဇရာထိတ်ဆိုးကိုရောက်သွားတာကြောင့်အရင်ကထိတ်ဆိုးမှာရက်တည်နေတဲ့တင်းပါတော်ကအဆစ်လေးနေရာကိုကျသွားခဲ့ပါတယ်ပီရဲ့တီးတာကိုခံလိုက်ရတဲ့ကိုင်တို့ကလည်းဘန်ဒိုဆိုင်မှာတယောက်တည်းလာနှံ့နေပါတယ်ဆက်ရှင်ဘန်ဒိုကလည်း TV မှာလာနေတဲ့ Udurase Corporation ကျင်းညာကိုကြည့်ရင်သူတက်ဖော်ပြလာတဲ့ဇာဝမီမျိုးကြီးအကြောင်းဂိုက်တိုကိုပြောပြနေခဲ့ပါတယ်။အရင်ကသူတို့မျိုးလေးဟာတိတ်ဆိတ်6ကနေပြီး Udurase Company ကစီပင်ဝါဖြောအောင်လုပ်ပေးခဲ့တာကြောင့်သူ့အနေနဲ့အားကျဉ်နှံမိတဲ့အကြောင်းပြောနေပါတယ်။တုတ်ပေမဲ့ဂိုက်တိုကတော့ဘန်ဒိုပြောတာကိုအာရုံမစိုက်ပဲပတ်စံရှင်းပြီးဆိုင်ထဲကနေထွက်သွားခဲ့ပါတယ်။တကယ်တော့ဂိုက်တိုကအကြောင်းတစ်ခုခုကြောင့် Udurase Company ကိုမုန်းတီးနေတဲ့သူတစ်ယောက်ပါ။တစ်ဖက်မှာအလုံးမရသေးတဲ့ကိုတာကလည်းအချိန်မိုင်းလို့ရဖို့အရေးသဲတန်ကြိုးစားနေရပါတယ်။အရင်တစ်ခါကိုတာတုံးခဲ့တဲ့ဝါတာမဲလိုလော့စီကလည်းအယောင်တွေပြောက်ကုန်ပြီးတုံးလို့မရတော့တာကြောင့်မီချီလည်းခေါင်းစားနေခဲ့ပါတယ်။ကိုရိုရှိမာကလည်းပြောင်းနေတဲ့ဝါတာမဲလိုလော့စီကိုတာစီမှာတွေ့လိုက်ရတော့ဘီရိုက်တာတွေကိုစောက်ကြည့်ဖို့တာဝန်ပေးထားတဲ့စစ်ကိုအပြစ်တင်ပါတော့တယ်။စစ်ကသူ့ကိုပဲစွတ်မိမနေပဲကိုအေကလှုပ်ချုံရေးကိုအရင်ပြန်စစ်ကြည့်ဖို့ရွက်တယ်လို့နဲ့မထီတတိပြန်ပြောလိုက်ပါတယ်ကိုရိုရှိမာလည်းသူ့ညီကဒီလိုလူစားမျိုးမဟုတ်ဘူးလို့ဖင်ပိတ်ငင်းနေတော့စစ်လက်ချင်းပြုံးနေလိုက်ပါတယ်။မိုက်တယောက်အကားလေးချင်းမထွက်လာနေတော့နောက်ဖေးလန်းမှာပွင့်နေတဲ့တောရဲဝင်ပေါက်တစ်ခုကိုအမှတ်မတရတွေ့သွားပါတယ်။မိုက်ကကိုတောက်ကိုလှမ်းတီးပြီးဖို့လုပ်ပေမဲ့ဟိုကသူ့ဟာနဲ့သူတော့လက်မလဲတာကြောင့်ယူရာကိုရှာချေစောင်းနဲ့အထက်ကိုတယောက်တည်းဝင်သွားပါတယ်။ကိုတာနဲ့မီချီကိုတော့တောအုပ်ထဲဝင်မသားခင်မက်ဆေ့ချန်နာခဲ့လိုက်ပါတယ်။မိုက်တယောက်တည်းတော်ထဲမှာခြေဦးတက်ဟာရှာဝါနေရင်အင်ဘက်ကော်ဒီနဲ့တွေ့ပြီးဒုက္ခရောက်နေတဲ့အချိန်ဘကယ်တဲကရောက်နေမှမသိတဲ့ဂိုက်တိုကဝေကူညီပေးလိုက်ပါတယ်။မိုက်ကတော့အုပ်ထဲမှာဘာလာလို့တာလဲလို့မေးတော့ဂိုက်တိုလည်းစွာအမြဲလော့စီတွေလာရှာတာလို့ပြန်ဖြေနေခဲ့ပါတယ်။လော့စီကူဘိုလောက်နဲ့ဒီတော့အုပ်ထဲကိုလာရပါမလားဆိုပြီးမိုက်ကဗလိချင်းပေးမဲ့လက်ရှိချင်းနေရအင်ဘက်ကောင်တွေကိုသူတရားထဲထိမနိုင်တော့ဂိုင်တိုကိုပဲအားကိုးရတော့မှာဖြစ်ပါတယ်။ဂိုင်တိုကလည်းမိုက်ကယူရာကိုတွေ့သေးလားလို့မေးရင်နောက်ကနေတကောက်ကောက်လိုက်နေတာကြောင့်သူ့စိတ်ထဲကတိကာဖြစ်စေတယ်လို့ပြန်ပြောလိုက်ပါတယ်။ကိုတာနဲ့မီချီကလည်းမိုက်ကိုတက်ဆန်လိုက်ရှာနေရင်တောအုပ်ထဲကအပင်တွေကိုတွေ့တော့မှဆရာမကြီးတယောက်တည်းတော်လိုက်ဝင်သွားပြီဆိုတာသဘောပေါက်သွားပါတယ်။အဲ့ဒါကြောင့်လော်ဗီယကိုရှိနေတဲ့ကိုတာကမိုက်နောက်ကိုလိုက်သွားပြီးမီချီကတော့တင်းကိုက်ကမှရောက်နေတဲ့စစ်ကိုတောက်သိခဲ့ပါတယ်။စစ်လာရေးကိစ္စကတော့တခြားမဟုတ်ပါဘူး။မနေ့ကကိုတာတုံးခဲ့တဲ့ဝါတာမဲလိုလော့စီကြပါမီချီကလည်းသူ့ရဲ့တရုတ်မာကိုတီးသွားမှဆိုလို့စစ်နဲ့နှစ်ယောက်တည်းစကားပြောချင်ညာပြောပြီးတငန်ချင်းတွေကိုပါထုတ်ပြလိုက်ပါတယ်။ဒီလိုနဲ့ဝါတာမဲလိုလော့စီကိုသူခိုးတဲ့အကြောင်းစစ်ကိုအမှန်လိုက်ပြောပြလိုက်ပါတယ်။ဒါပေမဲ့ဘလိုနေသူ့ကိုကြီးကသူပြောသမျှယုံကြည်ပေးတဲ့သူဖြစ်တာကြောင့်လော့စီကိုစစ်စီကရတာလို့ပြောရင်လည်းယုံမှာပဲလို့ဆိုပြန်ပါတယ်။
မိချီကအကောင်သေးတဲ့လောက်အစိတ်ပြင်းပြနေတော့စစ်လက်လွတ်ဖို့ကြိုက်ပဲဆက်ဆံရေးမပြတ်ချင်တာနဲ့ဒီတိုင်းကြီးခံနေခဲ့ရပါတယ်မိချီလည်းအဲ့ဒီကိစ္စတွေထက်အခုလက်ရှိသူလိုအပ်နေတာတခုရှိတယ်လို့ပြောပြီး Love Vehicle တခုဆက်စီကနေတောင်းလိုက်ပါတယ်တစ်ဖက်မှာကိုက်တိုနဲ့မိုက်တို့နှစ်ယောက်ကလည်းဝင်ပေါင်းနေရစီကိုဥတီလာနေကြပါတယ်ဟိုလည်းရောက်အပေါက်ကပိတ်နေတော့မိုက်လည်းခေါင်းမိတောက်နေရပါပြီကိုင်နိုကလည်းခုနတိုက်ပွဲမှာဒဏ်ရာနှဲငယ်ရဝါတာကြောင့်မိုက်လည်းသူ့မှာပါလာတဲ့လက်ကင်ပွားနဲ့စီးပေးထားလိုက်ပါတယ်အပြီးဘာလို့တခြားသူတွေအပေါ်နိုင်လိုချင်သေးပြင်းပြနေရတာလဲလို့ကိုင်နိုကိုစာမေးခဲ့ပါတယ်ကိုင်နိုလည်းပြောညက်တဲ့ကောင်တွေကပျောက်ကွယ်ပြီးစွမ်းအားကြီးတဲ့သူတွေကသာရှေ့လျှောက်ရည်တည်နေလိမ့်မယ်လို့ပြန်ဖြေခဲ့ပါတယ်အရင်တို့ကဇာဝါမီဆိုတာမြို့တည်တည်လေးတစ်မျိုးဖြစ်ခဲ့ပါတယ်တရက်မှာတော့ယူဒရာစီလူသားတွေသူတို့မြို့လေးကိုရက်လာပြီးဆက်ရုပ်တီဆောင်မှုနေရာတော်တော်များများကိုသိမ်းယူပြခဲ့ပါတယ်အဲ့ဒီချိန်မှာကိုင်တိုအဖေရဲ့အလုပ်ရုံလည်းတခုအပါဝင်ဖြစ်ခဲ့ပါတယ်အဲ့ဒီတော့ကကိုင်နိုတို့မိသားစုကဆင်းရဲတော့ဘာမှအထောက်မတတ်နိုင်ပဲယူဒရာစီကုမ္ပဏီပြုသည်များအနုခံခဲ့ရပါတယ်လက်ရှိချိန်မှာတော့ကိုကိုစွမ်းအားကြီးလာအောင်လုပ်ရင်ဘသူစီမှာမှအညံ့မခံတော့ဘူးလို့မိုက်ကြီးကိုပြောပြနေပါတယ်မိုက်ကြီးကလည်းဒီမျိုးမှာမွေးဒီမျိုးမှာကြီးတဲ့သူဖြစ်တာကြောင့်ကိုင်တိုနီးတို့ယူဒရာစီကုမ္ပဏီကိုမိုးတီးနေတဲ့သူတရားဖြစ်ပါတယ်အဒီနောက်နှစ်ယောက်သားသူတို့ခံယူချက်တွေကိုရင်ဖွင့်ရင်ပေါ်တိုင်မှုအနှံ့ငယ်ဖြစ်ကုန်ကြပါတယ်။ငင်းခိုလိုဝါမှာကိုင်တိုလည်းမိုက်ကြီးအတွက်ထပ်ပေါက်ကူရှာပေးမယ်လို့ဆိုလိုက်ပါတယ်။တစ်ဖက်မှာမိုက်ကြီးကိုရှာဖို့ထွက်လာတဲ့ကိုသားကလည်းဆဆရောက်ချင်းမှတင်ဂျက်တဲ့ပြုတ်ကြပြီးအဘက်ကောင်တွေနဲ့တိုက်ပတ်နေပြန်ပါတယ်။ခဏကြာမှတော့မီချီပါတောအုပ်ထဲကိုရောက်လာခဲ့ပြီးမြောက်သားအတွင်းညီအဘက်ကောင်တွေအကုန်လုံးကိုရှင်းပြလိုက်ကြပါတယ်။မီချီကလည်းတောအုပ်ထဲကိုအခုမှပထမဆုံးကြိမ်ရောက်ဘူးတာကြောင့်ကိုသားကိုတာတော်မေးမြန်းနေခဲ့ပါတယ်ကိုသားလည်းမီချီစီမှာ Love Vehicle ရှိနေလို့အောင်းနေပြီးအပင်ကအသီးတွေကလော့စီတွေဖြစ်ကြောင်းပြောတော့မီချီလည်းတလုံးလောက်ဆန်းခူးကြည့်လိုက်ချေကီဝီလော့စီအဖြစ်ပြောင်းသွားပါတယ်။တစ်ဖက်ကကိုက်တိုနဲ့မိုက်တို့နှစ်ယောက်ကလည်းခြေဦးတက်ဆက်ထွက်လာရင်ထပ်ပေါက်တစ်ခုကိုရှာတွေ့သွားလို့ပြောနေပါတယ်။ကန်ဆိုးကျတော့ထပ်ပေါက်နာမှာအေရက်အင်မတ်ကောင်ရှိနေတာကြောင့်ကိုင်တိုလည်းဘနာနာအဖောင်နဲ့ဝင်ကြည့်ပါတော့။တုတ်ပင်မှာကိုင်တိုရဲ့လှန်ချက်တွေကအင်ဘတ်ကောင်ရဲ့ body ကိုတုံးမပေါက်ခဲ့ပါဘူး။အဲ့ဒါနဲ့ကိုင်တိုတယောက်မရှုမလှပြန်တွဲခံနေခဲ့ရပြီးမပြောခင်ဖြစ်ခံဒီဆက်ဆက်မှာကိုတာနဲ့မီချီကအချိန်မီဝင်ကန်ပေးလိုက်ကြပါတယ်။ကိုတာလည်းမိုက်ကြီးကိုကောက်ွယ်ပေးခဲ့တဲ့ကိုက်တိုကိုကျေးဇူးတင်ကြောင်းပြောပြီးသုံးအသာအင်ဘတ်ကောင်ကိုပေါက်ချကြပါတော့။အင်ဘတ်ကောင်ရဲ့ body ကိုမီချီရဲ့တနက်ကပါတုံးမပေါက်တာကြောင့်ကိုတာလည်းမိုက်ကြီးကိုအရင်ခေါ်ထုတ်သွားခိုင်းလိုက်ပါတယ်။အဒီနောက်ရုံးရင်ဆန်ကန်နဲ့အကုန်လုံးအပြင်ရောက်သွားပြီးတောရဲ့ဝင်ပေါက်ကလည်းပိတ်သွားခဲ့ပါတယ်မဖြစ်နိုင်မှတီးတီးနဲ့ဇက်ရိုက်ခုန်နေတဲ့ကိုတာနဲ့ကိုင်တိုကိုအင်ဘတ်ကောင်လည်းအပီပင်တီးထုတ်ပေးနေပါတယ်။အဒီနောက်ကိုတာပိုင်အပ်အဖောင်ပြောင်းပြီးပိုင်အယောနဲ့တိုက်ခိုက်လိုက်ချိန်အင်ဘတ်ကောင်လည်းအနှံငယ်ထိခိုက်သွားပါတယ်။ကိုတာရဲ့တိုက်ခိုက်ဖို့ကအင်ဘတ်ကောင်အပေါ်ဒဏ်မိတ်ထိရောက်နေတာမြင်တော့ကိုင်တိုလည်းတစ်ခါမှမတုံဘူးတဲ့မန်ဂိုလော့စီကိုထုတ်သွင်းလိုက်ပါတယ်။အဒီနောက်မန်ဂိုအဖောင်ပြောင်းထားတဲ့ကိုင်တိုကအင်ဘတ်ကောင်ကိုမန်ဂိုဖန်နီရှာနဲ့ရထုတ်ပြလိုက်တော့ကိုတာမိုက်နဲ့မီချီတို့လည်းမိမိုက်နေတဲ့ကိုင်တိုကိုကြည့်ရင်ကျေဆင်းသွားကြပါတယ်အင်ဘတ်ကပါဇက်ကမှုတ်ထုတ်နေတဲ့ blue face ကိုလည်းဖန်နရှာနဲ့ကပြီးရက်တက်ပြလိုက်ပါသေးတယ်။အဒီနောက်ကင်တိုလည်းစုံသားတိုက်ကွက်မန်ဂိုအိုလေးကိုထုတ်သွင်းဖို့ပြင်လိုက်ပါတယ်။ဘေကရက်နေတဲ့ကိုသားလည်းပိုင်အပတ်စကနဲ့ပါဝင်အားဖြစ်ပေးခဲ့တာကြောင့်အင်ဘတ်ကောင်လည်းမျက်စိတမိတ်တင်စမုတ်တိုးသွားခဲ့ပါတယ်။အကုန်လုံးပြီးသွားတော့ကိုသားနဲ့မီချီလည်းသူတို့ကိုနောက်တစ်ကြိမ်စိတ်ပူအောင်မလုပ်ဖို့မိုင်းစီမှာဂတိတောက်ခံနေကြပါတယ်။မိုင်းလည်းနှစ်ယောက်လုံးကိုစိတ်ပူအောင်လုပ်ခဲ့မိလို့ပြန်တောင်းပန်နေပြီးရှေ့ကနေတတုတ်တုတ်ရှောက်ဝါနေတဲ့ကိုင်တိုကိုကြဒီနေ့အဖို့ကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်။သို့ပေမဲ့ကိုင်တိုကတော့မိုင်းကိုဘာမှမတုတ်ပြန်ပဲဒီတိုင်းဆက်လျှောက်ဝါခဲ့ပါတယ်။မီချီကလည်းအပေါက်တွေကနေရာတိုင်းလိုလိုမှာပေါ်လိုက်ပြောက်လိုက်ဖြစ်နေတယ်ဆိုတော့အင်ဘတ်ကောင်နေတာဒီဘက်ကဘာကိုရောက်လာခဲ့ရင်လူသားတွေဒုက္ခရောက်ကုန်တော့မှာပဲလို့ဆိုလိုက်ပါတယ်။ဒီလိုနဲ့သုံးအသာအသွေးများကုန်ကြပြီးစဉ်းစားရခက်ကုန်ကြပါတယ်။ဒါကတော့ခေါင်းရိုက်တာကံအပိုင်းရှေ့ဖြစ်ပါတယ်။အပိုင်း9ကိုနောက်နေ့မှဆက်တင်ပေးသွားပါမယ်။ကျွန်တော်တော့အမိုင်းပါပြီးခဲ့တဲ့အပိုင်းမှာတောတဲ့တယောက်တည်းဒုက္ခရောက်နေတဲ့မိုင်းကိုတေဘာရောရဲ့လီတာကိုင်နိုကကယ်တင်ပေးခဲ့ပါအဒီနောက်တင်းကိုင်နဲ့အတူရှင်သက်တက်ခိုက်ရင်ကိုင်နိုတယောက်မန်ဂွန်အားဖောင်ပိုင်ဆိုင်နိုင်ခဲ့ပါတစ်ဖက်မှာလည်းဇာဝါမီမျိုးရဲ့နေရာတော်တော်များများမှာတောရဲ့ဝင်ပေါက်တွေပွင့်လာခဲ့ပါပြီဆက်ရုပ်လူသားတယောက်ကလည်းတောအုပ်ထက်ကအသီးတွေကိုမှတ်မထင်ရှားသိသွားပြီးစားဖို့ပြင်နေခဲ့ပါကိုတာမီချီမိုင်းနဲ့တခြားဖွဲ့သားတွေအကုန်လုံးကတောရဲ့ဝင်ပေါက်ကိစ္စကိုဖြေရှင်းဖို့နီးလန်းရှာနေကြပါဒီကိစ္စတွေရဲကိုသွားတိပေးပြန်ရင်လည်းလက်စွပ်လက်ကင်ပြစရာဘာသက်တင်မှမရှိတာကြောင့်သူတို့ကိုယုံမှမဟုတ်ဘူးလို့မီချီကထားပြောပါတယ်။အဲ့ဒါနဲ့ကိုတာလည်းသူတို့ဘာသာသူတို့ဒီကိစ္စကိုဖြေရှင်းကြဖို့လူဆောင်ကောင်းလေတန်းနဲ့ဝင်ပြောလိုက်ပါတယ်။ဘာလို့လဲဆိုပြီးလိုက်တာတွေကပဲအိမ်မက်ကောင်တွေကိုတိုက်ခိုက်ရမယ့်နီလန်းကိုတီထားတာကြောင့်မို့ပါ။တော်တော်ညာလဲတောအုပ်ထက်ကထွက်လာတဲ့အိမ်မက်ကောင်တွေကလော်စီနဲ့ဆက်ခေါ်ထားတဲ့ကောင်တွေထက်ပိုကျန်းရပါတယ်
တင်းနဲ့အတူတူပူပေါင်းပြီးတိုက်ခိုက်ရင်တော့ဒီကောင်တွေကိုအနိုင်တိုက်လို့ရမှာပါလို့မီချီကဆိုလိုက်ပါတယ်ဒီလိုနဲ့ကိုတာနဲ့မီချီလည်းအရင်ဆုံးသူတို့ရဲ့မဟာပြိုင်ဘက်အသင်းဖြစ်တဲ့တင်းပါတော်ကိုတွားကမ်းလာခဲ့ပေမဲ့ဂိုင်နိုကတော့ပြတ်သက်ပြန်ရင်းလွှတ်လိုက်ပါတယ်မီချီလည်းအမက်ကောင်တွေကြောင့်အပြစ်မဲ့ပြည်သူတွေထိခိုက်သွားမှာကိုဒီတန်လက်ပဲကြည့်နေနိုင်လို့လားလို့ဂိုင်နိုကိုဒေါသတကြီးမေးလိုက်ပါတယ်ဂိုင်နိုကသူရဲ့ကောင်လှုပ်တာဆော့ဖို့စိတ်မဝင်စားဘူးလို့ပြန်ပြောပြီးဖြုတ်ချရမှတင်းနေမကြံတော့လို့အာယူလာလွဲနေတာလားလို့ပြန်မေးလိုက်ပါတယ်ကိုတာကအဖြစ်မှန်ကိုတေချာရှင်းပြဖို့ကြိုးစားနေပေမဲ့ဂိုင်နိုကတခြားတီးတွေကိုအရင်လိုက်စီရုပ်ကြည့်ဖို့ပြောပြီးပြန်လွှတ်လိုက်ပါတယ်ဘန်ဒိုတက်သူမှာထားတဲ့အတီးတွေတွားပြန်ယူပြီးအပြန်မှာအင်ဘတ်တကချတိုက်တာကိုခံလဲရပါတယ်ကိုတာနဲ့မိုက်အီကလည်းတခြားတီးတွေကိုစီရုပ်တာမအောင်မြင်လို့စိတ်ညစ်နေကြပါတယ်အဲ့ချိန်အတန်တစ်ခုကြားလို့တွားကြည့်လိုက်တော့အင်ဘတ်ကောင်ကဘန်ဒိုကိုတိုက်ခိုက်နေတာဖြစ်နေပါတယ်အင်ဘတ်ကောင်လည်းအတီးတက်တာထဲမှာတစ်ခုခုကိုလိုက်ရှာနေပြီးသူလိုချင်တာမရတော့ကိုတာတို့ဘက်ကိုပြန်လှည့်လာပါတယ်ဒီလိုနဲ့ကိုတာလည်း Ori Alpha အမြန်ပြောင်းပြီးအင်ဘတ်ကောင်ကိုပြန်တွေ့ရပါတော့နေရာသားသူတွေပြန်ကိုတပြန်အမှန်ကန်တွေ့နေကြချိန်မိုက်လည်းဘန်ဒိုကိုခေါ်ပြီးထပ်ပြေးပါတယ်အထိနာသွားတဲ့အင်ဘတ်ကောင်ကအသက်အသာပြန်တက်ခိုက်လာတော့ကိုတာလည်းအီချီကိုအန်ဖောင်ပြောင်းလဲလိုက်ပါတယ်နောက်ပြီးလေပေါ်မှာဝဲနေတဲ့အင်ဘတ်ကောင်ကိုအီချီကိုချနဲ့ဇက်တိုက်လိုက်ပြပါတော့အဲ့ဒါကြောင့်အချိန်နေမဟန်တဲ့အင်ဘတ်ကောင်ကဘေးကျော်ပြန်ပြေးသွားခဲ့ပြီးကိုတာတယောက်လည်းပြန်လာဖို့အော်ခေါ်ရင်ကြံနေခဲ့ပါတယ်မီချီစီမှာရှိနေတဲ့ဝါတာမဲလိုလော့စီကလည်းအယံပြန်တက်လာခဲ့ပြီးကိုရီရှိမာကအိမ်ပြန်နောက်ကျနေတဲ့သူ့ညီလေးကိုမေကောထုတ်နေပါတယ်နောက်ပြီးအိမ်ကိုတခုတ်ဝင်ဖောက်ထားဖို့ရတယ်လို့ပြောပြီးအဝင်ဝတကားမကြီးကိုတေချာပိတ်ထားဖို့ပြောလာတာကြောင့်မီချီလည်းမျက်ခုံးလုံးနေရပါပြီခိုးသွားတဲ့ကောင်ကလည်းလမ်းပေါ်က130ပြီးရတာတရားဆိုပြီးထပ်ပြောနေတော့မီချီလည်းသူ့ကိုကြီးကို for shot ပြန်ရဲပေးလိုက်ပါတကယ်တော့မီချီကလူငယ်တယောက်အနေနဲ့သူဖြစ်ရှင်တာကိုသူပြောခွင့်မရှိပဲသူ့အကိုကြီးပုံသင်းထားတဲ့အတိုင်းနေရတဲ့သူတယောက်ပါနောက်ပြီးထင်ပေါ်ကျော်ကြားတဲ့မိသားစုမှာမွေးလာတဲ့သူကလမ်းပေါ်က130ပြီးရတာတွေနဲ့အဆင်မတူဘူးဆိုတာသိထားဖို့မီချီကိုအမြဲမှလေးရှိပါတယ်မနက်တင်းကြိုင်ကကိုရောက်တော့ကိုတာလည်းအင်ဘတ်ကောင်ကိုထောက်မှန်းဖို့အစီအစဉ်ဆာဆွဲကြပါတော့အဒီနောက်မီချီရထားတဲ့ data အတိုင်းနေရာတော်တော်များများကိုလူစုခွဲလိုက်စုံလန်းခဲ့ကြပါတယ်ဒါပေမဲ့အင်ဘတ်ကောင်တွေနဲ့ပတ်သက်လို့ဘာသက်လောက်စားမှမရတဲ့အပြင်ကိုတာတယောက်ကလည်းဖွားကြီးတယောက်ကိုကြောက်လောက်အောင်တွားလုံးနေတာကြောင့်မိုင်းကြီးလည်းတရောတိုက်ဆောက်ခေါ်လာလိုက်ပါတယ်ဒီလိုနဲ့300တာနောက်လုံးမဲ့အစီအစဉ်ကိုဘန်ဒိုဆိုင်မှာထိုင်ဆွေးနွေးနေကြပါတယ်ကိုတာလည်းအင်ဘတ်ကောင်တွေနဲ့အဲ့ဒီတောအကြီးကိုဘယ်သူဖန်တီးခဲ့တာလဲဆိုပြီးထားပြောနေပါတယ်နောက်တော့အင်ဘတ်ကောင်တိုက်တာခံခဲ့ရတဲ့ဘန်ဒိုကိုတဲလော့စာရလို့ရညာသွားမိနေခဲ့ပါတယ်ဘန်ဒိုလည်းအင်ဘတ်ကောင်ကသူ့ကိုတိုက်ခိုက်ဖို့ထက်အသီးတွေထက်ထားတဲ့တစ်တာကိုပုံမမောနေတာလို့ပြောတော့မီရှီလည်းတခုခုကိုဆက်ဆက်သွေးမိသွားပါတယ်အဲ့ဒါနဲ့အင်ဘတ်ကောင်ကိုထောင်ပန်းဖို့နီလန်တွေ့ပြီလို့ပြောရင်ကိုတာနဲ့အတူတောအုပ်စီကိုပြန်သွားခဲ့ပါတယ်မီချီရဲ့အစီအစဉ်ကတောအုပ်ထက်ကအသီးတွေနဲ့အင်ဘတ်ကောင်ကိုမြှောက်ခေါ်ချင်နေတာပါတုတ်ပေမဲ့စေကိုကိုဒရိုင်ဘာဝက်ဆင်ထားတဲ့သူကဒရိုင်ဘာရဲ့အစွမ်းကြောင့်အသီးတွေကိုထိလိုက်တာနဲ့လော်စီအဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်ညပြေးတဲ့မီချီကတော့သူ့ရဲ့စေကိုကိုဒရိုင်ဘာနဲ့လော်စီတွေကိုတာကိုပေးထားပြီးအသီးကိုခူးယူလိုက်ပါတယ်အသီးတွေကလော်စီတွေအဖြစ်ပြောင်းမသွားပဲဒီတိုင်းရှိနေတော့အိမ်နဲ့ထပ်ပြီးယူလာခဲ့လိုက်ပါတယ်ဒီလိုနဲ့တင်းငယ်ကလပ်ရှိမှာအသီးတစ်လုံးကိုချဆွဲထားပြီးအကုန်လုံးလည်းအင်ဘတ်ကောင်အလာကိုစောက်ကြည့်နေကြပါတယ်ခဏကြာမှတော့တစုံတယောက်ကအသီးရှိရာစီကိုချီကပ်လာခဲ့ပါတယ်ကိုတားလည်းအင်ဘတ်ကောင်အမှန်နဲ့အပီပင်ထွက်တီးမယ်လို့သူကြောက်အောင်လုပ်ခဲ့တဲ့အဖွားကြီးဖြစ်နေတော့ဆရာသမားလည်းပြန်တောင်းပန်နေရပြန်ပါတယ်တကယ်ကောင်းပါကွာအဲ့ဒီနောက်တောက်ကလေးတက်တိုက်ကပါကစားစရာအမှန်နဲ့လာဆော့နေကြပြီးကြီးကတက်အုပ်ကလည်းစားစရာအမှန်နဲ့လာဝဲနေတော့ကိုတာပြောက်လည်းတောက်ပေါ်ကြီးကိုဖြေးလို့ခဏကြာမှကိုတာတို့စောင့်နေတဲ့ကိုတော်ချော်လေးကအတိရှိရာစီကိုဆက်ဆိုင်မြဲမြဲရောက်လာပါတယ်ကိုတာလည်းအင်ဘတ်ကောင်ကိုတွေးတာနဲ့အပြေးလောက်ဝင်ခုတ်ပါတော့ဘေကစောက်ကြည့်နေတဲ့မီချီကပါကိုတာနဲ့အတူအင်ဘတ်ကောင်ကိုဝင်လုံးရင်ကျောင်းမှာအိတ်တကူချိန်ပေးလိုက်ပါတယ်အင်ဘတ်ကောင်ကလည်းနှစ်ယောက်လုံးကိုထိနာအောင်လုပ်ပြီးကိုလော့ရုံအားပြန်ပါတယ်ကိုတာကနောက်တစ်ကြိမ်လွတ်သွားလို့စိတ်ပူနေပေမဲ့မီချီကသူ့ဖုန်းကိုအင်ဘတ်ကောင်ရဲ့ကိုမှာချိန်ပေးလိုက်တာကြောင့်ဒီကောင်သွားတဲ့နေရာကိုလက်တကူခြေရခံလို့ရတဲ့အကြောင်းပြောပါတယ်ဒီတော့မှနှစ်ယောက်သားအင်ဘတ်ကောင်ရှိနေတဲ့ဆက်ရုပ်စီကိုရောက်သွားကြပါတယ်ကိုရောက်တော့တောအုပ်တဲ့အသီးတွေအများကြီးတီးနေတာကိုတွေ့လိုက်ရပြီးရုတ်တရက်ဆိုသလိုအင်ဘတ်ကောင်ကလည်းကိုတာနဲ့မီချီတို့ကိုတိုက်ခိုက်လာပါတယ်အဲ့ဒါကြောင့်နှစ်ယောက်သားအမရိုက်တာဖောင်းအသီးသီးပြောင်းလိုက်ကြပြီးအင်ဘတ်ကောင်ကိုပေါင်းကြည့်ပေးလိုက်ပါတယ်အင်ဘတ်ကောင်ကအတန်လိုက်တုတ်ခါမှုနဲ့ပြန်တိုက်ခိုက်လာတော့ကိုတာလည်းစီတန်ကြီးတလုံးပြကျွေးလိုက်ပါတယ်အဒီနောက်မီချီကပူတိုစကကိုတာကအော်ရီချကိုတုံးပြီးအင်ဘတ်ကောင်ကိုအပိုင်းပိုင်းလှုပ်ပြလိုက်ပါတယ်အခြားတစ်ပတ်မှာတောအုပ်ထက်ကအပိန်ရဲ့ကြီးထောက်မှုနှုတ်ကအတော်လေးမြန်နေတော့ကိုတာနဲ့မီချီတို့လည်းကြောင်ကြည့်ကိုကြပါတယ်တစ်ဆက်တည်းမှာပဲအပိန်ရဲ့အနီးနားကိုအင်ဘတ်3ကောင်ထိခိုက်လာပြီးအပီရဲ့အာမော်ရိုက်တာတစ်ဖြစ်တဲ့ကူရူရှိမာကသူတို့စီကိုဦးတီလာနေပါတယ်နောက်ပြီးအင်ဘတ်3ကောင်ကိုမျက်စိတမဲ့တည်းရှင်းပြလိုက်တော့ကိုတာလည်းဇော်ချစ်ပြန်သွားပါတယ်
မိချီကိုလည်းသူတို့ရှိကလူကတောအုပ်ထမှာတွေ့ခဲ့တဲ့အဖြူအာမာရီတာပဲလို့ပြောပြလိုက်ပါတယ်။သို့ပေမဲ့မိချီကလော်စီနဲ့စီကူကိုဒရိုက်ဘာကိုတွေ့ချင်းသူ့ကိုကြီးများဖြစ်နေမလားလို့တွေးမိသွားပါတယ်။ဒီလိုနဲ့ယူတရာဆေးလှုပ်သားတွေကအပိန်တွေကိုမိမြိုက်ပြီးလက်စားဖြတ်ဖို့လုပ်နေတာကြောင့်ကိုတာနဲ့မိချီလည်းထွက်ပြေးလာလဲရပါတယ်။ကိုရီရှိမာကလည်းတောရဲ့ဝင်ပေါက်တွေအရင်ကတည်းကအများကြီးပွင့်လာတဲ့အကြောင်းယူမာကိုပြနေပါတယ်။ယူမာကတော့တောအုပ်ကြီးမကြခင်နှုတ်ထလာတော့မှမို့စိတ်လှရှာနေခဲ့ပြီးကိုရီရှိမာကလည်းလွတ်လပ်စွာဂျနေစစ်ဒရိုက်ဘာအကြောင်းဖြတ်မေးလိုက်ပါတယ်။အဲ့ဒီဒရိုက်ဘာကအတော်လေးအနေနဲ့များတာကြောင့်ယူမာလည်းဆန်းသခံမဲ့လူရှာဖို့ပြောတော့ခေါင်းမာတဲ့ကိုရီရှိမာကသူကိုယ်တိုင်ဆန်းသခံလုပ်ပေးမယ်လို့ဆိုလိုက်ပါတယ်။ဘာလို့လဲဆိုလူသားတွေရဲ့ကကြမှာနဲ့အနာဂတ်ကယူတီရာဆေးကုမ္ပဏီလက်ထက်မှာပဲရှိတယ်လို့ဆိုပြီးအဲ့ဒါကသူလိုရမယ့်တာဝန်တွေဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဒါကတော့ခမိုင်းလာကံအပိုင်း9ဖြစ်ပါတယ်။အပိုင်း10ကိုနောက်နေ့မှဆက်တင်ပေးသွားပါမယ်။ကျွန်တော်တို့အမိုင်းပါပြီးခဲ့တဲ့ပိုင်းမှာမြို့ကိုအန်ရန်ပြုတ်နေတဲ့အင်ဘတ်ကောင်တွေကိုဖြင်းရှင်းခဲ့တဲ့ကိုတာနဲ့မီချီကကြီးထွားမှုလို့မြင်လာတဲ့တောအုပ်ထက်ကအပင်တွေကိုရှာတွေ့ခဲ့ပြီးတစ်ဆက်တည်းမှာပဲအဖြူအာမာရီယာနဲ့ယူဒရာဆေးလူသားတွေကလည်းအပင်တွေကိုလက်စားဖက်ပစ်လိုက်ကြပါတယ်။ဒီလိုနဲ့ခရစ်စမတ်မရောက်ခင်ဇေယောက်ပွဲတော်တွေကိုရောက်တော့ကိုတာလည်းသူတွေ့ခဲ့တဲ့မြင်ကွင်းကိုနားမလည်နိုင်ဖြစ်နေခဲ့ပြီးယူယာကိုရှာဖို့တောအုပ်ထက်ပြန်သွားချိန်ပေမဲ့တစ်ဖက်မှာကိုရီရှိမာပိတ်တဲ့စိတ်တန်ရာတွေခြောက်လန့်နေသေးလို့ဝေခွမ်းမရဖြစ်နေပါတယ်။ဆရာသမားတယောက်တည်းတွေးလွန်နေတာခြေပိုင်းလို့သွားဖို့တော့မေ့သွားတဲ့အထိပါပဲ။ကိုတာတက်ဆန်တာကလော့ဝက်စားနဲ့လက်ကန်းဆောင်သောဝေနေတော့အော်တန်တချို့ကြားလို့သွားကြည့်လိုက်ချိန်စကီလေးတစ်ပွေကိုအင်ဘတ်နှကောင်ကရစ်သက်လုံနေတာဖြစ်နေပါတယ်။စကီလေးဆိုတာနဲ့ကိုတာလည်းလူစားငေါပြီးဝယ်ခဲ့ပေးပါတော့။ဒီလိုနဲ့အင်ဘတ်နှကောင်တက်ခတ်နေတဲ့ခြားကအော်ရင်အဖောင်ကိုအထာကြပြောင်းပြီးနှကောင်လုံးကိုကိစ္စချောပေးလိုက်ပါတယ်။တင်းငယ်ကလပ်ကိုလည်းရောက်မီချီတယောက်ကလည်းတောအုပ်ထပြန်သွားပြီးမနေ့ကတွေ့ခဲ့တဲ့ယူတီရာဆေးလုပ်သားတွေကိုကိုယ်တိုင်စင်မေးကြည့်ဖို့ကိုတာကိုပြောပါတယ်။တော့ပေမဲ့လုပ်သားတွေကိုကောက်ကပေးနေတဲ့ဖြူရအမာရီတာရန်ကလည်းရှိနေသေးကြောင်းကိုတာကပြန်ပြောပါတယ်။မီချီလည်းသူ့အကိုကြီးကဖြူရအမာရီတာဟုတ်မဟုတ်အသေးချာတီးပြီးချင်နေတော့တခုခုစီစဉ်ဖို့ကြံရပါပါတယ်။မီချီလည်းတောအုပ်ထမှာယူတီရာဆေးလုပ်သားတွေရဲ့ပင်မစခန်းကိုကိုတာလိုက်ရှာနေချိန်သူကတော့ဖြူရအမာရီတာကိုအာရုံလွှဲထားပေးမယ်လို့ဆိုလိုက်ပါတယ်။ကိုတာလည်းဖြူရအမာရီတာရဲ့လက်ဆောက်လက်နောက်ကိုတိတာကြောင့်တယောက်တည်းမရွေးရမဆန်ဖို့ပြန်ပြောတော့မီချီလည်းသူ့မှာစီစဉ်ရှိတယ်လို့ပြန်ပြောခဲ့ပါတယ်ခဏကြာမှလာမယ့်ခရစ်စမတ်ကပွဲအတွက်ကြိုတင်ပြင်ဆင်မှုလုပ်နေတဲ့မိုက်တို့အုပ်စုပြန်ရောက်လာပြီးသူတို့ကိုဝိုင်းကူပေးဖို့ပြောပါတယ်။သို့ပေမဲ့မီချီကအခြားလုပ်စရာရှိသေးကြောင်းပြန်ပြောပြီးကိုတာနဲ့အတူကိုင်တိုစီကိုထပ်လာကြပါတယ်။မီချီရဲ့အစီအစဉ်ကလူမသိသူမသိပြန်ပွဲသေးစားလေးတစ်ခုဖန်တီးပြီးရှိသမျှအာမာရီယာတွေအကုန်လုံးကိုတောအုပ်ထဲပို့ပြမှာဖြစ်ပါတယ်။အနာလိုချေစစ်ပြပြနေတဲ့တင်းပါတော်ရဲ့လီဒါကိုင်တိုကတော့ပြန်ပွဲဆိုတာနဲ့ထိတ်ဆိုကပါမက်ကောင်ဆိုတာမီချီကကြိုတွေးထားပြီးသားပါ။သူတွေးထားသလိုနှစ်ခါပြောစရာတော့မလိုလိုက်ပဲကိုင်တိုကိုပြန်ပွဲထဲပါလာအောင်ဆွဲနိုင်ခဲ့ပါတယ်။သူတို့တင်ကိုင်မှာအောင်မိုင်တာ2ယောက်ရှိတာကြောင့်မျှမျှတတဖြစ်သွားအောင်ကိုတာကပွဲကြည့်သူအဖြစ်ရှိနေပေးမှလို့ပြောတော့ကိုင်တိုလည်းသဘောတူလိုက်ပါတယ်။နောက်ပြီးစီးပွားရေးချိန်နေမကောင်းလို့ခြေပိုင်းလို့ဝေလုံနေတဲ့ဟာဆန်နဲ့ဂျူနီချီကိုလည်းပြန်ပွဲအကြောင်းသိပေးခဲ့ပြီးအကုန်လုံးဆက်စီမှာဆုံလန်းကြပါတယ်။ကိုတာကလာမတ်ပြန်ပွဲအတက်လော့ဗီကိုလည်းငှားချင်ကြောင်းပြောနေတော့စစ်လက်အဲ့ဒီလော့စီတွေကဈေးကြီးပြီးသူ့အတွက်အနေများတဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ဒီတော့မှမီချီလည်းပြန်ပွဲကတောအုပ်ထမှာလော့စီတွေကိုသွားဆူရမှာဖြစ်တာကြောင့်သူတို့ရသမျှလော့စီတွေအကုန်လုံးဆက်ကိုပေးပါမယ်လို့ကတိပေးခဲ့ပါတယ်။စစ်လည်းသူ့အတွက်အမြန်ဆုံးရမယ့်ကိစ္စဖြစ်နေတော့အပီးယူကိုလက်ခံလိုက်ပြီးလော့ဗီကိုတွေငှားပေးဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့အခုလက်ရှိသူ့လက်ထက်မှာလော့စီတွေမရှိတာကြောင့်လာမယ့်ခရစ်စမတ်နေ့ရောက်မှထုတ်ပေးမယ်လို့ဆိုလိုက်ပါတယ်။ကလပ်ကိုလည်းပြန်ရောက်ရောမီချီနဲ့ကိုတာကအသင်းသားတွေကိုအတိမပေးပဲသူတို့သဘောနဲ့သူတို့ပြန်ပွဲတစ်ခုစီစဉ်ခဲ့တာကြောင့်မိုက်အစီမှာစုခံလိုက်ရပါတယ်။ကိုတာလည်းတောအရက်ဝင်ပေါက်ကိစ္စဖြည့်ရှင်းနေစောနဲ့အလော်ရကြီးလုံးမိသွားတာပါလို့ပြန်ရှင်းပြနေခဲ့ပါတယ်။အဲဒီနောက်တော့တငယ်ရေးတွေနဲ့ဘာညာဘလာဘလာပြောပြခဲ့ကြပြီးကိုတာနဲ့မီချီကိုခရစ်စမတ်ကပွဲအမိပြန်လာဖို့မိုက်ကမှားလိုက်ပါတယ်။တစ်ဖက်မှာယူမာကလော်ဗီခေါ်တွေအများကြီးလာထုံးနေတဲ့စစ်ကိုမေကောထုံးနေပါတယ်။ဘာလို့လဲဆိုအပြင်လူတွေတောအုပ်ထဲဝင်လိုက်ထွက်လိုက်လုပ်နေရင်ကိုရီချီမာကတေချာပွဲတော့ကမှာဖြစ်ပြီးသူတို့ရဲ့သူတည်နာလုပ်ငန်းစဉ်ကိုပါထိခိုက်လာနိုင်တယ်လို့ဆိုလိုက်ပါတယ်။အရေးတခါပီရဲ့ကိစ္စနဲ့မချေမနှက်ဖြစ်နေတဲ့ဆက်ကကိုရီရှိမာကိုတက်ပညာပေးခြင်းလို့ပြန်ပွဲချစ်ပါဖြစ်အောင်ကူညီပေးလိုက်တာဖြစ်ပါတယ်။အဲ့ဒါကိုယူမာကလည်းသိနေပြီးဒီပြိုင်ပွဲမှာ project အတွက် data တွေအများကြီးရနေတာကြောင့်ရင်ဝင်နှုတ်ပိတ်နေပေးလိုက်ပါတယ်။မီချီကလည်းတော်ထက်ရရင်သူတို့လိုရမယ့်အချက်တွေကိုတာကိုစာရှင်းပြနေပါတယ်။ပထမဆုံးမီချီကတခြားပြိုင်ပွဲဝင်တွေနဲ့အတူတော်ထက်မှာ loss တွေလိုက်ရှာရင်အဖြူရအာမော်ရိုက်တာထွက်လာကိုစောင့်မှာဖြစ်ပါတယ်။ဆရာသမားရောက်လာတာနဲ့မီချီကတခြားသူတွေနဲ့အတူအာရုံလွှဲထားပေးမှဖြစ်ပြီးအဲ့ဒီချိန်တွင်ကိုတာကသူ့တည်နာစခန်းကိုလိုက်ရှာရမှာဖြစ်ပါတယ်
အဖြူရအာမော်ရိုက်တာတီးတာခံလိုက်ရတဲ့ကိုတာကလည်းမီချီနဲ့တခြားသူတွေအတွက်စိတ်ပူပေးနေခဲ့ပါတယ်။နောက်နေ့မနေ့ရောက်တော့မီချီလည်းမြို့ထဲကလူတွေမကောက်ဆိုးဝါးတိုက်တာခံနေရတဲ့အကြောင်းအလွတ်တော်မှုပြင်နေတဲ့သူ့ကိုကြီးကိုမသိတယ်လို့နဲ့မေးလိုက်ပါတယ်။ကိုရီရှိမာကသူဘာမှမသိထားတဲ့အကြောင်းပြန်ပြောတော့မီချီလည်းအတွေးများသွားပါတယ်။ဒီလိုနဲ့ပဲပြန်ပွဲစတင်မဲ့ခရစ်စမတ်နေ့ကိုရောက်လာခဲ့ပါတယ်။မီချီကိုက်တိုဟာဆန်နဲ့ဂျူနိုဂျီတို့လည်းလူပြတ်တဲ့နေရာမှာစုနေကြပြီးကိုတာကဝေးတဲ့နေရာကနေခြောက်ကြည့်နေပါတယ်။အခြေပီယက်ကသူတို့စီကိုဆက်ဆံမြဲမြဲရောက်လာတော့မီချီတယောက်အောင်သွားရပါတယ်။တပွဲကိုလူသိရှင်ညာဖြစ်မှာဆိုလို့တေတကိုစီစဉ်ခဲ့ပေမဲ့ဆင်နဲ့ဒီဂျေဆာဂါရာတို့ရဲ့ကျေးဇူးကြောင့်ပီယက်အပါဝင်တမျိုးလိုကလူတွေတည်သွားကြတာဖြစ်ပါတယ်။နောက်ပြီးပီယက်စီမှာဘယ်ကရမှမသိတဲ့လော့ဗီကိုတကူရှိနေတော့မီချီလည်းတက်မတာပဲပြန်ပွဲမှာပေါက်ခွက်ပေးလိုက်ရပါတယ်။ပြန်ပွဲရဲ့စီမင်းစီကံကတော့ယူရှင်းပါတယ်။တောအုပ်ထက်ကလော့စီတွေအများကြီးခူးယူနိုင်တဲ့သူကအနိုင်ရမှာပါ။ပြန်ပွဲဆက်တာနဲ့အိမ်မက်ကောင်တွေအများကြီးရောက်ချလာလို့အကုန်လုံးလည်းပြပြတလဲတက်ခိုက်ကြပါတယ်။ပြန်ပွဲမှာအနိုင်ရဖို့ကလွယ်လို့ဘာမှစိတ်ဝင်စားတဲ့ကန်တို့ကတော့အကုန်လုံးကိုလေးလီယူရှုပြီးတောအုပ်ထက်ကိုအရေးဆုံးဝင်သွားပါတယ်။အဒီနောက်ပီယက်ဂျူနိုချီဟာဆက်တို့ကပါတောအုပ်ထက်ဝင်သွားကြပြီးမီချီတယောက်တည်းအိမ်မက်ကောင်တတိုင်းနဲ့ရန်ခဲ့ပါတယ်။ဖတ်မသားခင်လူလက်ကောင်ဂျူနိုချီကအိမ်မက်တကောင်ကိုလော့စီပြစ်ချခဲ့တာကြောင့်မီချီလည်းတိုင်ပတ်နေရပါတယ်။အခြားတစ်ဖက်မှာကူရီရှိမာကလည်းဝန်ထမ်းတယောက်လာပြောပြလို့တောအုပ်ထက်မြောက်တတိုက်ရောက်နေတဲ့ဆိုတာသိသွားပါပြီ။မီချီကလည်းအိမ်မက်ကောင်တွေကိုမြန်မြန်လက်ဆက်ဖျက်ဖို့ကီဝီလော့စီကိုထုတ်သုံးလိုက်ရပါတယ်။အဒီနောက်ပါလာထမ်းမြတ်တဲ့ကီဝီကက်ဂရစ်နဲ့အိမ်ဘက်ကောင်တွေကိုရှက်သမားနေခဲ့ပြီးစောက်ကြည့်နေတဲ့ကိုတာကလည်းမီချီကိုဝင်ကူပေးပါတော့မီချီကိုလည်းကန်လိုလိုနောက်ကိုအမိလိုက်ဖို့ပြောရင်အိမ်ဘက်ကောင်တွေကိုသူနဲ့လွှဲခဲ့ဖို့အော်ပြောလိုက်ပါတယ်မီချီလည်းထွက်မသွားခင်ဝါတာမန်လိုလော့စီကိုတာကိုပေးခဲ့လိုက်ပါတယ်ကိုတာတယောက်အိမ်ဘက်ကောင်တွေကိုဆွေးကအားဖောင်နဲ့မြန်မြန်လက်ဆက်သတ်ပြီးမီချီလိုနောက်ကိုအမိလိုက်သွားပါတယ်ဘူရူရှိမာကလည်းသူ့တည်တနာအခန်းကြီးရောက်လာပြီးတောအုပ်ထမှာတောင်းညံ့နေတဲ့မြောက်အုပ်စုကိုပြင်ဖို့မန်လိုအန်ဖောင်ပြောင်းလိုက်ပါတယ်ဒါကတော့ခါမတဲ့ကန်အပိုင်းတက်ဆက်ဖြစ်ပါတယ်အပိုင်းဆက်ချက်ကိုနောက်နေ့မှဆက်တင်ပြီးသွားပါမယ်ကျွန်တော်တော့အမိုင်ပါကန်တို့တော့ထဲမှာလော့စီတွေခူးယူနေတော့အရင်ကရန်ကျွေးရှိတဲ့ဟာဆဲကပြန်ပွဲစီမင်းစိတ်ကနေကိုဖိတ်ချိပြီးအလဲဝဲချောင်းမှုချောင်းနေတာကြောင့်ပြန်ခုခံနေရပါတယ်ဒီလိုနဲ့ပီယက်ကပါသူတို့နှစ်ယောက်ကြားခုံဝင်လာပြီးဟာဆဲကိုမပြောမဆိုကြိုက်ပေါက်ပြစ်လိုက်ပါတယ်ကန်တို့ကလည်းအရင်ကအကျွေးဆက်ဖို့ရှိသေးတယ်မလားလို့ဆိုကပြန်ပွဲကိုပိတ်ခောက်ထားပြီးနှစ်ယောက်သားမကြည့်ပဲစောင့်နေကြပါတော့ကိုတာကလည်းပြပွဲဝင်နေတဲ့ခြေနေကိုစောက်ကြည့်ရင်ဖြူအာမာရိုက်တာထွက်လာအောင်စောင့်နေပါတယ်။တစ်ဖက်မှာကိုရီရှိမာကတောအုပ်ထလာသောရမ်းနေတဲ့ငနဲတတိုက်ကိုရှယ်ပြင်းမှုဇေယျထထနေတာကြောင့်ယိုမာလည်းစေကိုကိုဒရိုင်ဘာကိုမဖျက်ဆီးမိစေဖို့တတိပေးလိုက်ရပါတယ်။ကိုတာကသူ့တည်တနာစခန်းကိုမီချီညော်ပြတဲ့အတိုင်းတယောက်တည်းလိုက်ရှာနေပေမဲ့အခုထိပါသက်လော်စားမှမရသေးလို့စိတ်ညစ်နေရပြီးမီချီဘက်မှာကအိမ်မက်ကောင်တွေနဲ့တယောက်တည်းရေဆိုင်နေရပါတယ်။အပြင်မှာကြံခဲ့တဲ့မိုင်းရီတို့ကလည်းခရစ်စမတ်ကာဝဲအတွက်အကားလေးကျင်းနေကြချိန်ဘေးကတောင်းကကိုတာနဲ့မီချီကိုစိတ်ပူနေကြတော့မိုင်းရီလည်းကိုတာနဲ့မီချီတို့နှစ်ယောက်လုံးအကောင်ဆုံးလုံးနိုင်မှာပါလို့ဆိုကသူတို့လည်းကျူးစားလေးကျင်းရမယ်လို့ပြောပြီးစိတ်ဓာတ်မြစ်တွေပေးခဲ့ပါတယ်။တောအုပ်တက်ကိုအာမာရီတာတွေအကုန်လုံးတပြိုင်နက်တည်းရောက်လာတာကြောင့်ယိုမာကရှေ့ချက်ကူရီရှိမာပါဆက်လို့မလဲဆိုတာကိုစိတ်ဝင်စားနေပါတယ်။ဂိုင်ဒိုနဲ့ပီယဲတို့ရဲ့မချီဝဲချင်နေဟာဆိုရင်တော့ဖြစ်ထုံးစံတိုင်းငပြောသည့်ကောင်လေးကပဲပိုင်နဲ့အတွက်ခံနေရပါတယ်ဂိုင်နိုကဘနာနာဦးလေးနဲ့ထိုးစစ်ဆင်လာချိန်ပီယဲလည်းဒုတိယအိုလေးနဲ့ကောင်းလာပြီးတိုင်မတိုက်ခိုက်ခဲ့ပါတယ်။အသာစီးရနေတဲ့ပီယဲတယောက်ခရစ်စမတ်ပွဲအတွက်ငပြောတိကိတ်လုပ်ပြမယ်လို့ချေးချက်စကားဆိုနေတော့နမခန်သားတဲ့ဂိုင်နိုလည်းမန်ကိုအန်ဖောင်နဲ့ပြတ်သက်ခဲ့ပါတော့။ဒီတော့မှပီယဲကအရင်တစ်ခေါက်ကတည်းလက်ရည်တိုးတက်လာတဲ့အကြောင်းပြောပြီးတရတိပူတင်လုပ်ပြမယ်လို့ဆိုလာပြန်ပါတယ်။မြောက်သာသူတပြန်ကိုတပြန်ပွဲဖြစ်နေကြချိန်ဟာဆန်နဲ့ဂျူနီဂျီကအဝေးတင်နေရာကနေခြောက်ကြည့်နေကြပါတယ်သူတို့ရဲ့ကြံကတော့ကိုင်နိုနဲ့ပီယဲတို့အရှေ့ရှေ့တိုက်ခိုက်ပြီးတက်လုတ်ကုန်းသွားချိန်မှာနှစ်ယောက်သားအလေးဝင်ချောင်းမစီစဉ်နေတာဖြစ်ပါတယ်။အဒီနောက်နှစ်ယောက်သားလော့စီလေးပါလေးရှာရင်ဟိုနာဒီနာရှောက်ပတ်ကြည့်မှုတယောက်တလန်းစီထွက်လာခဲ့ကြပါတယ်။ကဆုံးသူဂျူနိုချီကအင်းဘက်ကောင်နေလိုက်လို့အပေမော်တက်ပုံပြီးတနီးနီးနဲ့မော်ထုတ်နိုင်ခဲ့ပေမဲ့ဆရာသမားကကူရီရှိမာနဲ့ပဲပိတ်တူးသွားပါတယ်။အခြေအနေကိုစောင့်ကြည့်နေတဲ့ကိုတာလည်းဖြူရအာမော်ရိုက်တာတိုက်ခိုက်နေတာကိုတွေ့သွားပြီးဂျူနိုချီတယောက်ကူရီရှိမာရဲ့ဓာတ်ချက်တွေအောက်မှာကြာရှုပ်သွားပါတယ်သူ့ရှိမှမှောက်နေတဲ့ကောင်ကိုခွရက်ပြေထုတ်သွားဖို့အမေပေးနေတဲ့အတန်ကိုတာလည်းကြားကြားချင်းထူဆန်းဖြစ်နေခဲ့ပါတယ်။အဒီနောက်ကူရီရှိမာလည်းကျန်တဲ့သူတွေကိုရှာဖို့ထွက်သွားပြီးအခွေရရတာနဲ့ကိုတာကယူတူရာဆေးလှုပ်သားတွေနောက်ကိုခိုးလိုက်သွားရင်နောက်ဆုံးမှတစ်ချိန်လုံးလိုက်ရှာနေခဲ့တဲ့ယူတူရာဆေးရဲ့သူ့တည်တနာစခန်းစီကိုရောက်သွားပါတယ်။ဂျီနိုချီကိုလည်းနီးနာကဝင်ပေါက်ကြီးတစ်ခုတည်းဆွဲခေါ်သွားတာမြင်တော့ကူရီရှိမာပြောတဲ့ခရက်ဆိုတာဝင်ပေါက်ကိုဆိုလိုတာမှကိုတာသဘောပေါက်သွားပါတယ်တကယ်လို့သူတောင်ဝင်ပေါက်တဲ့ဒီခိုးဝင်နိုင်ခဲ့ရင်ဒီထက်ပိုများတဲ့တရင်ချက်လက်တွေရမှာဖြစ်တာကြောင့်ဒီတူလာစေလှုပ်သားပြင်ဟာဆောက်ဖို့အကြံရသွားပါတယ်
ဆဆကြီးဒေါက်တာမြောက်နဲ့ညီတော်မလို့ဖြစ်ခဲ့ပေမဲ့ကိုတာရဲ့ယောဂပြောင်းဆက်ဆက်ဖြစ်နေလို့ဘုံနှကောင်လည်းတတိမထားမိလိုက်ပါဘူးကိုတာဘေးကဒေါက်တာကခရစ်စမတ်ကိုဟဲတော့ဦးတယ်မှာအခြေကုန်ရတာမရှုံးပါဘူးလို့ပြောနေတော့ကိုတာလည်းဒီတော့အိုးရဲ့နာမည်အစစ်မှန်ကိုသိလိုက်ရပါတယ်စခရမောကစောက်ကြည့်နေတဲ့ဒေါက်တာကလည်းသူတို့ရဲ့ညှော်ချုပ်ကိုရီရှိမာကစားသားခါမြောက်တွေကိုရှာတွေ့ပြီလို့ဆိုနေခဲ့ပြီးတစ်ဖက်မှာပီရဲနဲ့ကင်နိုတို့တိုက်ပွဲကအတော်လေးပြင်းထန်လာကြောင့်အခုထိနိုင်ရှုံးမပေါ်သေးပါဘူးအချေကူရီရှိမာကသူတို့ကြားတဲ့ဖြတ်ကနေဝင်လာပြီးနေရာလုံးကိုရှက်ပလန်နဲ့ခုတ်ပင်းပွဲကိုရပ်တက်ပြေးလိုက်ပါတယ်။ကင်နိုတယောက်တည်းပြခုခါဖို့အသက်အံကြိုးစားနေပေမဲ့ပီရဲကတော့ကူရီရှိမာရဲ့ဓာတ်ချက်တွေကိုကြည့်ရင်ကျူစင်းနေခဲ့ပါတယ်။ကြောက်ပြီလို့အဲ့ဒါကြောင့်ငါပြောသည့်ကောင်လေးကင်နိုကိုအရင်မြန်မြန်လက်ဆက်သတ်ပြီးဖေချောင်းမချောင်းနေတဲ့ပီရဲကိုကြောက် VIP ခုတ်ချက်တွေနဲ့မှတ်လောက်သားလောက်အောင်ဆော်ပေးလိုက်ပါတယ်။ဖြစ်ချင်တော့အဲ့ဒီလိုရက်တွေကပဲပီရဲရဲ့နှလုံးသားကိုအပိတိုင်သိပိုက်သွားရှာပါတယ်။ TV ဖန်သားပြေကစောက်ကြည့်နေတဲ့ကိုတားလည်းယူတူရာစိတ်ကုမ္ပဏီကသူတို့ကိုစားနပ်ခံမြောက်တဲ့အဖြစ်တုံချနေတဲ့ဆိုတာသိရတော့အကြီးကျယ်ဒေါသထွက်နေပါတယ်။ Evergate နဲ့ Lossy တွေကယူတူရာစိရဲ့လက်ကွက်တစ်ခုသာဖြစ်ပြီးအမေရိကန်ဒေတာတွေလိုချင်လို့ပြီးလိုက်တာတွေကိုစေကူကူဒရိုင်ဘာထုတ်ပေးခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာနောက်ဆုံးချန်ခဲ့တဲ့မီချီကလည်းသူ့ကိုကြီးကူရီရှိမာနဲ့ထိတိုက်တွေ့နေပါပြီ။တိုက်ပွဲဆဆချင်းမီချီကသူ့ကိုကြီးဟုတ်မဟုတ်အတီးပြုခြင်းလို့တိုက်ကွက်တွေရှို့ထားပေမဲ့ကူရီရှိမာကတော့တာရဲတကောက်လိုအမဲလိုက်ဖြတ်နေပြီးသူတည်တဲ့နာစကားစီမာကလည်းအမကောင်နဲ့အဖွဲလိုက်ကြီးဝင်ချလာလို့ကိုတာကစေတနာဝယ်ထန်လုပ်ပေးနေရပါမီချီလည်းဒီနိုတိုင်းလာသွားရင်ရှုံးတော့မယ်ဆိုတာခံစားမိတာကြောင့်သူ့ကိုလက်ကနေထွက်ပြေးဖို့ကြိုးစားကြည့်ပါသေးတယ်သူ့ပေမဲ့ကိုရီရှိမာကသူ့တက်နှာတပြားတာနေတော့မီချီလည်းအဖခံရလူဆက်ဆက်ဖြစ်သွားပါတယ်အချိန်တိုင်းဆိုသလိုသူ့တည်တဲ့နာစကန်တက်ခတ်ခံနေရတဲ့တရင်ကကိုရီရှိမာစီရောက်သွားခဲ့ပြီးခရက်စီအမြတ်သားမလုံနေချိန်ဘက်ကတဲ့ကချောင်းနေမှမသိတဲ့ဟာဆဲကဝင်ချလာပါတယ်လူကသာဗမွေနာအာချော်တဲ့နေရာမှာဆရာကြလောနဲ့ကောင်းလဲကိုရီရှိမလက်ချက်နဲ့လက်လောင်ကျက်တော်နေဖြစ်ကုန်ပြီးစေကူကိုဒရိုင်ဘာကိုပါဖျက်ဆီးမိသွားပါတယ်။မီချီကလည်းဖြူရအမွိုင်တာပြောတဲ့စကားတွေခိုးနှားထောင်ရင်သူ့ကိုကြီးဖြစ်နေမှတိလိုက်ရတော့ဆော့ရသွားပါတယ်။ခုနက TV စခရင်ကြည့်ရစားသခါမြောက်လေးတွေပါဖြစ်တဲ့ညာဖြစ်တဲ့လှောင်နေတဲ့ professor လဲအခုကျတော့ကူဘာကဘာနဲ့လာတော့ဆုံနေကြပါတယ်။အစာပိုင်းမှာကိုတာကဒေါသထွက်နေတော့ professor ကိုပြန်ဖဲနေပေမဲ့လူတွေဒုက္ခရောက်နေတာကိုမကြည့်ရတာကြောင့်စေတနာဝန်ထမ်းလုပ်လက်စားနဲ့အီချီကိုအန်ဖောင်ပြောင်းလဲလိုက်ပါတယ်။အဒီနောက်အင်ဘတ်ကောင်နဲ့အများကြီးကိုအီချီကိုချနဲ့တယောက်တည်းလိုက်ခုံနေခဲ့ပါတယ်။တာဝါမှာကြံခဲ့တဲ့ယူမာကလည်းအင်ဘတ်ကောင်နဲ့အထက်ဝင်လို့ရအောင်ကောက်ကွယ်ရေးပလန်တူကိုဖွင့်ဖို့အမိပေးလိုက်ပါတယ်။စင်တာကလူကပြည်သူတွေလက်ကုံမှာဆိုလို့မဖွင့်ဖို့ကြံပေးခဲ့ပေမဲ့ယူမာကတော့သူ့မှာအစီအစဉ်ရှိတယ်လို့ပြန်ပြောခဲ့ပါတယ်။ဘလောက်တတ်အင်မကောင်အရေးတွဲကများတဲ့များလာတော့ကိုတာလက်နီနာကဆွေးကလော့စီကိုယူသုံးပြီးဂီရိုမူဖောင်နဲ့အကုန်လုံးကိုလိုက်ပြချပါတော့တယ်။နောက်ပြီးတာဝါထင်းမှာတောင်းကျမ်းနေတဲ့အင်မကောင်တွေကိုလည်းယူမာရဲ့ကူညီနဲ့ရလကူကူဖြည့်ရှင်းနိုင်လိုက်ပါတယ်။အခြေအနေတွေအားလုံးပုံမှန်ပြန်ဖြစ်သွားတော့ဝန်ထမ်းတွေကသူတို့ကိုကယ်ပေးခဲ့တဲ့သူကိုကူလူရှိမလို့ထင်နေကြပြီးဆရာသမားကတော့ခွက်တဲ့ကနေလောလောလတ်လတ်ပြထွက်လာပါတယ်။တော့တဲ့ကြံခဲ့တဲ့မီချီကလည်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာမှာလော့စီတစ်တာကိုရှာတွေ့ခဲ့တာကြောင့်လော့စီအများစုခူးယူနိုင်သူအဖြစ်တင်းငိုင်ကပဲထပ်မံအနိုင်ရရှိသွားပါတော့ဒီချေဆာကလာလည်းလက်ရှိမှပေးစရာအရာတင်းငိုင်ကပဲထိဆုံးမှာဆက်လက်ရပ်တည်နေတဲ့အကြောင်းသူရဲ့စီစဉ်ကလည်းတက်ဆက်ပေးနေခဲ့ပါတယ်တော့တဲ့ရလာတဲ့လော့စီတွေကိုတော့ပေးယူတိုင်းစစ်စီအကိုအပြစ်လိုက်ပြီးကိုတာကမကြင်မနှက်ဖြစ်နေဖို့ပေါ်နေလို့ဆက်လက်သူတို့ရည်ရဲ့ချက်ကိုတည်သွားပြီဆိုတာရေးမိလိုက်ပါတယ်အဒီနောက်တင်းငယ်ဖွဲ့သားတွေလည်းသူတို့ရဲ့ပြည်သက်တွေကိုကားပြဖျက်ဖြစ်ရင်ပြောစရာကောင်းတဲ့ခရစ်စမတ်ညလေးကိုပြပြရွှေရွှေကုံဆုံးလိုက်ကြပါတယ်။ဆော်မရှိတဲ့ပရိုတို့ကတော့အိယာတဲ့စာကောင်းမိချုံပြီးတယောက်တည်းဖြတ်တန်းကြပေါ့။နော်။ဒါကတော့ခေါင်းမိုက်တာဂိုင်အပိုင်းဆက်တစ်ဖြစ်ပါတယ်။အပိုင်းဆက်နဲ့ကိုနောက်နေ့မှဆက်တင်ပေးသွားပါမယ်။ကျွန်တော်တော့အမိုင်းပါ။ကိုတန်နဲ့မီရှိတို့လည်းတောက်ထက်ကရလာတဲ့သတင်းချက်လက်တွေယူဇရာစိတ်ကုမ္ပဏီရဲ့လိုရက်တွေကိုပြန်သုံးသပ်ရင်အကြောင်းမင်းပြချက်သူတို့ပြီးလိုက်တာတွေစောင့်ကြည့်ခံနေရတယ်ဆိုတာသိလဲရပါတယ်။ Evergate နဲ့ Lossy တွေဆိုတာသူတို့ကိုလက်စားဖို့တက်ပြင်ဆင်ထားတာဖြစ်ပြီးအမေရိကန်ဒေတာတွေစုလို့ရအောင်ယူရချက်ရှိစေကူကိုဒရိုင်ဘာတွေထုတ်ပေးခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်မီချီကအခြေတကူလောက်အမေရိကန်ဖောင်မပြောင်းတော့ဖို့ကိုတာအောင်နားချလိုက်ပါတယ်။ဒီလိုနဲ့လမ်းလျှောက်လာတော့ခုနရအတက်မှာတင်းငိုင်ဖန်ကန်နှစ်ယောက်နဲ့ဆုံခဲ့ကြပြီးသူတို့အိုင်တော်ဖြစ်တဲ့ကိုတောက်ကိုအော်တိုထိုးပေးဖို့တောက်ဆုံနေတော့နှစ်ယောက်သာရှောင်မိကြရပါတယ်။သူတို့ထွက်လာတာနဲ့တပြိုင်နက်ဘက်ကရက်လာမှမသိတဲ့အိမ်မကောင်ကဖန်ကန်နှစ်ယောက်ကိုဝင်တိုက်ခိုက်ပါတော့တယ်။ချစ်ချင်းဆိုသလိုကိုတာလည်းတုံဆိုင်မနေပဲဒုက္ခရောက်နေတဲ့ဖန်ကန်နှစ်ယောက်ကိုကူညီဖို့အော်ရီအဖောင်အမြန်ပြောင်းပြီးအေဘကောက်ကိုမြန်မြန်ကိစ္စချောပေးလိုက်ပါတယ်။ခုနကမှဖောင်မပြောင်းဖို့အတန်းနဲ့မှာထားတဲ့မီချီကတစောထုတ်လို့နေတဲ့ကိုတောက်ကော်ပလီတက်နေတော့ဟဲတော့ရဲ့အပေတွေနဲ့ခရက်ကိုလက်စားဖျောက်ဖို့ယူဒရာစိလက်အောက်ခံကိုရိုကာကစစ်တပ်ကြီးကရောက်ချလာပါတယ်
ကိုတာနဲ့မီချီလက်အမိုင်ဒါစစ်တပ်ကြီးတစ်ခုကိုမြောက်ဝါထွက်တင်တွေ့လိုက်ရတာကြောင့်သူတို့စီကရတဲ့ဒေတာတွေကိုတုံးချပြီးစစ်ကူကူဒရိုင်ဘာတွေစက်တိုက်ထုတ်လုပ်နေတယ်ဆိုတာသိသွားပါတယ်။ယူဂျရာစစ်ကုမ္ပဏီကလူတွေဒုက္ခရောက်နေတာထက်ဟဲတော်ရဲ့လှုပ်ဝက်ချက်ပေါ်ကျသွားမှာကိုပိုဆိုးရပြနေတော့ကိုတာနဲ့မီချီလက်ခပ်ပြင်းနေကြပါတယ်။တစ်ဖက်မှာကိုင်နိုတယောက်ကွင်းမြင့်ကြီးထဲမှာတယောက်တည်းရက်နေချိန်လမ်းသွားလောက်လာမဲကြီးကတွေ့တော့ခဏလောက်စကားပဲဖြစ်ခဲ့ကြပါတယ်။တကယ်တော့အရင်ကဒီကွင်းမြင့်ကြီးဟာတာကာဆူကာဆာလို့အမည်ရတဲ့တောအုပ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာယူဂျရာစိတ်ကုမ္ပဏီကအပင်နဲ့ကွန်လုံးကိုရှင်းလင်းပြီးဒေတာဖော်ပြတိုးတက်အောင်စောက်အောင်များများဆောက်လုပ်ပစ်ခဲ့ကြပါတယ်။သူတို့ဆန္ဒမှာပါပဲအာနာကိုအလွဲသုံးစားလုပ်ပြီးမြို့ကိုပြောင်းလဲပစ်ခဲ့တာကြောင့်ယူဂျရာစိတ်ကုမ္ပဏီကိုကိုင်နိုတယောက်ချိန်မုန်းနေခဲ့တာပါ။မိုင်းကလည်းအခုမှသူမရဲ့နာမည်အပြည့်စုံတာကာဆူကာဆာမိုင်းလုံးမိတ်ဆက်ခဲ့ပြီးအဖေဖြစ်သူကဒီတောအုပ်ရဲ့အဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့ကြောင်းကိုင်နိုကိုစာပြောပြပါတယ်။ငယ်ကနွေရာသီနတ်ပူစော်ပွဲကြရင်အပင်အောင်မှာကတဲ့အမာကြီးတွေကိုအားချဖို့တာကြောင့်တော်တော်လေးကြိုးစားခဲ့ရတဲ့အကြောင်းဆိုပါတယ်။အခုထိလည်း stage တွေပေါ်မှာကားနေတဲ့အချိန်တိုင်းအဲ့ဒါကိုတတိယမိတယ်လို့ကိုင်နိုကိုပြောပြနေခဲ့ပါတယ်။တောရဲ့နွေရာသီပွဲတော်ကိုမှတ်မိတဲ့သူမရှိတော့ရင်တော့ကားတဲ့နေရာပြောင်းသွားပေမဲ့ခံစားချက်ကအတူတူပဲလို့မိုင်းကြီးကထပ်ပြောခဲ့ပါတယ်။ဒီတော့မှကိုင်နိုတယောက်သူငယ်ကခိုးကြည့်ခဲ့တဲ့အပင်ကြီးအောက်မှာကားနေတဲ့ကလေးမလေးဟာမိုင်းကြီးဆိုတာမှသိလဲရပါတယ်။ကိုင်နိုကတော့မိုင်းကြီးပြောသမျှအကုန်နားထောင်ပြီးဆရာမကြီးကိုဘာမှမတုတ်ပြန်ပဲဒီတိုင်းလက်ထွက်သွားချိန်ကြံခဲ့တဲ့မိုင်းကြီးစီကိုအဖြူဝမ်းဆန်းတဲ့မိုင်းကြီးကရောက်လာပါတယ်။နောက်ပြီးမတူညီတဲ့ဘဝတစ်ခုစလို့ရအောင်ကိုတာမီချီနဲ့ဒီမျိုးကြီးစီကနေအပိဓာထောက်ခွာသွားဖို့ပြောပါတယ်။ဘာမှမသိနားမလည်တဲ့မိုင်းကြီးကတေချာရှေ့ပြဖို့ပြောတော့အဖြူဝမ်းဆန်းတဲ့မိုင်းကြီးလည်းပျောက်ကွယ်သွားပါတယ်။အခြားတစ်ဖက်မှာမီချီကတောအုပ်ထက်ကကိစ္စရှောက်မဖွာဖို့ကိုတာကိုတတိပေးနေတော့ဘန်ဒိုဆိုင်ကစကီလေးကလိုက်ခိုးနှောက်ထောင်နေလို့ဆရာသမားနှစ်ယောက်လည်းဟိုရွှေ့ဒီရွှေ့နဲ့ပတ်ပြေးနေရပါတယ်။ကိုတာဖြစ်ချင်တာကတခြားဘီရိုက်တာတွေကိုအမှန်တိုက်သိပေးချင်တာဖြစ်ပြီးမီချီကတော့မဆိုင်တဲ့သူတွေဒုက္ခရောက်မှစိုးတာကြောင့်မလုပ်ဖို့တားပါတယ်။နောက်ပြီးယူဂျူရာစိလိုချမဖြစ်ရအောင်စေကူကိုဒရိုင်ဘာကိုဆက်မတော့ဖို့ကိုတာကိုနောက်တစ်ကြိမ်ဖြောင်းပြခဲ့ပါတယ်။အဲ့ဒါကိုကိုတော်ချောလေးကဦးအင်းအန်လုံနေသေးတော့မီချီလက်အသာပါဝါနည်းနည်းမြင့်သေးပြီးကိုတာရဲ့စိုးရိမ်ကြောက်ကြစိတ်ကိုလွှမ်းမိုးပြလိုက်ပါတယ်။တစ်ဖက်မှာတင်းပါရောကကောင်တွေကတေရွေဝါရဲ့စိတ်စိမ်ကိုလူဖို့လာစစ်ခေါ်နေပါတယ်။ဟာဆိုင်လက်ပေါ်စိုးကတင်းငယ်ကိုသွားစစ်ခေါ်ဖို့ပြောတော့ကိုင်နိုကငါပြောကောင်တွေကိုအရင်ရှင်းထုတ်ပြရမယ်လို့ဆိုတာစေကူကိုဒရိုင်ဘာနဲ့ဘနာနာအန်ဖောင်ပြောင်းလိုက်ပါတယ်။ကိုင်နိုနီတို့ဟာဆိုင်ကဖောက်ပြောင်းမဲ့အလို့စေကူကိုဒရိုင်ဘာကကိုရီရှိမလက်ချက်နဲ့ပျက်စီးသွားခဲ့တာကြောင့်အသင်းသားတွေရှေ့မှာအဆက်ကွဲသွားခဲ့ပါတယ်။သူတို့နီးနားမှာလည်းလူလက်ကောက်ဂျူနိုဂျီကရှိနေခဲ့ပြီးမသက်သာတဲ့ဆိုဟာဆိုင်လက်လော်စီနဲ့အိမ်ဘက်ကောင်ကိုဆက်ခေါ်လိုက်ရပါတယ်။စေခေါ်ပဲရလက်ကိုတော့ရှေရှေဝေးဝေးပြောမနေတော့ပါဘူး။ကိုင်နိုကပဲစပီယာဝေးတစ်ချက်တည်းနဲ့ပွဲသိပ်ပြပြီးဟာဆိုင်ရဲ့လော်စီနဲ့အတူစတိတ်စင်ကမှသိပ်ပြလိုက်ပါတယ်။ဒီအချိန်နဲ့ရောက်မှသွေးသားညီကိုဆိုတဲ့ဂျူနိုဂျီကတစ္ဆာဖော်သွားတဲ့အပြင်အသင်းသားတွေစီကပါဆွတ်ပစ်ခံခဲ့ရတာကြောင့်ဟာဆိုင်လက်ထိတာတော်လေးကျသွားခဲ့ပါတယ်။လူလက်ကောက်ဂျူနိုဂျီကလည်းသူ့ဘေးမှာဟာဆိုင်မရှိတော့ဘူးဆိုတော့နောက်ထပ်သွေးသားညီကိုတယောက်ရှာမဲ့အကြံနဲ့ပီရဲရဲ့ချမှတ်ဆက်ကိုရောက်သွားပါတယ်။ဒီဘက်ကွာမကြောက်မလန့်နဲ့ရချင်းငနေသားလေးကပီရဲကိုဆရာစောတင်နေပြီးဟိုကသူပြောတာကိုအာယုံမလာပဲကိုရီရှိမကိုပဲမှန်းလို့နေခဲ့ပါဒီမျိုးမထင်ကြပါနဲ့ကိမို့ကိုပြောတာပါညီကိုတို့အဒီနောက်ဂျူနိုဂျီကကန်ယာတီဘာတယောက်ဖြစ်နေတော့ပီရဲလဲလူကြီးတယောက်ဖြစ်အောင်ပုံသိမ်းပေးဖို့သဘောတူလိုက်ပြီးပထမဆုံးသင်ခန်းစာအနေနဲ့မိုးနှစ်တဲ့အရေးမှွေခိုင်းလိုက်ပါတန်တရားစစ်တွေပြင်းနေတဲ့ကိုသားလည်းအမွိုင်လာဖြစ်ရတာနော်ရရမရမီချီကိုမင်းနေခဲ့ပါတတိသားလေးမီချီကတော့ဟဲဟေတော်ရဲ့ပဟင်းနီးနဲ့ယူဂျရာစိတ်ကုမ္ပဏီရဲ့အစီအစဉ်တွေကိုစုံစမ်းဖို့တွေးထားတာကြောင့်နောက်တော့မရဘူးလို့ပဲပြန်ဖြေခဲ့ပြီးသူ့အစီအစဉ်တိုင်းစေကူကိုဒရိုက်ဘာတွေဆွတ်ပစ်လိုက်ရအောင်လို့ကိုတာကိုပြန်ပြောခဲ့ပါတယ်မီချီရဲ့အတွေ့ကစေကူကိုဒရိုက်ဘာတွေသာဆွတ်ပစ်လိုက်ယူဂျရာစိတ်ကုမ္ပဏီရဲ့အစီအစဉ်ကနောင်နေသွားမယ်လို့ထင်နေတာပါနေရာသားညစ်ခွန်လို့ကောင်းနေတော့ခြေကိုက်ဆိုစလို့အင်ဘတ်ကောင်တွေကသူတို့အနီးနားကိုရောက်လာခဲ့ပြီးကိုတာဝေကူညီမဲ့အလို့မီချီကဖောင်မပြောင်းမှုအသက်ဆန်လိုက်တာပါတော့ကိုတာလည်းအင်မက်ကောင်တွေလူကိုရန်ပြူတာနဲ့ယူတရာစိတ်ကုမ္ပဏီကိုတောင်းလာတာကလမ်းကြောင်းမတူဘူးလို့ဆိုကနောက်ဆုံးမှာတော့တပားသူကိုကူညီဖို့အတွက်စေကူကိုဒရိုင်ဘာကိုကြည်ကြည်နက်နက်တော့ဖို့စေပဲဖြတ်နိုင်သွားပါအဒီနောက် Ori Alpha အမြန်ပြောင်းပြီးဒုက္ခရောက်နေတဲ့သူကိုကူညီပေးနေချိန်နောက်ထပ် Ared Amet 3ကထပ်ရောက်လာတော့ကိုတာတိုက်ပတ်သွားပါတယ်ဒီလိုချိန်နေမျိုးမှာတော့မီချီကစေကူကိုဒရိုင်ဘာတော့ဖို့တုံဆိုင်နေပြီးကိုတာကိုဝင်မကူညီပဲဒီတဲရဲကြည့်နေခဲ့ပါတယ်တော့ပေမဲ့ဘလို့နေနောက်ဆုံးမှာတီကဇက်ဆောက်ဖြစ်တဲ့ကိုတာကအင်မကောင်နဲ့အကုန်လုံးကိုခက်နိုင်ယူနေလိုက်ပါတယ်။အဲ့ဒီအချိန်ကစလို့မီချီလဲသစောထွန်းနိုင်တဲ့ကိုတာအပေါ်အမြင်ဆောက်လာပါတော့။အခြားတစ်ဘက်မှာကိုရီရှိမာကအခုမှအသေးဆက်ထုတ်လုပ်ထားတဲ့ Genesis Driver ကိုသူရဲ့လက်အောက်ခံကိုရိုကာကစစ်တပ်နဲ့ဆက်သနေခဲ့ပါတယ်။
လက်ထဲမှာလည်းအရင်လော့စီကိုအဆင့်မြင့်ထားတဲ့ Mellow Energy လော့စီတစ်ခုရှိနေပြီးခေါ်ထွက်နေတဲ့ Mellow Energy Alpha ကိုပြောင်းလိုက်ပါနောက်ပြီးကူရူခါကေစစ်တပ်ကိုလည်းစိုးနဲ့ Arrow နဲ့အကုန်လုံးသူ့နာမရောက်ခင်မြန်မြန်ဆဆအမောက်သေးပြလိုက်ပါGenesis Driver စာသမှုကအလုပ်ဖြစ်သွားတာကြောင့်ယူမှာလည်း data တွေရအောင်ကူညီပေးခဲ့တဲ့ Big Rider တွေကိုကျေးဇူးတင်စကားဆုံးနေပါတစ်ချိန်တည်းမှာပဲကူရီရှိမာကတော့စာသခါကြွက်တွေကိုဆုံးမဖို့အခြေချပြီးတော့ကြွေးကြော်လိုက်ပါဒါကတော့ခမဲလာဂိုင်အပိုင်း7ဖြစ်ပါအပိုင်း7ကိုနောက်နေ့မှဆက်တင်ပေးသွားပါမယ်ကျွန်တော်တော့အမိုင်းပါပြီးခဲ့တဲ့ပတ်မှာကူရီရှိမာကအသက်ဆက်ထုတ်လို့ထားတဲ့ Genesis Driver နဲ့အမအသက်ကိုပွဲထုတ်လာခဲ့ပြီးတစ်ဆက်တည်းမှာအင်ဘက်အသွင်ပြောင်းသွားတဲ့ဟာဆက်တယောက်လူသားအသိစိတ်ပြောက်သွားခဲ့ပါကိုတာနဲ့ကန်နေတို့နှစ်ယောက်ကြောင်ကြည့်နေကြချိန်ကိုရီရှိမာလည်းအခြေအနေတွေပုံမဆိုးလာခင်အပြတ်ရှိပေးဖို့လွတ်လိုက်ပေမဲ့ဟဲအေးတော့ကြောက်ကာကနာနာမသိသေးတဲ့ဆရာလေးကလူတယောက်ကိုသွေးအေးနဲ့တပ်ပွက်လာထိမရက်ဆက်တဲ့ကြောင်တရားဝင်ဟောပါနေရာသားညစ်ခွန်လို့ကောင်းနေတော့ဟာဆက်ကထွက်ပြေးသွားတာကြောင့်ရန်ကြွေးရှိတဲ့ကန်တို့ကကိုရီရှိမာကိုသူနဲ့ထားခဲ့ဖို့ပြောပြီးကိုတာကိုဟာဆက်နောက်လိုက်သွားခိုင်းပါအင်ဘက်ကောင်တစ်ဖြစ်လဲဟာဆက်ကသူရှိမှရှိနေတဲ့ကိုတာကိုပြင်းမအနေနဲ့တန်းတာလိုက်တက်ခိုင်းနေခဲ့ပါကိုတာလည်းကိုစိတ်ကိုပြန်ထိဖို့တဖဖပြောရင်ဒီလောက်သိခံနေရတာတော့ဟာဆက်ကိုပြန်မချပဲဒီတန်းလိုက်ချုံနေပါအစောဘလော်တီးခံရတာများလာတော့စေဘစော်ဝါနဲ့တစ်ချက်လောက်တီးထုတ်ပေးလိုက်ပြီးအသီးစိတ်ပြန်ဝင်လာအောင်လူဖောင်နဲ့နောက်တစ်ကြိမ်ထပ်ပြောင်းပြခဲ့ပါဒီတစ်ကြိမ်မှာကိုတာရဲ့ပြောစကားတွေကဟာဆက်ပေါ်လှုပ်ပြက်ခဲ့ပြီးလူသားအသီးစိတ်တစ်ပတ်ပြန်ရခဲ့တော့လဲရန်လိုရည်စိတ်ကြန့်ရှိနေသေးတာကြောင့်ကိုတာကိုအထီးနာအောင်တက်ခိုက်ပြီးနောက်တစ်ကြိမ်ထပ်ပြေးသွားပြန်ပါတစ်ဖက်မှာကိုရီရှိမာနဲ့ကြံခဲ့တဲ့ကန်တို့ကလည်းသူ့ရှိရကောင်ကိုမနိုင်မသိသိနဲ့အတင်းနဲ့လိုက်ချနေခဲ့ပါပြောမရတဲ့အဆုံးကိုရီရှိမာကရှေ့ပြေးနမူနာစေကိုကိုဒရိုင်ဘာရဲ့ဖောင်ကအချောသက်ပေးတာ Genesis Driver ရဲ့ဖောင်ကိုနိုင်မှာမဟုတ်ဘူးလို့ဆိုကဘနာနာစကာနဲ့တိုက်ဖို့ဟန်ပြနေတဲ့ကန်တို့ကို Mellow Energy တိုက်ကွန်းနဲ့တစ်ချက်တည်းမှောက်သိပေးလိုက်ပါအဒီနောက်ကန်တို့တယောက်ယူဇရာဆေးလက်ထက်မှာအဖက်ခံလိုက်ရပြီးကိုတာကလည်းညအိုတီထိတိုင်အောင်ထပ်ပြေးသွားတဲ့ဟာဆက်ကိုမြို့အနာလိုက်ရှာနေခဲ့ပါနောက်ပြီးဒီနေ့သူမျက်စိရှိမှဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေ့ရင်ဟာဆက်စားခဲ့တဲ့အတီးကဘာမှဖြစ်နေမလဲလို့စဉ်းစားနေပြန်ပါမနေ့ရတော့မီချီကအလုတ်ကပြန်လာတဲ့သူ့အကိုကြီးကိုတွေ့ချင်းမြို့ထဲမှာဖြစ်ပျက်နေတာတွေနဲ့မကောင်းဆိုးရတဲ့အကြောင်းစကားဆက်မေးခဲ့ပေမဲ့ဘာတဲလို့ဆောင်မှမရလိုက်တဲ့အပြင်ကိုရီရှိမအောင်ငေါတာကိုပဲခံလိုက်ရပါအဲ့ဒါကြောင့်သူ့ဘက်သားသူလိုက်ဆုံစားဖို့ကားနောက်ထဲဝင်ပုန်းနေလိုက်ပြီးတစ်ဖက်မှာတင်းငယ်ဖက်သားတွေကလည်းဒီဂျေဆာကာရာရဲ့အစီအစဉ်အောက်က negative comment တွေကိုထိုင်ဖက်ရင်စိတ်တကြနေကြပါအခုဖြစ်နေတဲ့ကိစ္စမှာပေးရတာနေနဲ့ဘာမှမသက်ဆိုင်တာကြောင့်မိုင်းရီကမြို့သူမြို့သားတွေကိုဖြေရှင်းချက်ပေးဖို့တခြားသူတွေကိုလှုံ့ဆော်နေတော့ကိုတာတယောက်စိတ်ပြက်လက်ပြက်နဲ့ရောက်လာပါတကူလိုလက်ဆုပ်ပြက်ပိတ်တူနေပြီးရောက်တာနဲ့ဟာဆက်ကြောင်စကားဆမိသွားလို့မိုင်းရီတို့လည်းမီချီနဲ့ကိုတာတခုခုပုတ်ခွက်တမ်းမှရေးမိလိုက်ကြပါကားနောက်ထဲခိုးလိုက်လာတဲ့မီချီကလည်းယူဇရာစီကုမ္ပဏီရဲ့လုပ်ရက်တွေကိုကြောက်တဲ့ဖော်ထုတ်ဖို့ကြိုးစားနေပြီးရတုံနဲ့ရီကာတို့နှစ်ယောက်ဘန်ဒိုဆိုင်မှာထိုင်နေကြချိန်ဟာဆက်ကပုံပြက်ပန်းပြက်နဲ့ရောက်လာပါအနီးနားမှာရှိတဲ့ရေတိုကလည်းရီကာကိုဟာဆဲရန်ကနေကာကွယ်ရင်းတန်ရာရသွားခဲ့ပြီးကိုတာကရေးဘော်ကသွားရအလန်တဲ့လဲလာခဲ့တာကြောင့်သူ့တငယ်ကြီးတွေစီကိုဆက်ဆက်မဲမဲရောက်လာပါဘန်ဒိုကလည်းခုနလေးနဲ့ဆိုင်မှာဟာဆဲတောင်းရသွားတဲ့အကြောင်းကိုတာကိုပြောပြခဲ့ပါတစ်ဖက်မှာလူချုံရေးတင်းကြပါပဲဆိုတဲ့ယူဇရာဆေးကုမ္ပဏီကိုမီရှီတယောက်လွယ်လွယ်ကူကူဖောင်းဝင်ပြနေပါလွယ်ကူဆို CCTV ကြည့်နေတဲ့ကောင်တွေက Lucky Diamond ကောင်တွေနဲ့နေလားငါလားပဲလေအဲ့ဒီနောက်စီဝေးခမ်းမှာတဲ့သူ့အကိုနဲ့စစ်တို့စကားပြောနေတာတွေ့တော့ကတ်တိုလေးခိုးနှထောင်နေလိုက်ပြီးဆရာသမားနှစ်ယောက်ကလည်း Genesis Driver ထုတ်လုပ်မှုမှာကိုကြသေးရှော့ချဖို့အစီအစဉ်ဆွဲနေပါခဏကြာရေးပေါ်လုပ်ကိစ္စပေါ်လာလို့ကိုရီရှိမာနဲ့စစ်ချော်ဝါနာနဲ့တပြိုင်နက်မီရှီတယောက်အခန်းထဲဝင်မှွေနောက်ရှာနေရင်ယူမာကိုလိုက်တောအထက်ကတီတချုပ်စမ်းသမ်းနေတဲ့ဗီဒီယိုရော့ကော့ကိုမှတ်မတည်တွေ့သွားခဲ့ပါစမ်းသပ်ခါကျွတ်ပေါက်လေးကိုအတီးရဲ့စိတ်ပိုင်နဲ့ပြကျွေးလိုက်တာနဲ့အင်ဘက်တကောင်အဖြစ်ချက်ချင်းပြောင်းသွားတာကိုတွေ့တော့အော်တိုလို့သွားပါတစ်ဖက်မှာအတီးစိတ်မရှိတော့တဲ့ဟာဆက်တယောက်မျိုးတဲ့ရှောက်ပတ်တောင်းညံ့နေချိန်ကိုတာကရှာသိသွားခဲ့ပြီးနောက်ဆုံးမှာတော့တငယ်ချင်းတယောက်နေနဲ့ဟာဆက်ရဲ့လွတ်ရက်ကိုရက်တက်ပေးဖို့သူ့စိတ်ကိုသူပြန်ပြေးစေလိုက်ပါချက်ချင်း Ori Alpha ကောက်ပြောင်းပြီး Ori Brain နဲ့မနာမနေစက်တက်လက်ခုံနေရင်ဟာဆက်ရဲ့ပုံကိုပြန်မြင်ရလာတာကြောင့် Blade ကိုလွှတ်ပစ်ပြီးလက်ပလာနဲ့ဝင်တီးမြန်ပါတော့တောတဲ့နှစ်ယောက်တည်းတွေ့ချင်ကကိုရီရှိမာပြောခဲ့တယ်လို့ပဲသူတို့ဟာဘာတက်ခိုက်နေရလဲဆိုတာပြန်တွေးမိသွားပြီးခြားတစ်ဖက်မှာမီချီကလည်းမတော်တဆအိမ်မက်ကောင်ဖြစ်သွားခဲ့တဲ့ယူရာရဲ့မှတ်တမ်းဗီဒီယိုကိုရှာတွေ့သွားပါအဲ့ဒီအိမ်မက်ကောင်ကြီးကတခြားကောင်တော့မဟုတ်ပါဘူးကိုတာအမေရိကတယောက်စားဖြစ်ချေကခက်ခက်နိုင်ယူခဲ့ရတဲ့အိမ်မက်ကောင်ကြီးပါဒီကိစ္စကိုဘာမှမသိသေးတဲ့ကိုတာခင်ဗျလက်ရှိချိန်မှာလည်းအိမ်မက်ကောင်ဖြစ်နေတဲ့ဟာဆဲကိုစော်ပလော်တီးနေရပါလူသားတွေအပေါ်ရန်ပြူးမှဆိုလို့သာအသေးလဲတက်ခိုက်နေရပေမဲ့တကယ်တမ်းမှာတော့သူရှိကဟာဆဲကိုတက်ပြဖို့အထိစိတ်ခေါ်အောင်မတန်မှနေပြန်ပါဘူး
ဒီလိုနဲ့ကိုတာတယောက်လက်ထက်ကဓာပါလွတ်ကျသွားပြီးဟာဆဲကိုအသိစိတ်ပြန်ဝင်ပါတော့လို့ဇက်တိုက်အော်ပြောနေချိန်အပေါ်ကချက်ကြည့်နေတဲ့လူ၄ယောက်ကမီလွန်လီမွန်ချယ်ရီပီချီဆိုတဲ့အနာဂျီလော့စီတွေနဲ့အမေရိကာဖုန်းအတီးတီးပြောင်းလဲလိုက်ပါအရင်ဆုံးကိုတာကိုစွန်းနေအရိုနဲ့တစ်ချက်တည်းဖောင်ပြအောင်ကိုရီရှိမာကတိုက်ခိုက်လိုက်ပါနောက်မှသူ့ဘေကဆဲကိုကိစ္စကိုရှင်းဖို့ပြောပြီးအင်ဘက်ကောင်ဖြစ်နေတဲ့ဟာဆဲကိုရှင်းခိုင်းလိုက်ပါကိုတာခမမလို့မရှက်နိုင်ဖြစ်နေတဲ့ခြားကသူ့တငယ်ချင်းကိုဘာမှမလုပ်ဖို့တောက်ဆုံနေပေမဲ့စစ်ကတော့ဟာဆဲကိုပြပကြီးတိုက်ခိုက်နေခဲ့ပြီးအနိုင်ကျလိုဝမှချယ်ရီအနာဂျီတိုက်ကွန်းနဲ့တခါတည်းကိစ္စချောပေးလိုက်ပါတငယ်ချင်းတယောက်လုံးမျက်စိရှိမှအသက်ခံလိုက်ရတာကြောင့်ကိုတာကဘာလို့ဒီလိုလုပ်ရတာလဲဆိုပြီးစစ်ကိုမေးခွန်းထုတ်နေခဲ့ပါစစ်ကလည်းလူသားတွေအနေနဲ့ဖြစ်မှာဆိုလို့အင်ဘက်ကောင်ကိုသူရဲကောက်ဆက်ဆန်ရှင်းပြလိုက်တာလို့ပြောတော့ကိုတာလည်းဒေါသထွက်သွားပါအဒီနောက်သူလည်းကိုင်လိုနီးတို့ယူဒရာစစ်ကုမ္ပဏီလက်ထက်မှာဖမ်းခံလိုက်ရပါဒါကတော့ခမိုက်တာဂိုင်အပိုင်း14ဖြစ်ပါအပိုင်း15ကိုနောက်နေ့မှဆက်တင်ပေးသွားပါကျွန်တော်တို့အမိုင်ပါပြီးခဲ့တဲ့ပတ်မှာကိုတာကအင်မက်ကောင်ဖြစ်ပြောင်းသွားတဲ့ဟာဆဲကိုရှင်းပြဖို့တုံဆိုင်နေတာကြောင့်အမအစ်စ်ဝစ်စင်နာတဲ့ဆက်ကချောင်းဝင်ဆုံးသက်ပေးလိုက်ပါနောက်ပြီးလက်ကျနေတဲ့ကိုတာကိုပါဖမ်းခေါ်သွားကြပြီးငပြောသည့်ကောင်လေးကိုင်လို့နဲ့တက်လီကားထဲမှာစုံသွားကြပါလှုပ်ချင်တဲ့ data တွေရောက်သွားတော့မီချီကအပြည့်ပြန်ထွက်မဲ့လို့အဖမ်းခံထားရတဲ့ဆရာသမား2ယောက်ကိုတွေ့လိုက်ရပြီးခုလိုခါကဲစစ်သားတွေကယူမာရဲ့ရုပ်ခန်းစီကိုအတင်းဆွဲခေါ်သွားကြပါရဲရောက်ချင်းယူမာကသူ့လက်အောက်ငှက်သားတွေလှုပ်ရအတွက်ပြန်တောင်းမှန်နေပြီးတစ်ဆက်တည်းသူပြောတာကိုတေချာထိုင်နားထောင်ဖို့နေရာလုံးကိုတတိပေးလိုက်ပါဘာလို့လဲဆိုတကယ်လို့ကိုတာနဲ့ကင်တို့ကလကန်ဆန်ထားလောက်ခဲ့ဘေးမှာရှိနေတဲ့ဘော်ဒီကမ်မမယိုကိုမီနာတိုကပြင်းမှုအသေးဆောင်နေလို့ပါယိုမာလည်းသူ့ကိုယ်သူစေကိုကိုဒရိုင်ဘာတွေရဲ့ဖန်ဆင်းရှင်စေကိုကိုရိုမာလို့စတင်မိတ်ဆက်ခဲ့ပါအမရိုက်တာဖောင်ပြောင်းချိန်ဒရိုင်ဘာကထွက်လာတဲ့တန်စင်နဲ့စာသားတွေကယိုမာကိုယ်တိုင်ပေါင်ပန်းလေးဆက်ထည့်ထားတာဖြစ်ပြီးကိုတာကလည်းဘာလို့သူတို့ကိုစမ်းသပ်ခံမြောက်တွေအဖြစ်သတ်မှတ်နေရတာလဲလို့ပြန်မေးခဲ့ပါဂျင်းနစစ်ဒရိုင်ဘာထုတ်လွှတ်နိုင်ခဲ့တာနဲ့ခုတို့ခါကစစ်တပ်ဖန်တီးခဲ့တာတွေကသူတို့စီကရတဲ့ data တွေကြောင့်မလားလို့ထပ်မေးတော့ဒေါသထွက်နေတဲ့ကိုင်တို့ကတိစိလွတ်သွားခဲ့ပြီးမီနာတိုစီမှာတောက်ပနနဲ့အခောက်ခံလိုက်ရပါဝေကူမို့လုံနေတဲ့ကိုတာကိုတော့အသာတကြီးဒူးထွက်ခိုင်းလိုက်ပါညီညီနေပါလို့ပြောတာလားထားရွာချင်းနေတော့ခံပေဦးပေါ့နှစ်ယောက်လိုကျိုးကိုဘက်ကူမှာဆိုလို့ယူမားလည်းရှော့ရှော့ပေါ်ပေါ်လုပ်ဖို့မီနာတိုဝင်ကူပြောပေးနေရပါဒီဒရာစစ်ကုမ္ပဏီမှာသူလို့ရတဲ့တာဝန်ကဒရိုင်ဘာတွေဖန်တီးဖို့သာဖြစ်ပြီး data တွေကောက်ယူတာနဲ့ကျန်တဲ့ကိစ္စအဝါကိုတော့ညှော်ချုပ်ကြီးတစ်ဖြစ်လက်ကူရီရှိမာကတာဝန်ယူထားကြလို့ဆိုပါအဲ့ဒါကြောင့်လက်လောဖြစ်ပြသွားတဲ့ဟာဆက်ကိစ္စမှာသူ့ပယောကမပါတဲ့အကြောင်းပြောတော့ကိုတားလည်းအကြီးကျယ်ပောက်ကွဲသွားပါအစာပိုင်းမှာကိုင်တို့ကယူမာပြောတာကိုဆုံးအောင်နားထောင်ဖို့ပြောနေပေမဲ့တကယ်တမ်းမှာတော့ယူမာအာလူဖုံးနေချေဒရိုင်ဘာကိုပြန်လူမှုကြံနေတာဖြစ်ပါဘေကမီနာတိုကလည်းခေသူတရားမဟုတ်တာကြောင့်အကွက်ဆရွှေ့တာနဲ့နှစ်ယောက်လိုတောက်ဖက်နဲ့ထပ်ခောက်ခံလဲရပါပြောပါလေညီညီနေကြပါလို့ယူမာရဲ့စကားဆုံးတာနဲ့ကိုင်တို့ကသူတို့စီကဘာလို့ချင်တာလဲမေးတော့အကူညီလိုချင်ကြောင်းပြန်ပြောခဲ့ပါတစ်ဖက်မှာဆက်ကဖမ်းလာတဲ့ကလေးတွေကိုဘာလို့ဖို့စီစဉ်နေတာလဲလို့မေးနေခဲ့ပြီးကိုရီရှိမာကလည်းကလေးတွေစီမှာဟဲတော့ရဲ့အစိတ်တင်မတဲ့စစ်ဆေးပေးရမယ်လို့ဆိုပါတကယ်လို့သူတို့သာဒရိုင်ဘာကိုဆွတ်လွတ်လိုက်လှုပ်ချိုရေးကျမ်းမာရေးစစရရတာဝန်ယူဖို့တိတွေးပေးနေတာကြောင့်ထိတ်တံမှာအံ့ဩနေပါဒီဂျေဆာကလာလည်းစွမ်းအားရဲ့အရသာကိုတီးတဲ့သူကဆွတ်လွတ်ဖို့ခက်တယ်လို့ဝင်ပြောတော့ကိုရီရှိမာကမရရတဲ့နည်းနဲ့ဆွတ်လွတ်ခိုင်းမယ်လို့ဆိုလာပြန်ပါလက်ရှိကိုတာတို့တုံးနေတဲ့စေကူကူဒရိုင်ဘာလူတိုင်းနေပါလွယ်လွယ်ကူကူသုံးပြလို့ရနိုင်တဲ့ဒီဇိုင်းဖြစ်တာကြောင့်ယူမာကဒီထက်ပိုစွမ်းပိုကျန်းပြီးနဖယာနီနီစွမ်းအားပေးနိုင်မဲ့ဒရိုင်ဘာဒီဇိုင်းတွေကိုဖန်တီးခြင်းနေတာပါဒီအတွက်ကိုတာနဲ့ကင်တို့လုပ်ပေးရမှာကဆန်းသခံမြောက်တွေပြဆက်ရှိနေပေးဖို့ဖြစ်ပြီးဦးအင်းအဲလုံနေတဲ့ဆရာသမား2ယောက်ကိုစဉ်းစားကြည့်ခဏပေးလိုက်ပါတစ်ဖက်မှာမိုက်ကြီးကအင်ဘက်ကြီးဆော့တာရက်လိုက်ဖို့ကျန်တဲ့3သိန်းကိုလိုက်စီရုပ်ကြည့်ခဲ့ပေမဲ့အကုန်လုံးတရားတစ်ပေါက်ဖြစ်နေတော့မအောင်မြင်ခဲ့ပါဘူးဒီကြားတဲ့တင်းနေတာတွေအကုန်လုံးကဒီနေရာမှာရှိမနေတာကြောင့်သူတို့သဘောနဲ့သူတို့ဆုံးဖြတ်ခွင့်မရှိဘူးလို့ဆိုကသူရကနေထွက်ကကုန်ကြပါခြားတစ်ဖက်မှာခြေရောက်နေရတဲ့ကိုတာစီကိုဒီဂျေဆာကာရာကိုတာရောက်လာပြီးသူ့အစီအစဉ်မှာပရိသတ်တွေပုံများအောင်လုပ်ပေးခဲ့တဲ့အတွက်ကောင်လေးကိုချီချူကန်ဖွဲ့ဆုံနေခဲ့ပါကိုတာကသူတို့လူငယ်တွေကိုအင်ဘက်ကိနဲ့လက်စားခဲ့တာကြောင့်အကုန်လုံးကိုမကြည်မနှက်ဖြစ်နေခဲ့ပြီးဒီဂျေဆာကာရာလည်းသူသာမရှိရင်ပြီးလိုက်တာတွေရဲ့အနာဂတ်ကမှိတ်မိသွားလိမ့်မယ်လို့ပြန်ပြောခဲ့ပါနောက်ပြီးစစ်တပ်ကြနေတဲ့ကိုတာကိုအားပေးစကားတွေနဲ့ထိတဲ့မြစ်တဲ့ပေးရင်ဖြတ်သားဖြတ်လောက်ခွက်ကလီမွန်အနာဂျီလော်စီနဲ့ဂျနက်စစ်ကော့တစ်ခုကိုထုတ်ပေးခဲ့ပါဂျနက်စစ်ကော့ဆိုတာဂျနက်စစ်ဒရိုင်ဘာမထုတ်လို့ခင်ယူမာပထမဆုံးစမ်းသပ်ခဲ့တဲ့ရှီပေးပိုစာဒီဇိုင်းဖြစ်ပြီးစစ်ကူကိုဒရိုင်ဘာနဲ့တွဲသွလို့ရအောင်ဖန်တီးထားတာဖြစ်ပါအဒီနောက်ဒီဂျေဆာကာရာကသူ့တက်ပရိသတ်လက်ခုပ်တန်နဲ့ရှာပေးနေတဲ့ကိုတာကိုထောက်ပတ်ပေးနေမှလို့ဆိုကဟဲတော့ရဲ့အရှင်တကယ်တက်ကဘယ်သူများဖြစ်မလဲဆိုပြီးရေရော့နေတော့ကိုတာလည်းနားမလည်နိုင်ဖြစ်ကြံခဲ့ပါ
ဒီဂျီဆာကလာထော်ဝါတာနဲ့မီချီက80နောက်ဆက်ရောက်လာပြီးကိုတာကိုကတ်ထုတ်သွားခဲ့ပါတယ်နောက်ချုပ်ကန်နဲ့တောင်းညံ့နေတဲ့ကိုင်တို့ကပါတပါတဲ့ဆွဲခေါ်လာလိုက်ပြီးတောင်းဝတာဒရိုင်ဘာတွေပြန်ယူမှုယူမာရဲ့ရုပ်ခန်းစီကိုထွက်လာကြပါတယ်ဒရိုင်ဘာတွေပြန်ယူနေတော့ကိုတာကယူရရဲ့ဗီဒီယိုမှတ်တမ်းကိုအမှတ်မတတွေ့ပါတော့မကြည့်စေချင်တဲ့မီချီကအတင်းဝင်ပေးဖို့ကြိုးစားတာကြောင့်ကုမ္ပဏီရဲ့လုံခြုံရေး system ပွင့်သွားခဲ့ပါတယ်ဒီတော့မှကူရီရှိမာလည်းငနေသားလေးတွေထပ်ပြီးလွန်မြောက်နေတယ်ဆိုတာသိသွားခဲ့ပြီးကိုတာတို့နဲ့သူ့ညီလေးမီချီကိုပါတွေ့လဲရချိန်မှာတော့ surprise mother father တွေဖြစ်ကုန်ပါတယ်ကိုတာတို့တောင်းကလည်းအောက်ထပ်မှာရှိတဲ့ခရက်ကနေတစ်ဆက်တောအုပ်ထက်ပြန်ဝင်ပြီး love vehicle နဲ့ပြန်ထွက်မှုတိုင်ပင်နေကြတော့ခူရူကာကဲစစ်တပ်ကြီးနဲ့ပပင်တိုးသွားပါတသားတဲ့အကုန်လုံးကဟာဆက်လောက်တော့ဖြစ်မရှိပဲတောင်းတာဖောင်မပြောင်းပဲလွယ်လွယ်ကူကူဖြည့်ရှင်းနေကြပြီတယောက်တလန်းစီထပ်ပြီးဖို့ဆုံးဖြတ်ခဲ့ပေမဲ့နောက်မဝင်တဲ့ကိုင်တို့ကတိုက်ခိုက်ရင်ကြံနေခဲ့ပါကိုတာတယောက်ခွက်နာလဲရောက်ရောသူ့ထက်အရင်ဥအောင်ရောက်နေတဲ့ဆက်ကလွယ်လွယ်နဲ့လွတ်မှတ်ထင်နေလားလို့မေးလိုက်ပါနောက်ပြီးဘာလို့စေကူကိုဒရိုင်ဘာကိုပြန်ယူလာရတာလဲလို့ထမေးခဲ့ပါကိုတာလည်းခမားတို့လစ်လူရှူထားတဲ့ပြည်သူတွေကိုအင်ဗတ်ရကနေကောက်ကွယ်မှလို့ဆိုပြီးတော်သုံးမကြတဲ့လူကြီးတွေလို့ပြောချပေးလိုက်ပါတပန်ဆက်ကလည်းလူကြီးဖြစ်လာရင်ညစ်ပတ်ကောက်ကျတဲ့ကိစ္စတချို့မတုံမလုပ်ပဲလှုပ်ဆောင်နိုင်ရတယ်လို့ပြန်ပြောခဲ့ပါအခုကလေးကဟာဆက်ကိစ္စနဲ့အစာမကြီးဖြစ်နေတဲ့ကိုတာလည်းသူ့လမ်းမှာထက်လာရှုံနေတဲ့စစ်ကိုတိုက်ခိုက်ဖို့ပြင်နေပြီးစက်ကပါဂျန်နစ်စစ်ဒရိုင်ဘာနဲ့ချယ်လီအန်နာဂျီအန်ဖောင်ပြောင်းလဲလိုက်ပါနှစ်ယောက်သားစီလော့ကိုလော့တန်းတန်းတိုက်ခိုက်နေကြလို့ဘေးပတ်ဝန်းကျင်ကလူသားတွေလည်းထွက်ပြေးကုန်ကြပါဒါပေမဲ့လည်းပဲစစ်ချင်းတော်လေးကွာဟနေပြန်တော့အောက်ကဖြစ်နေတဲ့ကိုတာကပဲထိနာနေခဲ့ပြီးစစ်ပြူတဲ့မှနှုတ်ခံနေခဲ့ရပါအခြေကိုက်ဆိုသလိုမပြောသည့်ကောင်လေးကိုင်တို့က love vehicle နဲ့ရောက်လာတာကြောင့်စစ်လက်သူ့ပါဇက်ဝမ်းရှင်ချဖို့အကြောင်းဖန်လာပါတော့ကိုတာနဲ့ကိုင်တို့ကလည်းခမိုင်းတာပြီးသူတို့ရဲ့ဘိုက်တွေနဲ့ပြန်တက်ခိုက်ပြီးအာတီးရောက်နေတဲ့စစ်ကိုနှစ်ယောက်ပေါင်းကြေပေးလိုက်ပါဒီလိုနဲ့အလဲလက်ကွက်ဖြစ်သွားတဲ့စစ်ကရှက်ရန်ရန်ပြီးထွက်ပြေးနေတဲ့နှစ်ယောက်လုံးကိုတခါတည်းလက်စားပြဖို့အတီလုံနေတော့မီနာတိုပဲဂျာကနေဝင်တားလိုက်ရပါအစာပိုင်းမှာဆရာသမားကသူ့လမ်းမှာလာရှုံးနေတဲ့မီနာတိုကိုကော်ပလီတက်နေပေမဲ့ယူမာရဲ့အမိတ်ဆိုတာနဲ့ချက်ချင်းအမိကုတ်သွားပါတစ်ဖက်မှာမီချီကလည်းထပ်ပေါက်အနာရောက်ခါနီခူရူကာကဲစစ်သားတွေလက်ဖမ်းနေတာကြောင့်ဘူဂျိုအန်ဖောင်နဲ့ပြောင်းလဲတက်ခိုက်နေရပါတီဗီဖန်သားပြေကစောက်ကြည့်နေတဲ့ကူရီရှိမာကအာမရိုင်ဒါရူကန်ကိုသူ့ညီဖြစ်နေမှတီးလိုက်ရတော့အကြီးကျယ်ရှော့ရသွားခဲ့ပါဒါကတော့ခမိုင်းဒါဂိုင်အပိုင်း15ဖြစ်ပါအပိုင်း16ကိုနောက်နေ့မှဆက်တင်ပေးသွားပါမယ်ကျွန်တော်တော့အမိုင်ပါမီချီကခူရူကာကဲတက်သားတွေကိုခက်အနိုင်ယူပြီးအပြင်ကိုပြန်ထက်သွားနိုင်ခဲ့ပေမဲ့တစ်ဖက်မှာကိုတာနဲ့ကန်တို့ကတော့ခုတီတောဝတဲ့ကနေပြန်မထက်နိုင်ကြသေးပါဘူးသူတို့နောက်မှာလည်းခူရူကာကဲတက်သားတွေထက်ချက်မကွာလိုက်နေခဲ့ပြီးနှစ်ယောက်လုံးကိုအနီးကပ်ဝင်ချဖို့ကြိုးစားနေတာကြောင့်အဝေးပြေးတိုက်ကွက်အတွက်ကိုတာကအီချီကိုအန်ဖောင်ပြောင်းလဲလိုက်ပါကန်တို့ကတော့သူ့နာဆင်းလာတဲ့ကောင်တွေကိုစပီယာနဲ့တကောင်ကြီးစီလိုက်ထိုးချနေရပါနှစ်ယောက်ပေါင်းစော်ပေးလိုက်တာခူရူကာကဲတက်သားတွေအကုန်လုံးရှုံးနေသွားချိန်ကိုတာနဲ့ကန်တို့လည်းအပြင်ကိုအေးစိပြန်ထက်သွားကြပြီးစစ်နဲ့မီနာတိုကလူမမြင်တဲ့နေရာကနေစောက်ကြည့်နေကြပါနောက်နေ့မနေ့တော့ဆေးရုံတက်နေရတဲ့ရေတူစီကိုတာနဲ့မီချီကသွားတွေ့ခဲ့ကြပါရေတူနဲ့သူဘေးမာရီကာပါရှိနေပြီးစေကူတာမှုခံယူပြီးဖြစ်တာကြောင့်မကြခင်ဆေးရုံကဆင်းရတော့မှလို့ဆိုနေပါကိုတာပူဇံကအခုကိစ္စမှာသူ့အပြစ်မကင်းဘူးလို့ခံစားနေရဖို့ပေါ်နေလို့ရေတူလည်းဖြစ်ပြီးတာတွေစိတ်ထဲမထားဖို့ကိုတာကိုပြန်ဖျောက်ဖျနေရပါတစ်ဖက်မှာအသင်းတွေကိုလိုက်စီရုံနေတဲ့မိုက်တို့နှစ်ယောက်ကဗန်ဖောင်းနေတဲ့အင်ဘတ်တကောင်ကိုမှတ်မထတွေ့လိုက်တာကြောင့်နောက်ကနေလိုက်သွားကြည့်တဲ့အချိန်ဒီကတရံခန်ကအမှတ်ပေးစရာအောက်ဆုံးမှာကြားတိုင်းနေတဲ့ရဟော့တင်သားတွေဖြစ်နေပါမိုက်လည်းပြီးရတာတွေအပေါ်လူတွေအမြင်ဆောင်လာအောင်ထပ်မလုပ်ဖို့ပြောတော့ငနေသားတွေကအင်ဘတ်ကောင်ကိုတက်ခိုက်ဖို့အမိတ်ပေးလိုက်ပြီးမိမသားနှစ်ယောက်တည်းအခက်တွေ့နေတော့ကင်တုံနဲ့ဇက်ကဝင်ကူပေးခဲ့ကြပါလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့်တင်းတိုင်းလိုဒီလိုမကောင်းတဲ့သူစရမှုတွေကျူးလွန်နေကြကြောင်းပြောပြီးလော့စီတွေကအရင်နဲ့မတူတော့ပဲဖွံ့ဖြိုးပြီးသားအင်ဘတ်ကောင်တွေကိုဆက်ခေါ်လို့ရနိုင်တဲ့အကြောင်းရှင်းပြခဲ့ပါမြို့ထဲမှာတောင်းကျနေတဲ့အင်ဘတ်ကောင်အများစုကသူတို့ကိုကြွအတွက်ပြီးရတာတွေကိုယ်တိုင်လှော်ထားတာလို့ပြောတော့မိုင်းကြီးလည်းဒီတိုင်းဆက်သွားနေရင်ဘယ်သူမှသူတို့ကိုယုံကြတော့မှာမဟုတ်ဘူးလို့ပြောရင်ငိုချပါတော့တစ်ဖက်မှာကူရီရှိမာကသူ့ညီလက်ထက်စစ်ကူဒရိုင်ဘာထပ်ပေးခဲ့တဲ့စစ်ကိုပြဿနာဆရှာနေပါအဲ့ဒါကိုပွဲစားကကူလီကူမိုင်ကျုံနဲ့ပြောင်းလဲပြောင်းစားထပ်လုပ်နေလို့ကူရီရှိမာပို့တော့ကန်သွားပြီးစစ်လဲလူသားတွေကိုကတ်တဲ့ဖို့ဒီ project ကိုဦးဆောင်နေတဲ့ခမရကကိုညီအရင်ကိုတုံးချတော့ဘာဖြစ်မှမို့လို့လဲလို့ပြန်ပြောတော့ကူရီရှိမာလည်းရှော့ပေးလိုက်ရပါခဏကြာယူမပေါ်လာပြီးရှေ့ဆက်လုံးမ project ကိုဆွေးနွေးဖို့ပြောလိုက်ပါဒါပေမဲ့ကူရီရှိမာကတော့စစ်ကိုတောက်ချုပ်ပြင်မှုမှာရင်စူပိုးပိုးနဲ့အိမ်ပြန်သွားခဲ့ပါညောင်ကျုပ်ကြီးထွက်သွားတာနဲ့ယူမာကသူ့ရဲ့စမ်းသပ်ခန်းထဲမှာရှိတဲ့ပစ္စည်းတစ်ခုပျောက်သွားတဲ့အကြောင်းစစ်ကိုပြောပြခဲ့ပါပျောက်သွားတဲ့ပစ္စည်းကသူတယောက်ပဲဖွင့်လို့ရတဲ့ရော့ကာထဲကဖြစ်နေတာကြောင့်ဘယ်သူလက်ချက်လဲဆိုတာစဉ်းစားရခက်နေပါအခြားတစ်ဖက်မှာကိုတာကဒီဂျီဆာကာလာစီကရလာတဲ့လီမွန်အနာဂျီလော့စီကိုစေကိုဒရိုင်ဘာနဲ့စမ်းလို့ကြည့်နေပေမဲ့ပေါင်ပြောင်းတာအလုံးမဖြစ်လို့တိုက်ပန်းနေချိန်မိုက်ကြီးကရွှေမျက်နှာတော်လေးညှို့နှွားပြီးပြန်ရောက်လာပါ
မီချီအိပ်ပြန်ရတော့ကိုရီရှိမာကသူ့ထက်အရင်ခန်းထဲရောက်နေပြီးဒေတာတွေကိုဘာလို့မကြံနေတာလဲလို့စာမေးလိုက်ပါတယ်မီချီကလည်းယူဒရာဆေးကုမ္ပဏီရဲ့စံတမ်းမှုနဲ့လုပ်ရက်တွေပြည်သူတွေသိအောင်ချပြမယ်လို့ပြန်ပြောတော့ကိုရီရှိမာကပြောနေလိုက်ပါတယ်သူလုပ်ခဲ့တဲ့အပြစ်တွေတဲ့ဆေးမဆိုးတဲ့အပြင်ရစ်ကျက်လာတဲ့သူ့ညီကိုချီကျူကမ်းမှာဖွဲ့ဆိုနေတာကြောင့်မီချီလည်းနားလည်ရခဲ့သွားပါတယ်အဒီနောက်တောရဲ့တရုတ်မှန်နဲ့လက်ရှိသူဦးဆောင်နေတဲ့ project ကြောင့်ရှင်းပြဖို့နေရာတစ်ခုစီလိုက်ပြပေးမယ်လို့ဆိုနေပြီးအဖြစ်မှန်တွေအကုန်သိသွားတဲ့ကိုတာကလည်းတင်ရဟောရဲ့လောက်ရက်ကိုတာစီဖို့ရလာပါတယ်။ငနေသားအုပ်စုကတိုက်ရပါပစ္စည်းတွေခွဲထားချရင်ပျော်နေကြတော့ကိုတာကလည်းသူတော်ကောင်းမိပြီးတရားဝင်ချနေပါတယ်။တုတ်ပင်မဲ့ဟိုကောင်တွေကသူပြောတာကိုအာယုံမလာတဲ့အပြင်လောင်တလူလိုပြန်တလူလိုနဲ့မျိုးရဲ့သူရဲ့ကောင်ပီရဲ့ကိုပါအော်ခေါ်ကူညီတောင်းနေကြပြီးတစ်ဆက်တည်းသူတို့နဲ့အတူပူးပေါင်းဖို့ကိုတာကိုတိတ်သွင်းနေကြပါတယ်။ငကိုကလေးကဟာဆက်ကိစ္စနဲ့ trauma ရနေတဲ့ကိုတာကလည်းလူသားတယောက်မကောက်ဆိုးဝါအတင်ပြောင်းသွားတာကိုမျက်စိနဲ့တားမြင်ဖူးပေမဲ့မင်းတို့ကောင်တွေကမှဒီထက်ပိုကြောက်ဖို့ကောင်းတဲ့လူသားပုံစံနဲ့မကောက်ဆိုးဝါတွေဖြစ်နေပါလားလို့ပြန်ပြောခဲ့ပါတယ်။ရဟောရဲ့နောက်ကမှထောက်ပံ့နေတဲ့သူကဆေးဖြစ်နေမှတိလိုက်ချင်မှာတော့ကိုတာကလည်းစေကူးတန်ရှောင်မလို့ဖို့တတိပေးခဲ့ပါတယ်။ဆက်ကကိုတာရဲ့ driver ကိုသာယူပေးနိုင်ရင်ဒီထက်ပိုကောင်းတဲ့ lossy တွေထုတ်ပေးမယ်လို့မလုံးပေးထားတာကြောင့်ငနေသားလည်း mango lossy နဲ့ erect inverter ကောင်ဆက်ခေါ်ပြီးကိုတာကိုတက်ခတ်ခိုင်းခဲ့ပါတယ်။ချက်ချင်းဆိုလိုကိုတာကအင်ဘတ်ကောင်နဲ့ရေဆိုင်ဖို့ Ori Anfo အမြန်ပြောင်းလဲလိုက်ပါတယ်။ရေဆိုင်နေရတဲ့ကောင်က Erect Inverter ကောင်ဖြစ်တာကြောင့်ကိုတာပေးတဲ့ damage တွေအနှံ့ငယ်သာထိရောက်ခဲ့ပြီး Limon Energy Lossy ထုတ်သုံးမြန်တော့လည်းအလုံးမဖြစ်ခဲ့ပါဘူး။ကိုတာတယောက်တည်းလူလေးနေအောင်တွက်ခံနေရချေငနေသားလက်ထက်က Lossy ပျက်စီးသွားခဲ့ပြီးအင်ဘတ်ကောင်ကထေးချုံမှုမဲ့ဝါတာနဲ့သူတို့ကိုပြန်ရရှာပါတော့တယ်။ခုနကအသေးစော်ဖို့မေ့ပေးနေတဲ့ကောင်တွေလည်းခုကြမှအဖေကပါအမေကပါဖြစ်ကုန်ကြတော့ကြီးမနေနိုင်တဲ့ကိုတာကဝင်ကူပေးရပြန်ပါတော့ခဏကြာမှအင်ဘတ်ကောင်ကမျိုးရဲထွက်ပြေးသွားပြီးနီနာကလူတွေကိုလက်ရန်ပြူလာပါတယ်။အကောင်လုံးရိုးရင်းစကန်ဖြစ်နေချေကိုတာတယောက်ကအသက်တန်ဝင်ချနေပေမဲ့ထုံးစံတဲ့သူ့ဘက်လူလေးနေအောင်တွက်ခံနေရပါတယ်။တက်ခတ်နေရင်အင်ဘတ်ကောင်ရဲ့လက်သက်ချက်ကြောင့်ဒရိုင်ဘာကအဖုံတကူပွင့်သွားခဲ့ပြီးအဲတော့မှကိုတာလည်း Genesis ကထည့်ရမယ့်နေရာကိုတတိထားမိသွားပါတယ်။ဒီလိုနဲ့အင်ဘတ်ကောင်ချိုထားတဲ့ကြားက Limon Energy Lossy နဲ့ Ori Lossy တွဲသုံးပြီးကော်ထွက်နေတဲ့ Jimba Limon Anfo ကိုပြောင်းလဲလိုက်ပါတယ်။ချက်ချင်းဆိုသလိုကိုတာရဲ့တက်ခတ်နေစွမ်းတိတိတသာပြောင်းလဲသွားတာကြောင့်အတော်ခံနေရတဲ့သူကအင်ဘတ်ကောင်အလက်ပြန်ဖြစ်သွားပါတယ်။တစ်ဖက်မှာမီချီကလည်းသူ့ကိုခေါ်ပြတဲ့နေရာကိုလိုက်ကြည့်ရင်စကားမပြောနိုင်ပဲကြက်သေးသေးနေခဲ့ပါတယ်။သူရှိကမြင်ကွင်းကဘာလဲဆိုတာမပြဝါပေမဲ့တေချာတာတစ်ခုကခြောက်ချစရာမြင်ကွင်းဖြစ်နေလို့တော့မီချီဒီလောက်ထိတွေးပြနေတာပါ။အဒီနောက်ကိုရီရှိမလည်းမီချီကိုသူ့လက်အောက်မှာအလုပ်လာလုပ်ဖို့ကန်လန်းပြီးသူတို့ရေဆိုင်နေရတဲ့စစ်ပွဲကိုပြသပေးမယ်လို့ဆိုပါတယ်။ဒီဘက်ကကိုတာကလည်းသူ့စီတက်ပြန်လာနေတဲ့အင်ဘတ်ကောင်ကို Orange ကနဲ့ Limon Energy တိုက်ကွက်နှစ်ခုပေါင်းပြီးအလှလေးဆုံးသက်ပြလိုက်ပါတယ်။ကိုတာတို့တိုက်ပွဲကိုစောင့်ကြည့်နေတဲ့ဆက်ကယုံမာရဲ့စမ်းသပ်ခန်းထဲမှာပြောင်းနေတဲ့ဆိုတဲ့ပစ္စည်းကိုကိုတာစီမှာရှိနေမှသိသွားခဲ့ပါတယ်။အကုန်လုံးဆင်ပြေသွားတော့ကိုတာတယောက်ဘန်ဒိုဆန်မှာတယောက်တည်းလာနှံ့နေပြီးအစွမ်းစားရှိအောင်ကြိုးစားသူတွေမကောင်းဆိုးဝါဖြစ်ကုန်ကြတာလားလို့ဘန်ဒိုကိုမေးနေခဲ့ပါတယ်။တဖန်ဘန်ဒိုကလည်းစွမ်းအားရှိတဲ့မကောင်းတဲ့သူဖြစ်သွားတာမဟုတ်ပဲအတုံးချမှုပုံမူတည်ပြီးသူရဲကောင်းဖြစ်မလားလူဆိုးဖြစ်မလားဆိုတာရွေးချယ်ကြတာလို့ပြန်ဖြေခဲ့ပါတယ်။ဘန်ဒိုရဲ့အဖြစ်ကကိုတာရဲ့အတွေ့ကိုပေါ်ဝါစေခဲ့ပါတယ်။နေပြန်ကောင်းသွားတဲ့ရေတိုကလည်းဆေးရုံကနေပြန်ဆင်းလာတာကြောင့်ကိုတာတို့လည်းအကြီးကျယ်အောင်မခံလိုက်ကြပါတယ်။ဒါကတော့ Kamen Rider Gaim အပိုင်း16ဖြစ်ပါတယ်။အပိုင်း19နောက်နေ့မှဆက်တင်ပေးသွားပါမယ်။ကျွန်တော်တော့အမိုင်ပါ။ပြီးခဲ့တဲ့ပိုင်းမှာကိုတာတယောက် Digi Sakura ပေးတဲ့ Genesis ကောကိုအသုံးချပြီးအသစ်ဆက် Jimba Limon Anfo နဲ့အင်ဘတ်ကောင်ကိုအလှလေးဆုံးသတ်နိုင်ခဲ့ပါတယ်။တော်ရဲ့တရုတ်မှန်ကိုသိသွားတဲ့မီရှီကလည်းသူ့ကိုကြီးရဲ့ project ကိုကူညီဖို့ယူဇရာစိတ်ကုမ္ပဏီမှာအလုပ်စားဝင်နေပါပြီ။အလုပ်ဝင်ချင်းပထမဆုံးလုပ်ရမယ့်အလုပ်ကကိုတာစီမှာရှိတဲ့စစ်ကူဒရိုင်ဘာပြန်ယူပေးရမယ့် mission ဖြစ်နေတော့မီချီလည်းအတွေးများနေပါတယ်။အမာရီလာဂိုက်တဖြစ်လက်ကိုတာကမြို့ထဲမှာနာမည်ကြီးလာတာနဲ့အမျှအလုပ်ရဖို့အတွက်ပုံမခက်ခဲလာပါတယ်။အကြောင်းကတော့ကိုတာကိုမြင်ရင်ဝယ်သူတွေမလာမှစိုးရိမ်လို့ဖြစ်ပြီးနာမည်ကြီးထမင်းကပြည်သူချင်းမတ်တရဖြစ်နေခဲ့ပါပြီ။ကိုတာကသူတို့မဟုတ်တာဘာမှမလုပ်တဲ့အကြောင်းဖြေရှင်းချက်ပေးနေပေမဲ့ဆိုင်ရှင်ကတော့ဇွတ်မောင်းထုတ်နေတော့လာပါပဲ။ဒီလိုနဲ့တယောက်တည်းစိတ်ပြက်လက်ပြက်အိပ်ပြန်လာတော့လမ်းမှာမီချီနဲ့ဆုံခဲ့ကြပါတယ်။လက်ရှိဖြစ်ပြနေတဲ့သတင်းဆိုးတွေကြောင့်ကိုတာကိုအာမာရီလာအဖြစ်ကနေဆက်လို့ဖို့မေးစမ်းကြည့်ခဲ့ပေမဲ့ဆရာသမားကတော့ယူဇရာစိတ်ကုမ္ပဏီလက်လီရွှေ့ထားတဲ့ပြည်သူတွေကိုကာကွယ်ရင်အဖြစ်မှန်တွေကိုချပြနိုင်အောင်စွမ်းကိုကြိုးစားသွားမယ်လို့ပြန်ဖြေခဲ့ပါတယ်။နောက်ပြီးမီချီကိုမဖြစ်မနေကာကွယ်ရမယ့်အရာတန်ဖိုးထားရမယ့်အရာရှိမရှိပြန်မေးနေတာကြောင့်စေပေသီးကောင်လေးလည်းခဏသာတွေ့ပြီးသွားပါတယ်။ကိုတာမိုက်ရီတုံးနဲ့အတူပျော်ရွှင်ခဲ့ရတဲ့အခြေကသူ့တက်တန်မိုးထားရလို့ဖြစ်ပြီးတကယ်လို့သူသာပြောင်းလဲသွားရင်ဒီခိုက်တာကိုပြန်မှတ်ရနေစေချင်တယ်လို့ပြောတော့ဘာမှမသိတဲ့ကိုတာကလည်းဘလို့အခြေအနေရောက်သူတို့ကတငယ်ရင်းနေပါပဲလို့ပြန်ပြောခဲ့ပါတယ်
နောက်နေ့မနေ့ရောက်တော့မီချီကပီရဲတို့ဆရာတပည့်2ယောက်ကိုကြေးစားအနေနဲ့ငှားယူပြီးကိုတာစီကဒရိုင်ဘာကိုပြန်ယူမဲ့မစ်ရှင်အတွက်ဆင့်မြင့်ထားတဲ့ဒရိုင်ဘာ2စုံထုတ်ပေးခဲ့ပါတယ်ပီရဲကပေးယူနေနဲ့ချစ်လာစွာသောမဲလောစစ်တဲ့တော့ကူရူရှိမာရဲ့အချက်လက်တွေပေးဖို့တောင်းဆိုနေတော့မီချီလည်းမစ်ရှင်အောင်မြင်ရင်ဖြည့်ဆည်းပေးမယ်လို့ဆိုထားပါတယ်ယူဒရာစစ်ကုမ္ပဏီအနေနဲ့မီချီစီကနေလိုချင်တဲ့စွမ်းရည်ကတိုက်ရိုက်ခိုက်ရမဟုတ်ပဲအမေပေးကုတ်ကန်းနိုင်တဲ့အုံနောက်နဲ့ညာနီညာနွတ်တွေပါမီနာတိုကိုကြောင့်မီချီကိုအနီးကဆောက်ကြည့်ဖို့တောင်းဝန်ပေးထားပြီးဆရာလေးကလည်းသူ့လိုမျိုးနှစ်ပတ်ကျော်ဖြစ်နေတဲ့မောက်မောက်တွေ့တော့မေးလာစစ်လာလုံနေပါတယ်အဒီနောက်အစီအစဉ်တိုင်းပီရဲရဲ့လူတွေကဈေးကပြန်လာတဲ့ကိုတာရဲ့အမအာခီရာကိုဖမ်းဖို့နောက်ရခံလိုက်နေပါတယ်အလုံးမရှိလို့ဘန်ဒိုဆိုင်မှာနှက်နေတဲ့ကိုတာကိုလည်းအမဖြစ်သူတခုခုမဖြစ်စေချင်သူတို့လိုချင်တဲ့စေကူကိုဒရိုင်ဘာအသာတကြီးလာပေးဖို့ဆိုတာတာကာဇာဝါရက်ကွက်ကိုချိန်လိုက်ပါတယ်ဟိုလဲရရောအာခီရာနဲ့သူရှိနေတဲ့ပီရဲကိုတွေ့လိုက်ရလို့ကိုတာအံ့ဩနေပြီးဒရိုင်ဘာကိုထုတ်ပေးမှမို့သူ့အမကိုချက်ချင်းလုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကိုတာကျူးဖြစ်ပေးနေတော့အာခီယာကလက်ထက်ကဒရိုင်ဘာကိုအတင်းဆွဲလူနေတာကြောင့်ကိုတာကလည်းသူ့အမမဟုတ်မှရေးမိသွားပါတယ်တကယ်လဲမီနာတိုကအာခီယာအတွင်နဲ့ကိုတာကိုလှည့်စားမှုကြိုးစားခဲ့တာဖြစ်ပြီးတကယ်အာခီယာအဆက်ကပီရဲရဲ့ afternoon tea စားပဲအောက်မှာကြာရှုံးနေခဲ့ပါတယ်သူ့ပေမဲ့သူ့အမဘေးမှာဂျူနိုချီကရှိနေသေးပြန်တော့ကိုတာကလည်းဒရိုင်ဘာကိုပြန်လို့ချင်တာနဲ့ဒီလောက်ထိအော်ဒါကြတဲ့လို့ရလို့လိမ့်မယ်လို့မထင်တဲ့အကြောင်းပြန်ပြောနေခဲ့ပါတယ်တဖန်မီချီကကုမ္ပဏီရဲ့တရုတ်မှာဖော်ထုတ်ခြင်းတဲ့သူကိုစာအမပေးနိုင်ဘူးလို့ဆိုကကိုတာကဒရိုင်ဘာကိုထုတ်ပေးဖို့ညှင်းဆန်နေသေးတာကြောင့်ဂျူနိုချီကိုတခုခုလုပ်ဖို့အမေပေးလိုက်ပါတယ်လူလက်ကောင်ဂျူနိုချီလည်းဆိုင်နှမ်းမှာအမရိုင်ဒါဖောင်ကောက်ပြောင်းမှုလုပ်ခဲ့ပေမဲ့လော်စီကဂျင်းကြီးဖြစ်နေတော့ခေါင်းမော်ကိုစလုံးပြုတ်ကျလာပြီးအဲ့နေရာမှာပဲတတိတဲ့သွားပါတယ်ဒီကိစ္စတွေအကုန်လုံးကိုကရုပ်ပီရဲ့ကရုပ်ကိုယ်တိုင်စီစဉ်ထားတာပါပါတီစီယာတယောက်အနေနဲ့ကာဆာမာအပေါ်လေးထားတာတကြောင်သူရှိရကိုတာကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်ပါတယ်ဆိုပြီးစိတ်ကြီးဝင်နေတာကြောင့်မီရှယ်ကိုမဲ့အစိုးသက်ပေးပါမယ်လို့ကြုံဝါလိုက်ပါဒါပေမဲ့ပီရဲမတိလိုက်တာကအခုလက်ရှိကိုတာအရင်လိုစားကြွနေတဲ့ငှက်ချော်လေးမဟုတ်တော့ပဲရစ်ချက်တင်ကြီးလာပြီးဖြစ်တဲ့လူကြီးတရားဖြစ်ပြောင်းလဲသွားလာကိုပါမီချီကလည်းသူ့အစီအစဉ်တိုင်းလိုက်မလာတဲ့ပီရဲကိုကြိတ်ဆန်းနေပြီးကိုတာကလည်းပီရဲကိုရေဆိုင်ဖို့အော်ရီအန်ဖောက်အမြန်ပြောင်းလဲလိုက်ပါဆက်စားချင်းပီရဲလည်းအရင်ကကိုတာနဲ့တိုက်တဲ့ကိုညီမက်သူပေါ်လာလို့နိုင်သွားတာလို့ဆိုကအခုလိုတယောက်ချင်းချရင်နိုင်မထင်နေလားလို့မေးရင်ကိုတာကိုအသေးတီးပါတော့ဒီလိုနဲ့အထိနာလာတဲ့ကိုတာကသူဘာကောင်လဲဆိုတာပြဖို့ဂျင်ဘာလီမွန်အန်ဖောင်နဲ့ပြောင်းလဲတက်ခတ်ခဲ့ပါဒီတော့မှခုနအာချောင်းနေတဲ့ပီရဲတယောက်ကိုတာလက်ချက်နဲ့လူးလင်းနေခဲ့ပြီးမီနာတိုကလက်ရှိအနေထားနဲ့ဆိုပီရဲနိုင်မှာမဟုတ်ဘူးလို့မီချီကိုပြောပါတယ်ပီရဲရဲ့ fighting skill ဘလောက်ပဲကောင်းနေပါသေးကိုတာက Ascalon Lossy ကိုတုံးလာတာကြောင့်ကရုံးနေနဲ့ဘလို့မှရှင်းနိုင်မှာမဟုတ်ဘူးလို့ဆိုကမီချီကိုကိုတိုင်ဝင်တိုက်ခိုက်ဖို့တိုက်တွန်းနေခဲ့ပါအဒီနောက်ကိုတာကဒုတိယအုံလေးနဲ့တိုက်ခိုက်ဖို့ပြင်နေတဲ့ကရုံးကို Oriska နဲ့ Limon Energy တက်ကွက်တို့ပေါင်းပြီးတစ်ချက်တည်းမှောက်သိပေးလိုက်ပါပီရဲကြောက်သွားတာနဲ့မီနာတိုကိုတိုင်ရှေ့ထွက်လာပြီး PC Energy အန်ဖောင်နဲ့တိုက်ခိုက်မှုပြင်နေတာကြောင့်ကိုတာလည်းနောက်တစ်ပတ်ထပ်နွယ်ရပါတော့မီချီကိုကြောက်ကိုတာရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးပြီးယူဒရာစစ်ကုမ္ပဏီအပေါ်တက်ဆာရှိကြောင်းပြဖို့အချိန်ကောင်းပဲလို့မီနာတိုကပြောနေပါတယ်အက်စရက်တိုက်ပွဲဖြစ်တာနဲ့အညီနှစ်ယောက်လိုတက်တန်တိုက်ခိုက်နေကြလို့ကိုတာရောမီနာတိုရောအထိနာနေကြပါတယ်လက်ရည်ကသူမတာကိုမတာတည်ဖြစ်နေတော့မီနာတိုလည်းသူ့ကိုဝင်ကူမှုမီချီကိုအကူအညီတောင်းနေခဲ့ပြီးအချေကိုတာလည်းသူ့နောက်မှာမီချီရှိနေတာကိုအမှတ်မတည်တွေ့သွားပါတယ်ဘာမှမသိတဲ့ကိုတာခင်ဗျသူတို့ရှိရလူကယူဒရာဆေးရဲ့လူသားတယောက်ပါလို့မီချီကိုပြောပြနေခဲ့ပါမီနာတိုကလည်းလက်ရှိခြေနေကအချိန်ကောင်းပဲလို့ဆိုကအခွင့်အရေးကိုမိရဆော့ကင်ပြီးအလယ်မှာရှိတဲ့ကိုတာကိုရှင်းအောင်ညှက်ပေးကြဖို့ထပ်ပြောပါတယ်။ဒါပေမဲ့မီချီကကိုတာပေါ်သစ္စာပေါ်ဖို့အထိမလို့ရတာကြောင့်ဘူဒစကနဲ့သူရှိရမီနာတိုကိုဆော့ထည့်လိုက်ပြီးကိုတာကပါဆုနစ်စလန်နဲ့ထက်စစ်ပေါင်းထည့်ပေးလိုက်တော့မမခမမှောက်သွားခဲ့ပါတယ်။မီချီလည်းပါနေကိုတာကိုကောက်ကွယ်ပေးရမယ်လို့ယူမာသူ့ကိုမှားထားတဲ့အကြောင်းပြောတော့တပေါပေါက်သွားတဲ့မီနာတိုကချက်ချင်းလှည့်ထွက်သွားပါတယ်ကိုတာတယောက်တိုက်ပွဲပြီးချင်းသူ့မစီတန်းတန်ပြေးလာခဲ့ပေမဲ့ဘာမှမသိတဲ့အာခီရာကကိမို့တဲ့အလကားစားရလို့ပြောနေရှာပြီးတစ်ဖက်မှာကိုရီရှိမလည်းကိုတာကိုကောက်ကွယ်ခိုင်းခဲ့တဲ့ယူမာကိုမေကောထုတ်နေခဲ့ပါအဲ့ဒါကိုယူမာကအမရိုက်ဒါဒေတာတွေထပ်လို့ခြင်းသေးတာကြောင့်ကိုတာစီကဒရိုင်ဘာကိုသိဖို့အချိန်မကျသေးဘူးလို့ပြန်ဖြေခဲ့ပါအကျိုးမြတ်အနေနဲ့ဒေတာတွေဒီထက်ပိုရလာရင်ကိုရီရှိမလိုချင်တဲ့ပမာဏအထိဒရိုင်ဘာတွေများများထုတ်ပေးလို့ရနိုင်တယ်လို့ဆိုကမီရှီကိုလည်းသူရိုးတရားဖြစ်တင်းငိုင်ဖွဲ့ထဲမှာဆက်စားခြင်းတယ်လို့ပြောလိုက်ပါတယ်ကူရူရှိမာကတော့ယူမာတယောက်သူ့ညီကိုအသုံးချနေတယ်လို့ထင်သွားပေမဲ့တကယ်တမ်းမှာတော့သူ့ညီကမှယူမာကိုအသုံးချသွားတာဖြစ်ပါတယ်။ယူမာကကိုတာစီကဒရိုင်ဘာကိုပြန်လို့ချင်းတေချာပေါက်ပီရဲကိုကူညီပေးမှာပါ။ဒါပေမဲ့ပီရဲအရင်နေချင်မီနာတိုကချက်ချင်းဝဲမကူပေးခဲ့တာကြောင့်ယူမာကိုတာကိုစောက်ကြည့်နေမှမီချီတတိထားမိသွားတာဖြစ်ပါတယ်။အဒီနောက်ခရစ်စမတ်နေ့ကကောက်ပွဲကိုပြန်ကြည့်ရင်မီချီကကိုတာနဲ့မိုင်းရီတို့အပြုံးကိုမြင်နေရတဲ့ဘာမဆိုလုပ်ပေးဖို့စိတ်ပိုင်းဖျက်လိုက်ပါတယ်
ဒါကတော့ခမိုင်းတာဂိုင်အပိုင်းဆက်ခေါ်ဖြစ်ပါတယ်အပိုင်းဆက်ရှစ်ကိုနောက်နေ့မှဆက်တင်ပေးသွားပါမယ်ကျွန်တော်တော့အမိုင်ပါပြီးခဲ့တဲ့ပတ်မှာကိုတာတယောက်ဘော်ဒီကာမမမီနာတိုနဲ့သူတဲ့ကိုတဲ့ရှက်ပြုတ်ပြီးနောက်သူ့လမ်းစဉ်အတိုင်းအင်မက်ရန်ကနေမြို့ကိုကောက်ွယ်ဖို့ဆက်လက်တိုက်ပွဲဝင်လျက်ရှိနေပါတယ်မိုင်းရီတို့တင်းငိုင်ကလည်းပြီးရတာတွေအကုန်လုံးတစုတစည်းတည်းဖြစ်လာအောင်ငင်းညာရေးကောက်ပဲကျင်းပဖို့စီစဉ်နေခဲ့ပြီးဒီပွဲရဲ့ရည်ရွယ်ချက်ကသူတို့ဝါသနာပါရအကောက်ကိုအာရုံစိုက်နေတဲ့ဆိုတာရဲ့အင်ဘက်ဂိမ်းမဆော့တော့ဘူးဆိုတာပြည်သူတွေကိုချပြချင်တာကြောင့်ဖြစ်ပါတယ်တချို့ကမြို့သူမြို့သားတွေလွယ်လွယ်နဲ့လက်မခံမအောင်စိုးရိမ်နေကြပေမဲ့တစ်ဖက်မှာကိုတာကတော့အိရက်အိမ်မနှကောင်ကိုတပြိုင်နက်တည်းရေဆိုင်နေရပြီးနှစ်ယောက်တယောက်ချနေရတာဖြစ်လို့ကိုတာကပဲထိနာနေခဲ့ပါတယ်မရတဲ့အစုပ်ပိုင်အပ်အဖောက်အမြန်ပြောင်းပြီးပတိပဒရီရီယာတာလုံနေတဲ့အိမ်မနှကောင်ကိုပိုင်အပ်ကထုတ်ချေမောက်ကင်းနဲ့တစ်ချက်တည်းဆုံးသက်ပေးလိုက်ပါတယ်ကိုတာကသူ့အသက်နဲ့ရှင်းပြီးအင်ဘက်ကောင်ကိုကြိုးစားတက်ခတ်ပေးခဲ့ပေမဲ့မြို့သူမြို့သားတွေကသူ့ကိုမိမိချင်းကြောက်လန့်တကြထွက်ပြေးကုန်ကြပါတယ်ကလပ်ကိုရောက်ပြန်တော့လဲအီးမိုင်ကျနေတဲ့မိုင်းရီတို့ထပ်တွေ့လိုက်ရတာကြောင့်တခြားတင်းတွေကိုစီရိုးတာမအောင်မြင်မှကိုတာသိလိုက်ရပါတယ်အကြောင်းကအရင်တခါတင်းပါတော့မဟာမိတ်ဖွဲ့တော့ကလို့နောက်တစ်ချိန်လှည့်စားခံရမှာစိုးလို့ဖြစ်ပြီးအဓိကချက်ကတင်းပါတော့ကိုတိုင်ဒီဘက်မှာမပါဝင်တာကြောင့်တခြားတင်းတွေလည်းသူတို့ပြောတာမယုံရဲကြတော့ဘူးလို့မီချီကရှင်းပြခဲ့ပါတယ်မိုင်းရီကတင်းပါတော့ရအောင်ခေါ်ခဲ့ပေးမယ်ဆိုပြီးအတင်းပြေးထွက်သွားတော့ကိုတာကအနောက်ကနေလိုက်သွားရပါတယ်ဂျူနိုဂျီတယောက်သူ့စီမှာရှိတဲ့လော်စီနက်ကူကိုအတူလာဆင်လာခွဲခြားရခတ်နေပြီးအရွေးမှားသွားရင်ဇလုံကြီးအပေါ်ကနေပြုတ်ကျလာမှာကိုစိုးရိမ်နေပါတယ်အဲ့ဒါနဲ့ဖြစ်เสียဖြစ်ဆိုပြီးအရဲစော်ရွေးပြန်တော့နောက်တစ်ခါချင်းမိသွားပြန်ပါတယ်အရင်ဆုံးခေါင်းပေါင်ကိုဘူးခွန်နေပြုတ်ကျလာပြီးနာမပီရဲကဘလူးစလီကဲနဲ့ရောက်ချလာပါတယ်အဲ့ဒါကိုဂျူနိုဂျီကအောက်ပြုတ်ကျနေတဲ့ကာဝက်ပိုစတာကိုကန်ကြည့်နေပြန်တော့ပီရဲလည်းငနေသားလေးမှတ်လောက်သားလောက်ရှိအောင်အီးပေးရှူလိုက်ပါတယ်ဘိရိုက်တာတွေကလူအာယုဆိုင်မှုမခံရတာတော့ကာဝက်ကျပဖို့စီစဉ်နေတာကြောင့်ပီရဲတယောက်အံ့ဩနေမိပြီးတစ်ဖက်မှာမိုင်းရီကလည်းကာဝက်မှာအတူပါဝင်ကြဖို့တင်းပါတော်ကိုလာတိုက်တော်နေပါတယ်ဂိုင်နိုကတခြားသူတွေဘလောက်ပဲအထင်မြင်လွဲနေပါလေမကားရလဲကိစ္စမရှိဘူးပြောပြီးဘူးခံပြန်ညင်းနေတော့ပြောမရတဲ့အစုံမိုင်းရီလည်းလက်လျှော့လိုက်ရပါတယ်ကိုတာကတော့ဘိရိုက်တာဆိုတဲ့နာမည်ကိုသူများစရိခွဲတဲ့ပက်လက်မမျောခံနိုင်ဘူးလို့ဆိုကမိုင်းရီနောက်ကိုပြေးလိုက်သွားပါတယ်ဂိုင်နိုရဲ့စုံမြတ်ချက်ကပြသားမှုရှိတယ်ဆိုပေမဲ့ဇန်နဲ့ပတ်ကိုကတော့မျက်နှာသိမကောင်းကြပါဘူးကိုတာကကိုင်နိုမှာအကြောင်းရှိလို့သာပြန်ညင်းနေတာနေမှာပါလို့လိုက်ပြောင်းဖျားနေပေမဲ့မိုင်းရီကတော့အစွမ်းပြဖို့ပဲတီးတဲ့ကောင်ဒီတိုင်းလွှတ်ထားလိုက်ဖို့ပြောနေချင်းသူတို့ကောက်ပွဲကိုဖျက်လို့ဖြစ်စီလှုပ်ချင်နေတဲ့ဘီရဲရဲ့အစီအစဉ်ကိုမီချီကအတန်းတန်လာပြခဲ့ပါတယ်ကရုံးဘီရဲကရုံးကလည်းဇာဝါမီမြို့ကြီးသားရအိတ်ချမ်းရေးအတွက်ဘီရိုက်တာတွေကိုဆုံးမပေးပါမယ်လို့ဆိုကမိဘပြည်သူများအနေနဲ့သူတို့ကိုထောက်ခံအားပေးကြဖို့ဂျူနိုဂျီနဲ့အတူတိုင်တောင်းနှိုးဆော်နေခဲ့ပါတယ်ကာရတာဝါသနာပါတဲ့ဘက်ကိုကမိုင်းရီတို့နဲ့အတူကာဘက်မှာပါဝင်ရှင်ကြောင့်ပြောပေမဲ့ဂိုင်နိုကတော့ရှင်းတယ်စီကူကိုဒရိုင်ဘာတစ်ခုနဲ့တင်းလီဒါရာတို့ဇက်ကိုပေးပြီးဘာတော်ကနေချက်ချင်းနှုတ်ဆက်သွားခဲ့ပါတယ်ကိုတာမိုင်းနဲ့မီချီတို့တောင်းကတခြားတင်းတွေကိုနောက်တစ်ချိန်သွားစီရုံနာမအောင်မြင်လို့ပူနေကြချိန်ဇက်နဲ့ဘက်ကိုကသူတို့ကာဘက်မှာပါချင်းကြောင်းလာပြောကြပါတယ်တစ်ဆက်တည်းကိုင်နိုတင်းမာတော်ကနေနှုတ်ဆက်သွားတဲ့ဆိုတာကိုပါတီးလိုက်ရတော့ကိုတာကလည်းတော့အထက်ရောက်နေတဲ့ဆရာသမားကိုလူချင်းတွေ့ပြီးသွားမေးပါတယ်ကပြောသည့်ကောင်လေးကယူတူရာစီကုမ္ပဏီကိုတယောက်တည်းတွန်းလှန်မှုစီစဉ်နေတာကြောင့်ကိုသားလည်းအဲ့ဒါကမယူရဲဆန်လွန်းတယ်လို့ပြန်ပြောခဲ့ပါတယ်။မိုင်းရီဆန္ဒတိုင်ကောက်ပဲဖြစ်မြောက်သူကူညီပေးနေတာကဘိရိုက်တာတယောက်နေနဲ့နောက်ဆုံးထမ်းဆောင်ရမယ့်တောင်းဝပဲလို့ပြောတော့ဂန်နိုကလည်းငှက်သုံးငါလို့ပြန်ပြောပြီးထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာယူမာကရှီပြေးပုံစံ70ကွန်နဲ့အသားချနေတဲ့ကိုသားရဲ့ဒေတာတွေကိုကြည့်ရင်ဗမန်းချချစ်စစ်တဖဖဖြစ်နေလို့မီနာတိုကဒါကိုနောက်ဆုံးဒေတာမဖြစ်စေချင်စိတ်လိုက်မှပါမလို့ဖို့တတိပေးနေရပါတယ်ဒီလိုနဲ့ကောက်ပဲကျပမဲ့နေ့ကိုရောက်တော့တင်းကိုင်နဲ့တင်းပါတော်တို့သာစတိတ်စီမှာရောက်နေခဲ့ပြီးလာကြည့်တဲ့ပရိသတ်တွေကလည်း9ရောက်သာရှိပါတယ်အခြေကရုံးဘီရဲ့ကရုံးရလာပြီးအရေးမပါတဲ့ပွဲတွေလုံနေမှအစားအထုပ်ပိုက်ပြီးအိမ်ပြန်ကြတော့လို့ဆိုကပွဲလန့်တို့ဖြောင်းဝင်ခင်းပါတော့လိုက်ကနေတစ်ဆက်ကြည့်နေကြတဲ့ဘေးရတာတွေလည်းဒီလိုနှိခံနေရတာကိုတွေ့တော့မချီမနှက်ဖြစ်ကုန်ကြပြီးဒီဂျေဆာကာတာကပါကားချေစေးဖြစ်အောင်လှုပ်ဆော်ပေးနေတာကြောင့်ဂူရူရှိမလည်းဒေါသမီတောက်လောင်နေရပါပြီမိုင်းရီကပရိသတ်ဘလောက်ပဲရှိရှိဘီရိုက်တာဆိုတာပါလဲလို့မြို့သူမြို့သားတွေသိအောင်ပြလိုက်ကြအောင်လို့အားပေးစကားဆိုလိုက်ပါသူ့အကြံစီတိုင်းမဖြစ်လာတဲ့အဆုံးပီရဲလက်အင်မနကောင်ဂျူနိုဂျီကိုဆက်ခေါ်ခိုင်းပြီးပြည်သူတွေအထင်မြင်လွဲမောက်ထကြူးစားနေတော့ကိုတာကအော်ရင်အဖောင်ပြောင်းနဲ့ဝင်ပြရှင်းရပါတော့တဖန်ပီရဲကလည်းဒုတိယအဖောင်ကောက်ပြောင်းပြီးဆရာကြီးလုံနေတဲ့ကိုတာကိုအတင်းဝင်ချနေတာကြောင့်မီချီကဝင်ကူပေးမယ်လို့တင်းပါရော်ရဲ့ညူးလီဒါတစ်ဖြစ်လက်ဆက်ကဂိုင်နိုစီကရတဲ့စီကူဒရိုင်ဘာနဲ့ခူရူမီအဖောင်ပြောင်းပြီးအင်ဘက်ကောင်တွေကိုဝင်တိုက်ခတ်ခဲ့ပါတယ်ကိုတာနဲ့ဆက်200ပေါင်ခြေဆွဲပေးထားချိန်တခြားတင်းတွေမှာအကုန်ရောက်လာခဲ့ပြီးလူဆိုတက်ဆိုစကားကြပါတော့ခဏကြာမှလူလေကောင်ဂျူနိုချီကတရှင်းကကိုဖြုတ်ပြီးအီချီကိုလော်စီနဲ့အေရက်အိမ်မက်ကောင်ဆက်ခေါ်လိုက်တာကြောင့်ကိုတာနဲ့ဆက်တို့တိုက်ပတ်သွားပါတယ်အဲ့ဒါကိုမီချီကဘုံချနဲ့တန်စင်ဖန်တီးပြီးလူတိုင်းမရတဲ့နည်းနဲ့ဆက်ကနေကြတော့ကိုတာပါဝင်ဂျန်တဲ့သူတွေလည်းအာအောင်မဆုပ်ဖြစ်ကုန်ကြပါတယ်
တင်းအီဗီတိုကစော်လေးတွေကအလိုမကျဖြစ်နေတဲ့သူတို့ရဲ့လီဒါဂျူနိုချီကိုတွေ့ချင်းစင်ပေါ်အတင်းဆွတ်တင်သွားကြပြီးဘေးမှာကြားနေတဲ့တချင်းကကိုဆက်ထပ်ပြန်ထည့်ပေးလိုက်ပါတယ်။သိမကချေရှာတဲ့ငနေသားလေးကစင်ပေါ်လဲရောက်ကွေးနေအောင်ကားတော့တာပါပဲ။အောက်မှာအရင်နေတဲ့ကိုတာနဲ့ဇက်တို့စီကိုင်နိုကပါဝင်အားဖြစ်ပေးခဲ့ပြီးတချိန်တည်းမှာပဲကိုတာကလည်းပီရဲကိုရင်ဆိုင်ဖို့ဂျင်ပါလီမွန်အန်ဖောင်ကိုကောက်ပြောင်းလိုက်ပါတယ်။အပေါ်မှာကားတဲ့သူကအောက်မှာချတဲ့သူကချနေကြတဲ့မြင်ကွင်းလေးကိုတွေ့တော့ရွာဖျားပွဲကစတေ့ရှိုးကိုတောင်ပြန်တရိယာသွားစီခဲ့ပါတယ်။ DJ ဆာကာရာရဲ့အစီအစဉ်အောက်မှာလည်းဘီရိုက်တာတွေကိုအားပေးနေတဲ့အမာခံပရိသတ်တွေအစုလိုက်ပြိုလိုက်ပြန်ရောက်လာကြပြီးဖပေးသားတဲ့ပီရဲကိုတော့ကိုတာကအပီပင်လိုက်တွင်နေခဲ့ပါတယ်။ကရုံးရဲ့ fighting skin ဘလောက်ပဲကောင်းနေပါသေးကိုတာကတော့ရှေ့ပြန်နောက်ပြန်ဒဲပြန်ဂျွန်ပြန်အကွက်ပေါင်းစုံလေစွာနဲ့ပီရဲကိုတီးထုတ်ပေးလိုက်ပါတယ်။အထက်မှာကြံခဲ့တဲ့ကိုင်နိုနဲ့ဇက်ကလည်းအေရက်အိမ်မက်တကောင်ကိုမနဲ့တက်ခိုက်နေရပြီးနောက်ဆုံးမှာဘနာနာအိုလေးနဲ့ခူရူမီအိုလေးကိုစီထုတ်သုံးရင်မနဲ့သားကိုခက်အနိုင်ယူပြလိုက်ပါတယ်။တိုက်ပွဲပြီးတာနဲ့တပြိုင်နက်ဘီရိုက်တာတွေရဲ့ကောက်ပွဲပါအောင်မြင်ပြီးဆုံးသွားတာကြောင့်ကိုတာကပီရဲကိုဆက်မတိုက်တော့ပဲကောက်ပွဲရှိရစီပြန်သွားမယ်လို့စော့အစွမ်းပြချင်နေတဲ့ယူမာကဗန်ဝမ်းကျင်းမရောက်လာပါတယ်။ဒါနဲ့ဟိုနှကောင်ရောပြော်နေတာတွေ့လိုက်လားမသိဘူး။ဒါကတော့ခမရတာဂိုင်အပိုင်း18ဖြစ်ပါတယ်။အပိုင်း19နောက်နေ့မှဆက်တင်ပေးသွားပါမယ်။ကျွန်တော်တော့အမိုင်းပါပြီးခဲ့တဲ့ပိုင်းမှာပြီးရတာတွေအပေါ်အမြင်ရှင်းလင်းစေဖို့ရည်ရွယ်ချက်ဖြင့်တင်းငိုင်ကဥဆောင်ပြီးကာဝေးတခုကျင်းပခဲ့တော့လဲဘီရဲတို့ဆရာတစ်ပတ်ဖက်လို့ဖြစ်စီဝင်လို့တာကြောင့်ကိုတာကန်တွန်နဲ့သူတင်းပါတော်ရဲ့ညူလီတာဇက်တို့ကဝိုင်းဝန်းသားစီခဲ့ကြပါဒီလိုနဲ့ကာဝေးကိုအောင်မြင်ကျင်းပနိုင်ခဲ့ကြပြီးတစ်ဖက်မှာယူမာကလည်းသူ့ကိုပြန်တက်ခိုက်ဖို့ကိုတာကိုအတင်းဖိအားပေးနေပါအဲ့ဒါကိုအကိုလေးကဖောင်ချက်ရှင်းမပြောင်းမဲဂျောဆန်မြန်ထိုးပြီးကမှဂျင်ပါလီမွန်အဖောင်ပြောင်းနဲ့တက်ခိုက်ခဲ့ပါဒါပေမဲ့ယူမာကသူ့ကိုယ်ပိုင် Genesis Driver ကိုအဆင့်မြင့်တင်ထားတာကြောင့်ကိုတာရဲ့တက်ခတ်မှုမှန်သမျှချီးနှီးဖြစ်နေခဲ့ပြီးဂျွန်ပန်ကိုတီးခံလိုက်ရပါတယ်။အဲ့ချိန်ပါလီယာငါပြောသည့်ကောင်လေးကယူမာကိုသူတင်ကိုတင်ဝင်တက်ခိုက်မြန်တော့ကောင်လေးလည်းကိုတာရှိမှနေမှော့သွားပါတယ်။ညသားဒီလောက်ဆုတ်ပြတ်တက်နေတာတော့တောအုပ်ထက်ကသူ့တင်နာစခန်းစီခြာသွားမှုလုပ်နေခဲ့ကြပြီးယူမာကလည်းအပေါ်ကနေစောက်ကြည့်နေခဲ့ပါတယ်။သုံးစားမရဘူးလို့ထင်ရတဲ့ Genesis ကောကကိုတာလက်ထက်မှာအလုပ်ဖြစ်နေတာကြောင့်သူ့စမ်းသပ်မှုကိုအားရကျဉ်းနေပြီးအခုဆိုရင်ခံမှန်းလို့မရတဲ့ driver ဝက်စစ်သူ2ယောက်ရှိပြီလို့ဆိုနေခဲ့ပါတယ်။ပထမတစ်ယောက်ကကိုတာကိုပြောတာဖြစ်ပြီးဒုတိယတစ်ယောက်ကတော့မီနာတိုပါ။စကြကြချင်းမီနာတိုကဆိုလိုရင်းကိုနားမလည်ဖြစ်သွားပါတယ်။တကယ်တော့ယူမာကမီနာတိုအဆောင်ကိုထုံတိုက်ခိုက်တာကိုမမြင်ရသေးလို့ဒီ list ထဲထည့်လိုက်တာဖြစ်ပါတယ်။တဖန်မီနာတိုကသူ့ကိုတိတ်အထင်မကြီးဖို့ပြန်ပြောပြီးမှဘယ်အရာမဆိုတတိကြီးထားတဲ့ယူမာကသူတို့ကြားမှာလှုပ်ဝက်ချက်လေးတွေထားတာကပဲပြောစရာကောင်းတာလို့ဆိုခဲ့ပါတယ်။ဒီကျေစာကားတယောက်အင်ဘက်ကေကိုဆွတ်လွှတ်လိုက်တဲ့ဗီဒီယိုဒါတွေအကြောင်းသူ့ရဲ့စီစဉ်ကနေတင်ဆက်ပေးနေပြီးအရင်လိုတိုက်ခိုက်မနေကြတော့ပဲတင်းနဲ့အခြေချင်းစီးလုံးသွားကြပြီပဲဖြစ်ပါတယ်။ကိစ္စတော်တော်များများဖြစ်ပျက်သွားပြီးနောက်တင်းတော်တော်များများဒီစပန်းခဲ့ကြပြီးတချို့ဆိုအင်ဘက်ကေမဆော်ရတော့လို့လက်ထပ်သွားတဲ့သူလည်းရှိပါတယ်။အခုကြံခဲ့တဲ့တင်းတွေကကားရတာကိုကြိုက်နေတဲ့သူတွေကြီးပဲလို့မိုင်းရီကဆိုနေပြီးတင်းနေကြအင်ဘက်ကေပြတ်ဆံမှုမရှိတော့တာကြောင့်ကိုတားကလည်းတင်းငန်ကနေနှုတ်ထွက်တော့မယ်လို့ပြောပါတယ်။မီချီကမိုင်းရီစီမကောက်ဖြစ်မှာဆိုလို့ကိုတားကိုထပ်မသားစေချင်ပါဘူး။တပန်ကိုတားကလည်းမိသားစုစားဝတ်နေရဲ့အကြောင်းပြပြီးအလုပ်အင်တာဗျူးဖြေစရာရှိသေးတယ်လို့ဆိုကဘန်ဒိုဆိုင်မှာစောင့်နေတဲ့ကန်တိုကိုတောက်သိခဲ့ပေမဲ့အထာနဲ့နေတဲ့မီချီကကိုတာတကွက်ကျော်ရိုက်နေမှတိနေခဲ့ပြီးဗီဒူရာစစ်ကုမ္ပဏီကိုတောင်းလာမဲ့ကိစ္စမှာသူ့ကိုလည်းပါဝင်ခွင့်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ကိုတာနဲ့ကန်တိုတို့စီစဉ်ကတောအုပ်ထက်ကခရက်ကနေတစ်ဆက်ဗီဒူရာစစ်ကုမ္ပဏီကိုခိုးဝင်ပြီးအကုန်လုံးကိုဖျက်ဆီးပစ်မှာဖြစ်ပါတယ်။ဘာမှမသိသေးတဲ့ကိုတာကအထက်ကိုရောက်တာနဲ့ယူအာကိုခြေရခံနေပြီလို့ထင်နေတာကြောင့်မီချီလက်အာယုံလွှဲတဲ့ကိစ္စသူ့တာဝန်ထားဖို့ပြောပေမဲ့မနဲ့လည်းရောက်ကိုတာနဲ့ကန်တို့တောထဲဝင်သွားချိန်တထေသားလေးကသူ့ကိုကိုလိုရှိမစီအကြောင်းဆိုတင်ပြလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်လို့အဲ့ဒါနဲ့ကိုလိုရှိမလည်းကိုတာနဲ့ကန်တို့ကိုတားဆီးဖို့ဆဲကိုအမေပေးခဲ့ပါတယ်။နေရာသားခွက်နာရောက်တော့အရင်နေ့တွေနဲ့မတူပဲတိတ်ဆိတ်ချောက်ကနေလို့ကန်တို့ကမတင်ကာဖြစ်နေပါတယ်။ခဏကြာကျူးလင်ပန်းကနေဗီယိုကိုအဖြစ်ပြောင်းသွားပြီးခူတူကာကတပ်သားတွေကကိုတာနဲ့ကန်တို့ကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။အများနဲ့နှစ်ယောက်တိုက်ခိုက်နေရလို့နှစ်ယောက်သာထိနာနေကြတော့စစ်ကသူတို့ပိုင်နေတဲ့ဖင်လာမရဘူးမှားရင်တောဝတ်ပြင်ဘက်ကိုမောင်းထုတ်ပြလိုက်ပါတယ်။ဒီပုံစံနဲ့ခွက်နာကပ်ဖို့မဖြစ်နိုင်တော့တာကြောင့်ကိုတာနဲ့ကန်တို့အကျဲရဲနေကြချိန်ဒီဂျေဆာကရာရောက်လာပါတယ်။သူတို့နှစ်ယောက်ကိုကူညီပေးပါမယ်လို့ပြောတာတောင်ကန်တို့ကမယုံသင်္ကာဖြစ်နေပေမဲ့အရင်တစ်ခါကကူညီရဖို့တဲ့ကိုတာကတော့သူ့ကိုယုံကြည်လို့ရတဲ့အကြောင်းဝင်ပြောပါတယ်။တက်ဆက်တဲ့ Genesis ကွန်နဲ့ Limon Energy Loss သူ့စီကရတာလို့ဆိုနေတော့ DJ ဆာကလာလည်းကောင်းကောင်းအသုံးပြုနိုင်ခဲ့တဲ့ကိုတာကိုချီးကျူးနေခဲ့ပါတယ်။ဒီတခါကိုတာကိုပေးမဲ့လက်ဆောင်ကတော့ Julie Love Vehicle ဖြစ်ပြီးတော့ရဲ့အရှင်တကယ်တက်ကကိုင်နိုလာကိုတာလာဒါမှမဟုတ်ဘယ်သူများဖြစ်မလဲလို့ဆိုကချက်ချင်းပြောက်သွားခဲ့ပါတယ်
အဒီနောက်ကိုတာကတောအုပ်ထဲနောက်တစ်ကြိမ်ပြန်သွားချင်နေတာကြောင့်အစီအစဉ်အသစ်ပြန်ဆွဲထားတဲ့ကန်တို့ကထိုးဆေးပြန်ဆင်ကြဖို့ပြောပါတယ်မတော်ခင်ကိုတာကလည်းသူ့စီမှာရှိတဲ့ဆွေးကာလော့စီကန်တို့ကိုပေးထားပြီးစစ်နဲ့ကူရူကာကတက်သားတဲ့စီထပ်ရောက်လာကြပါတယ်ဒီတစ်ခါမှတော့ဆက်ကချယ်လီအနာဂျီအန်ဖောင်ပြောင်းလဲရင်ကိုတာနဲ့ကန်တို့ကိုကိုတိုင်ပြင်းမှုလုပ်ခဲ့ပါတယ်ဟိုနှကောင်လဲမီအေးနှစ်ခါနာဖြစ်မှာဆိုတော့အရင်ဆုံးဆင်းနဲ့သူ့တက်သားတွေကိုခရက်နဲ့ဝေးရစီမျှခေါ်သွားကြပြီးအလင်းငိုင်းမှာဝင်တိုက်ခတ်ခဲ့ပါတယ်စစ်လက်ကိုတာစီမှာကျူလဲလော့ဗီယကိုတွေးလိုက်တာကြောင့်အတော်လေးအံ့ဩသွားခဲ့ပါတယ်ဒီလူနဲ့ကူရူကာကတက်သားတွေအကုန်လုံးမှောက်သွားချိန်ကန်နိုကစစ်ကိုသူနဲ့ထားခဲ့ဖို့ပြောပြီးကိုတာကိုခရက်စီသွားခိုင်းနေတာကြောင့်ကုပနီကနေစောက်ကြည့်နေတဲ့ကူရီရှိမကလည်းကိုတာကိုတောင်းဖို့ထွက်လာပါတယ်ဆက်စချင်းကန်နိုတယောက်စစ်ကိုတဲတန်တိုက်ခိုက်နေပေမဲ့စစ်ကတော့အေးဆေးပြန်ခုခံနေပါတယ်ကန်နိုကယူဒရာစစ်ကုပနီရဲ့အကြံနဲ့ကုံလုံးကိုဖျက်ချပစ်မယ်လို့ပြောတော့ဆက်ကလူကြီးတွေကိစ္စမှာကလေးတွေဝင်မရှုပ်သိမှုလို့ပြန်ပြောပါတယ်တပန်ကိုင်တို့ကယူဇရာစစ်ကုပနီအနေနဲ့ဖုံးဝယ်ထားတာတွေရှိနေသေး၍ပြောညံ့နေအောင်မှာပဲလို့ဆိုကကိုတာပေးထားတဲ့ဆွေးကလော်စီကိုထုတ်သုံးပြီးစစ်တပ်ခရမြမျှချက်တိုင်းကိုဆွေးကအန်ဖောင်နဲ့ပြကာရင်ဖရဲသီးစစ်ချူချူလေးပစ်ကြွေလိုက်တော့ပွဲစားခမမှောက်သွားခဲ့ပါသူတို့တိုက်ပွဲကိုစော့ကြည့်နေတဲ့ယူမာကလည်းစွမ်းအားလူချစ်တက်မမှုအပြစ်ရှိတဲ့ကန်တို့ကိုသဘောတကျနေပြီးတစ်ဖက်မှာကိုတာကအရင်ကမှောက်သိခံရတဲ့60နားမှာကူရီရှိမာနဲ့ထိတိုက်တွေ့နေကြပါအလုံများတဲ့ကူရီရှိမာကဒီနေရာကိုမမှတ်မိပေမဲ့စစ်တမ်းရတဲ့တပုံကြီးရခဲ့တဲ့ကိုတာကတော့လောဝမမေ့ပါဘူးအရှင်ကကူရီရှိမာပြောခဲ့တဲ့စကားတွေကိုလောဝလက်မခံနိုင်ဘူးလို့ဆိုကအင်ဘတ်ကောင်တွေကိုဖန်တီးခဲ့တဲ့ယူဒရာစစ်ကုပနီကိုပြရှားပစ်မယ်လို့ကြုံဝိုင်းဂျဘာလီမွန်အန်ဖောင်ပြောင်းလဲလိုက်ပါတယ်ကိုင်နုံကလည်းခရက်ကိုစောက်ကြည့်နေတဲ့တတန်းနှစ်ယောက်ကိုကြော်လာပြီးအထက်ကိုရောက်သွားပေမဲ့စစ်ရဲ့လှမ်းသားခြင်းကိုခံလိုက်ရပါတယ်ဝက်သားကကိုင်နုံကိုဖောင်ပြောင်းချိန်မပေးပဲစက်တိုက်ချေချောင်းနေတော့ယူမာကဝင်တားလိုက်ရပါတယ်တစ်ဖက်မှာတောတဲ့ကြံခဲ့တဲ့ကူရီရှိမာနဲ့ကိုတာတို့တိုက်ပွဲကလည်းအတော်လေးပြင်းထန်နေပါတယ်။အရင်ထက်ဆိုင်ကိုတာရဲ့လက်ယူရည်နဲ့မက်တယ်ပိုင်းပိုစထရောင်းလာတယ်ဆိုပေမဲ့ကူရီရှိမာတိတ်တော်ကိုတော့ခံနေရတော့မှာဘလောက်လဲကြကြကိုတာကတက်ခိုက်ဖို့စိတ်ဓာတ်တုံလေးပြပြနေတော့နောက်ဆုံးမှာကူရီရှိမာလည်းတောရဲ့တရုတ်မှန်ကိုပြပေးမယ်လို့ဆိုလဲရပါတယ်။အခုပြပေးမယ်မြင်ကွင်းကထင်ထားတာတဲ့ပူကြောက်ဖို့ကောင်းတာကြောင့်တော်ရိုတက်တီနဲ့မရဘူးလို့ကိုတာကိုသတိပေးလိုက်ပါတယ်။ဒါကတော့ခမရလာကန်အပိုင်း16ဖြစ်ပါတယ်အပိုင်း20ကိုနောက်နေ့မှဆက်တင်ပေးသားပါမယ်ကျွန်တော်တော့အမိုင်းပါပြီးခဲ့တဲ့ပတ်မှာကိုတာနဲ့ကန်နိုတို့နှစ်ယောက်ယူဒရာစစ်ကုမ္ပဏီကိုပို့ကန်ခဲ့ကြပြီးအကြောင်းမျိုးကြောင့်တယောက်တနေရာစီကွဲသွားကြပါတယ်ကန်နိုကယူမာနဲ့ထိတိုက်တွေ့နေချိန်တစ်ဖက်မှာကိုတာကကိုရီရှိမခေါ်ရနောက်ကိုလိုက်နေအနောက်ကနေပွားစီလုံနေရကြောင့်ဆရာသမားလည်းစစ်မရှိဖြစ်လာပါတယ်တစ်ဆက်တည်းကိုတာကသူ့တငယ်ချင်းယူရအကြောင်းစကားဆက်မေးနေတော့ကိုရီရှိမကပြောပြမယ်လို့အင်ဘက်ကောင်တွေရောက်လာလို့မပြောဖြစ်လိုက်ပါဘူးဒီလိုနဲ့နှစ်ယောက်သား Orange အန်ဖောင်နဲ့ Melon Energy အန်ဖောင်အတီးတီးပြောင်းပြီးအေဘတ်ကောင်တွေကိုစော်ဘလော်တီးပေးလိုက်ပါအဒီနောက်ကိုတာကတော်လို့အေဘတ်ကောင်တွေပြင်းနေနေတဲ့ဒီနေရာဘာများလဲလို့စမေးခဲ့ပါကိုရီရှိမာကလည်းဒီတော့ဟာတခြားဂျူကလားဒါမှမဟုတ်ဒီကဘာနဲ့အပြိုင်တည်ရှိနေတာလားဆိုတာအခုထိဖြေရှာနေတော့မှရှိသေးကြောင်းပြန်ပြောခဲ့ပါတစ်ဖက်မှာယူမာကလူကြီးတွေကိုတွေးလို့လာဆန်းနေတဲ့ကန်တွေကိုနွေးနွေးထွေးထွေးကျူဆူနေတော့ပွဲစားဆက်လက်ကြီးကျယ်လို့ဖို့ဝင်တတိပေးနေရပါကန်တို့ဒီကိုလာတာတရားမျှတမှုအတွက်မဟုတ်ပဲသူတို့ကိုထင်တယ်လို့စွမ်းမစွမ်းသိချင်လို့မလားလို့မေးပြီးဟဲရီတော့အကြောင်းဆရှင်းပြခဲ့ပါယူဒရာစစ်ကုမ္ပဏီရဲ့တီရှိမိုကလူသားမျိုးနွယ်ကိုကယ်တင်ဖို့အတွက်တောရဲ့ပေနီကိုဖြေရှာဖို့သာဖြစ်တယ်ပြောတော့အခက်မချေတဲ့ကန်တို့ကဘာလို့ဇာဝါမီမျိုးကိုချုပ်ကင်နေရတာလဲလို့ပြန်မေးခဲ့ပါယူမားလည်းသူတို့နှစ်တည်းကြာကြီးဟဲရီတော့ကိုခြေရခံခဲ့ကြပေမဲ့နောက်ဆုံးမှာခရက်မကြာခဏပွင့်လာတတ်တဲ့တာကာဆူကာဆာတောအထက်ကနကွန်တက်ထားတဲ့အပင်ကိုရှာတွေ့ခဲ့တာကြောင့်သူတည်တနာလို့ဖို့ဇာဝါမီမျိုးကိုပြောင်းရွှေ့လာကြပါလေးလာတွေ့ရှိချက်တွေအရနောက်ကွန်တက်ထားတဲ့ဒီအပင်ကြီးဟာတကယ်တော့ဟဲရီတော့ရဲ့တစ်စိတ်ကနေဖြစ်တည်လာတဲ့အပင်ကြီးတစ်ပင်ဖြစ်ပါတယ်အဲ့ဒါကြောင့်ယူဒရာစစ်ကုမ္ပဏီကတာကာဆူကာဆာတောတခုလုံးဒေတာဖော်ပြရေးဆိုတဲ့အကြောင်းများချက်နဲ့တစောလို့အပြောင်ရှင်းပြပြီးအပင်ကိုနှုတ်ယူသွားကြပါအခုမှဖြစ်မှန်နေကုန်တီးလိုက်ရတဲ့ကင်တို့ကထိတ်ကုန်းမဲ့စွာနဲ့ဒေါသတကြီးထားပြဲနေတာကြောင့်ယူမာကလည်းနေရာကောင်းတစ်ခုမှတွားပြောကြဖို့ခေါ်ထုတ်သွားပါစစ်နဲ့မီနာတိုတို့နှစ်ယောက်ကတော့ယူမာရဲ့လွတ်ဖို့ကင်ဖို့နားမလည်နိုင်ဖြစ်ရင်ကြံခဲ့ပါကင်တို့ကသူတို့ဘဝတွေကိုဖျက်ဆီးပစ်ခဲ့တဲ့ယူဒရာစစ်ကုမ္ပဏီကိုမိုးတိနေမှယူမာတိနေခဲ့ပြီးမင်းသာယူဒရာစစ်ကုမ္ပဏီလှုပ်ချင်တာကိုသဘောပေါက်သွားရင်မင်းကိုယ်တည်းကမိုးတရားတွေဒီတဲ့ပူကြီးထွားလာလိမ့်မယ်လို့ဆိုခဲ့ပါတောထဲမှာရှိတဲ့ကိုတာကလည်းလမ်းတစ်လျှောက်လုံးမေးခွန်းများစွာထုတ်နေရင်နောက်ဆုံးမှာကူရီရှိမပြချင်တဲ့နေရာကိုရောက်သွားပါအဲ့ဒီနေရာမှာတောရဲ့အပင်တွေညှိတွယ်နေတဲ့အဆောက်အဦပြက်တွေအများကြီးရှိနေတော့ကိုတာတယောက်အံ့ဩနေပါဟဲရဲ့အပင်တွေဝါမမြုပ်ခင်အရင်ကဒီနေရာမှာမြို့ရည်တခုတည်ရှိခဲ့ပါနောက်ပိုင်းတောရဲ့ဝါမြုပ်ခြင်းကိုခံလဲရချိန်မှာတော့လူဖွဲ့စည်းတစ်ခုလုံးမြို့တို့ပျက်စီးကုန်ပြီးလက်ရှိရေဆိုင်နေရတဲ့အိမ်မက်ကောင်တွေအဖြစ်ပြောင်းလဲကိုကြတာလို့ကူရီရှိမဆိုပါ
တစ်ဖက်မှာယူမားလည်းဟဲတော့ရဲ့တရုတ်မှန်နဲ့ဘေးထက်ဆိုးချိုးတွေကင်နိုကိုတေချာရှင်းပြပေးနေပါတယ်ပြပကဘာတစ်စေးခရက်ကိုဖျက်ပြီးတစ်စေးပြတ်နှံ့မှုနှုတ်ကမယုံနိုင်စရာကောင်းလောက်အောင်မြန်ုံတင်မကပဲမီစီလာကိုပါတေးပိုက်နေတာကြောင့်ဟဲရဲ့ပင်ရှိတဲ့နေရာတိုင်းမှာဘာတဲ့ပင်မှာမပေါက်နိုင်တော့ပါဘူးအဲ့ဒါနဲ့ယူမာလည်းအပြင်ကဝင်လာတဲ့မျိုးစစ်တွေကိုကြားဘူးလားလို့ကင်နိုကိုဆက်မေးခဲ့ပါတယ်ဒါဟာတဘောပတ်ဝန်းကျင်နဲ့လောဝမအဆက်တဲ့တရဘာတွေကိုပြောတာဖြစ်ပြီးအရင်ရှိနေပြီးသားဇီဝမျိုးစစ်တွေကိုသူတို့နဲ့လိုက်လျောညီတွေဖြစ်အောင်လုပ်ပြလိုက်ကြတာလို့ဆိုနေပါတယ်ဥပမာပြရရင်အရှိတိုင်ဂါရမန်ပန်းရဲ့ကြီးထွားမှုနှုန်းကြောင့်ဂျပန်မှာရှိနေပြီးသားဂါရမန်ပန်းတွေမျိုးတုပ်ကိုယ်တလို့ပေါ်လို့ဒေတာနဲ့တဝတေချာရှင်းပြပေးခဲ့ပါတယ်ဆိုလိုရင်းကဟဲပင်နဲ့အသီးတွေဟာတခြားကပါလာတဲ့ကျူးကျော်မျိုးစိတ်ဖြစ်တဲ့အပြင်ပြန့်နှံ့မှုနှုန်းကမထင်သားလောက်အောင်မြန်ုံတင်မကပဲစားသုံးသူကိုပါတခြားတရဘာဖြစ်အောင်ပြောင်းလဲသွားသေးပါတယ်ယူမားလည်းဒီအပင်တွေဟာတခြားလူပတ်စီတစ်ခုကိုဖျက်ဆီးပြီးပြီဖြစ်လို့အခုလှည့်ကြတာကသူတို့ကဘာပဲလို့ဆိုကဂိုင်နိုကိုသဘောပေါက်မပေါက်ပြန်မေးနေခဲ့ပါတယ်တစ်ဖက်မှာကိုတားလည်းကူရီရှိမလိုက်ပြတဲ့အဆောက်အုံပြက်ထဲကအသုံးဆောင်တွေကိုကြည့်ရင်သွေးယူသွေးတန်းနေစပြောလာပါတယ်တပန်ကူရီရှိမကဇာဝါမီမြို့မှာခရက်ပွဲတဲ့နှုတ်အယမ်းမြန်လာတာကြောင့်သူတို့ပညာရှင်တွေခန့်မှန်းချက်အရဟဲရဲ့အပင်တွေတကဘာလုံးဝါမြမြသွားခင်အချိန်အားဖြင့်ဆန်နေတာကြာရှိတော့တယ်လို့ရှင်းပြပေးခဲ့ပါတယ်အဖြစ်မှန်တဲ့အကုန်တိလိုက်ရချိန်မှာတော့ကိုတာတယောက်ဘာမှပြန်မပြောနိုင်ပဲကြက်တည်တည်သွားပါတယ်တစ်ဖက်မှာဇန်နဲ့ပတ်ကိုကမြို့ပေါ်ရောက်နေတဲ့အင်ဘတ်ကောင်တွေကိုဖြည့်ရှင်းထိခိုက်ဒဏ်ရာရသူကိုဝိုင်းကူပေးနေချိန်ဘီရဲတို့ဆရာတဲ့ဘက်ကဖျက်လို့ပြက်စီးလာလို့ကြပါငကိုကလေးကအမြင်မကြည့်တဲ့ကောင်ကအင်ဘတ်ကေကိုဆွလောလိုက်ပြီးဆိုတဲ့ကြီးညာချက်ကိုမယုံကြဖို့နဲ့ပြီးရတာတွေရှိနေသေးအင်ဘတ်ကောင်တွေထပ်ပေါ်လာနေအောင်မှာပဲလို့မြို့သူမြို့သားတွေရှေ့မှာမီးလောင်ရလေးပဲလုံနေတော့ဇန်နဲ့ပတ်ကိုတို့ခမခံပြင်းယုံမှတပါဘာမှမတတ်နိုင်တော့ပါဘူးအချေဘက်ကပေါ်လာမှမသိတဲ့အင်ဘတ်ကောင်တွေသူတို့စီကိုထပ်ရောက်လာတာကြောင့်ကတုံးပီရဲကဒုတိယအန်ဖောင်အမြန်ပြောင်းပြီးအကုန်လုံးကိုမျက်စိတမိတ်တွင်ရှင်းပြလိုက်ပါတစ်ဖက်မှာမီချီဥဆောင်တဲ့ခူရူခါကဲစစ်တပ်ကြီးကမြို့နဲ့ပေါ်လာတဲ့ခွက်တွေကိုပြည်သူတွေမသိအောင်တိတကိုလိုက်ပြက်စီးနေပါကုမ္ပဏီရဲ့တောင်ဝကြီးပြီးတာနဲ့တင်းငယ်ကလပ်စီအပြေးရရောက်လာပြီးမိုက်ရီတို့ပြုံးပြော်စွာကားတိုင်းနေတာတွေ့တော့နောက်ကွယ်ကနေသူလှုပ်ပေးနိုင်တဲ့လောက်စပိုးတင်းပေးဖို့တွေးနေခဲ့ပါမီချီရဲ့မျက်နာကဖြူဖက်ဖက်နဲ့တအားပင်မနေဖို့ပေါ်လို့မိုက်ရီကနားနာနေဖို့ပြောတာကြောင့်ဒီပတိကောင်လေးဖိတက်သွားပါဒီမှာသာโอเคမဆူပြနေတာတစ်ဖက်ကကိုတာကတော့ချီထွတ်မတက်တယောက်တည်းတုံလုံးနေခဲ့ပါကိုတာလည်းဒီလိုဖြစ်လာမှတည်ရနဲ့ဘာလို့ဖုံးဝဲထားရတာလဲလို့ကူရီရှိမကိုစာမေးခဲ့ပါတကယ်လို့ဒီကိစ္စတွေချပြလိုက်ရင်လူတို့တရက်လို့အုံကြွလာပြီးဟဲတော့ဝါမမျိုးကချစ်ချစ်တက်ကိုတာနဲ့လူဖက်စီတစ်ခုလို့ပျက်စီးသွားလိမ့်မယ်လို့ကူရီရှိမကဆိုပါတယ်တကဘာလုံးမှာဖြစ်ပြနေတဲ့ကဆိုးတွေစစ်ပွဲတွေတပွားပတ်ဝန်းကျင်ပျက်စီးလာရတဲ့အဓိကတရံခံကလူသားတွေကြောက်လို့ဆိုကဟဲတော့အပြီးကနှုတ်ထသွားခင်လူတွေအားလုံးပေါင်းပြီးကာကွယ်မဲ့ထင်လားလို့ယူမာပြန်မေးနေခဲ့ပါတယ်အင်အားကြီးတဲ့သူတွေစီမှာအနိုင်ကျင့်ပူကြခြင်းခံခဲ့ရတဲ့ဂိုင်တို့ကကျူးကြောက်စီလျော်တဲ့ယူမာရဲ့စကားကိုလက်ခံခဲ့ပေမဲ့တစ်ဖက်မှာဇက်လိုက်ကျော်ရီကိုတာကတော့အရေးကြုံရင်လူသားတွေကအမျက်စီးလုပ်ကြတယ်လို့ဆိုနေပြန်ပါသေးတယ်ဒါကြောင့်လူသားတွေစီအဖြစ်မှန်တဲ့အကုန်သိပေးလိုက်ဖို့ကိုတာကတောက်ဆုံနေခဲ့ပြီးကိုလိုရှိမာကလည်းသူတို့ရှာတွေ့ထားတဲ့သူ့တင်နာရလက်တွေတခြားနိုင်ငံအစိုးရဘက်တွေသာရသွားရင်ဟဲတော့ကိုလက်နဲ့အဖြစ်သုံးချကတကဘာလုံးကိုသိပိုက်ဖို့ကြိုးစားလိမ့်မယ်လို့ပြန်ပြောခဲ့ပါတယ်ခေတ်ဆက်လူသားတွေရဲ့တမိုင်းကိုသွေးနဲ့ပဲရေးထိုးခဲ့တာကြောင့်လက်ရှိချိန်နဲ့ရဘသူ့မှယုံကြည်လို့မရတဲ့အကြောင်းပြန်ပြောပါတယ်ဆင်းနဲ့မီနာတိုတို့နှစ်ယောက်ကယူဂျရာစစ်ကုမ္ပဏီရဲ့အနာဂတ်စီမံကိန်းနဲ့တားမြစ်သည့်အကြောင်းစကားဆက်မီပြောရင်ဟောတိုင်မှုအနှဲငယ်ထားပြကြပါတယ်အဒီနောက်ကိုတာကလူတွေတေကုံမာကိုဒီတိုင်းကြည့်နေရတော့မှလားလို့မေးနေတော့ကိုရီရှိမလည်းကြံတဲ့အချိန်လေးမှာမင်းရဲ့မိသားစုအတိမိတ်ဆွေတွေမျောလက်ချက်မှတ်အကြောက်တရားပိုက်ထွေးပြီးမပြောမရှိဖြစ်နေမှာကိုလိုချင်တာလားလို့ပြန်ပြောရင်ကတ်ဆိုးကြီးကိုရဲရဲကြီးရင်ဆိုင်ဖို့တိုက်တော်ခဲ့ပါတယ်နေအောင်သားတယောက်တစ်လက်စီမေကောထုံနေကြတော့အေရက်အိမ်မကောင်တွေရောက်လာချိန်ကိုရီရှိမကမဲလောအန်လာရှိအန်ဖောင်ပြောင်းနဲ့ငွေတက်ခိုင်းနေပေမဲ့ကိုတာကတော့သူတို့ရှိရအင်ဘတ်တွေဟာအရင်ကလူသားဆစ်စစ်တွေဖြစ်ခဲ့တာကြောင့်တက်ခိုင်းဖို့တွတ်ဆုံနေပါတယ်တပန်ကိုရီရှိမကလည်းဟဲအတီးကိုတကိုက်စားလိုက်တာနဲ့လူသားဘဝဆုံးရှုံးသွားပြီလို့ဆိုကစီစာကြောင်နေတဲ့ကိုတောက်ကိုတောက်ယူမထပဲသူ့ကိုလာကူဖို့အော်ပြောလိုက်ပါတယ်အဲ့ဒါကိုဆရာလေးကချမလို့လို့နဲ့အင်ဘတ်ကောင်စီမှာရိုက်ခတ်နေတာကြောင့်ကိုရီရှိမပဲဂျောင်းဝင်အကုန်ဖြည့်ရှင်းပေးလိုက်ရပါတယ်ကိုသားသာဒီလောကကြီးကိုကတ်တယ်ဖို့ဆရာထထန်နေပေမဲ့တစ်ဖက်ကကင်နိုကတော့ဖိပြက်စရာကောင်းပြီးအလိညာတွေဒုတိယမှုတွေပြင်းနေနေတဲ့ဒီလောကကြီးကိုပျက်စီးစေချင်နေပါတက်ခိုက်ဖို့တောင်မတက်နိုင်တဲ့သူတွေကအသက်ရှင်နေလဲအလကားပဲလို့ဆိုကဒီကပ်ဘေးကိုအသုံးချပြီးအစွမ်းရှိတဲ့သူနဲ့ပြောညံ့တဲ့သူခွဲထုတ်ပြရမယ်လို့အော်ပြောလိုက်ပါတယ်ကင်နိုရဲ့စကားဆုံးတာနဲ့ချက်ချင်းယူမာဆင်းနဲ့မီနာတိုတို့ကတေဟီတာထိုက်ရီကုန်ကြပါအကြောင်းကသူတို့တောင်းကလည်းကင်နိုနီးတို့ဒီလောကကြီးဘာဖြစ်ဖြစ်စိတ်ဝင်စားကြတဲ့သူတွေဖြစ်နေလို့ပါဒါကတော့ခမိုက်တာဂိုင်အပိုင်း20ဖြစ်ပါတယ်
အပိုင်း21ကိုနောက်နေ့မှဆက်တင်ပေးသွားပါမယ်ကျွန်တော်တော့အမိုင်ပါ